ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Grocery Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအဲ့တော့ဒီနေ့မှာတိဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့လမ်းပြသူဇလန်ပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်တို့စီစဉ်ကိုစလိုက်ကြအောင်ပါခင်ဗျဘေဘင်ရွာလေးရဲ့ရွာပြင်မှာဖြစ်ပြီးတော့ညောင်မင်းများအုပ်ဆိုင်နေတဲ့ညောင်တော်လို့အမည်ရတဲ့တောအုပ်လေးမှာဖြစ်ပါတယ်အဲ့ဒီကနတ်ကြီးတဲ့မြေကျန်းတယ်လို့နာမည်ရှိတာကြောင့်ရွာထဲမှာရွာသူရွာသားများတွာလာခြင်းမလုပ်ကြပေရောက်ကွင်းညောင်တော်အတွင်းရှိညောင်မင်းများအောက်မှာလူတစုရှိနေကြလေတယ်အဲ့သူတွေမှာတော့တခြားသူမဟုတ်ပဲဘိုးထင်ပေတူးတာအင်းနဲ့မုံစိတ်ညိုတို့ပင်ဖြစ်ကြမုံစိတ်ညိုမှာအောက်ခြေရှင်းလင်းနဲ့ညောင်မင်းတပင်အောက်မှာထိုင်နေပြီးတော့ကျန်တဲ့တော့မှာခံလန်းလန်းမှထမ်းမင်ဟာမျိုးထားတဲ့ညောင်မင်းအောက်မှာထိုင်နေကြအဲ့နောက်သူတို့ဒီကအတန်ခတ်အုံးနဲ့မုံစိတ်ညိုကြည့်ကအချင်းချင်းစကားပြောနေကြတယ်ဘိုးထင်မင်းမုံစိတ်ညိုတရားထိုင်တာဟိုးဟိုးလဲကွာသူ့ကြည့်ရတမျိုးပဲမင်းတို့ကလည်းကွာချက်ချင်းဆိုတော့ဘလို့တီငိမ်ပြီးတော့ဖြစ်ပလဲတပင်းနဲ့တော့စင်မြင်သွားမှထင်တာပဲအဲ့ဆိုငါတို့ကသူပြောတဲ့နေရာကိုသွားရမှာပေါ့အေးလေကွာတရားထိုင်မုံစိတ်ပြူရှိမဲ့နေရာကိုသိနိုင်မယ်လို့ပြောတာပဲလေသူဒီမှာတရားထိုင်တာ2ရက်ရှိနေပြီနော်ညပိုင်းကျတော့လေတရားထိုင်တာမကောင်းဘူးပါညာနဲ့အိမ်ပြန်ချင်းနေရမင်းမုံစိတ်ညိုဟုတ်တော့မဟုတ်သေးဘူးပေတူးမှတရားထိုင်တဲ့မုံစိတ်ညိုဟာစူးစိုက်ကြည့်လိုက်ကအဲ့လိုမျိုးဘိုးထင်အားပြောလိုက်ခြင်းဖြစ်ပါတယ်ညမကြတဲ့အချိန်မှာတော့မျက်လုံးမှိတ်ပြီးတော့ရုပ်တွင်နှံသူတရားထိုင်တဲ့မုံစိတ်ညိုမှာမျက်လုံးအားဖွင့်လိုက်ကတရားထိုင်ခြင်းကိုဆုံးသတ်လိုက်ပြီးတော့ဒမ်လင်ခွေအားဖြုတ်ပြီးတော့မတ်တက်ရက်လိုက်အဲ့နောက်သူကပေါင်တစ်ဖက်ကိုညောင်းပြေးစီလုံးကလက်သီးစုံနဲ့ကုန်းရင်ထူပြီးတဲ့နောက်လက်နှစ်ဖက်တို့ကမိုးပေါ်မြောက်ပြီးတော့အညောင်းဆန်းလိုက်ပြီးတော့သူကလှမ်းကြည့်ပြီးတော့ဒီလိုစကားဆိုနေကြတယ်ဘိုးရင်တို့တော့နားကိုသွားလိုက်ပြီးအဲ့ရောက်နေမင်းတို့ငါအတင်းပြောနာအတင်းပြောကြလားဗျာကျုပ်တို့ကပြောချင်တဲ့တယ်ပြောမှာဘလို့လဲချင်းနေကောင်းလားမင်းရလည်းကွာရသမားကြက်သမားကိုချက်ချင်းတရားထိုင်ခိုင်းပြီးတော့တွေ့တူးမြင်မှုတွေချက်ချင်းလိုချင်လို့ရမလားဟာဒါဆိုဒီနေ့လည်းတရားထိုင်တာဘာမှမထူးလားမုံစိန်ညွာဘိုးရင်ရဲ့အမေကိုချက်ချင်းမဖြေပဲသူတို့နားမှာဝင်ထိုင်လိုက်ကသူဤမုတ်စိတ်ဟာတတ်လိုက်ပြီးတော့ဘိုးရင်ရဲ့အမေစကားကိုဖြေလေတယ်အဲ့လိုလည်းမဟုတ်သေးဘူးကွာအဲ့ဒါထူးပြီလားအဲ့လိုလည်းမဟုတ်သေးပြန်ခင်ဗျားကလည်းမဟုတ်တာတွေကြီးပဲကျုပ်သီးထားပြောတတ်မှာထူးလားမထူးလားဘိုးရင်မှာစိတ်မရှိရနဲ့အဲ့ဒီလိုပြောလိုက်တဲ့ကမုံစိန်ညိုကခေါင်းဟာဟန်ပါပါညှိမ့်လိုက်ပြီးမင်းတို့သိတဲ့အတိုင်းပဲကွာကောင်းတာလှုပ်တာနဲ့မကောင်းတာလှုပ်တာကောင်းတာလှုပ်တာခက်တယ်ကွာတကယ်တော့မကောင်းတာလှုပ်တာကောင်းနေတာလည်းပါတာပေါ့ကွာအဲ့တော့ကောင်းတာလှုပ်တဲ့အချိန်မှာမကောင်းတာလှုပ်တဲ့ဓာတ်ခံရှိနေတော့ကောင်းတာလှုပ်တာမကောင်းတာလှုပ်တာတော့မကောင်းပြန်ဘူးကွာမုံစိန်ကျွဲစကားနားထောင်ပြီးတော့ဘိုးထင်သီတာမကတိုင်းနေပေတူးတို့ပါမျက်လုံးဝိုင်းသားလေးများနဲ့ခေါင်းကုတ်လို့နားရှုပ်သွားကြပါလေတော့တယ်ဒီမခံနိုင်တဲ့ပေတူးကမုံစိန်ညိုကဘူးကြီးလိုက်ပြီးတော့ဟာခမင်းကလည်းမဟုတ်သေးပါဘူးဗျာကောင်းတာတော့မကောင်းတာတော့ရှုပ်နေရပဲကျုပ်တို့သိကြအချင်းနေထူးလားမထူးလားအဲ့ဒါပဲသိကြတယ်ဘာတွေပြောနေမှမသိဘူးဟာအဲ့ဒါခက်တာပေါ့ကွာမင်းတို့တွေလူငယ်တွေဖြစ်ပြီးတော့တကယ်ကိုညံတိန်ကြငါပြောပြီးပါဖကောကောင်းတာလှုပ်တာမကောင်းတာလှုပ်တာတော့မကောင်းလို့လေငါအတွက်ပြောပါတယ်ရှင်းရှင်းပြောရင်တော့ကွာအချင်းနေမထူးသေးဘူးပေါ့အဲ့ဒါမြန်စောတဲ့မထူးသေးပြောနေရှင်းနေတယ်ဟောမဟုတ်တာတွေမကောင်းတာတွေကောင်းတာတော့ဘာတွေမှမသိရှုပ်တာပဲဘိုးနေချင်းမကောင်းသေးဘူးလားသူပြန်ကြအောင်ကွာသူ့အချင်းနေကောင်းတဲ့ဒီမှာတယောက်တည်းထားခဲ့တော့ဘလို့လဲဘေးတူးမှဘိုးထင်အားကြည့်ပြီးတော့ကြံပေးလိုက်ရဘိုးထင်ကကောင်းချင်းလိုက်ပြီးတော့အေးအဲ့ကြံကောင်းတယ်သူကသာတယောက်တည်းဒီမှာတရားထိုင်လိမ့်မယ်တို့ကအိမ်ပြန်နှက်ကြတာပေါ့ကွာဘိုးထင်စကားကိုကြားတဲ့မုံစိန်ညိုကလက်ကပြလိုက်ပြီးဟေးကောင်လေးမင်းတို့ပြောတဲ့ကြံမကောင်းဘူးဟာငါဒီမှာတယောက်တည်းထားခဲ့လို့မဖြစ်ဘူးလေဘာလို့မဖြစ်ရမှာတရားဆိုတယောက်တည်းထိုင်ရင်ပိုအကျိုးရှိတယ်မလားတခြားသူတွေတော့ဟုတ်နိုင်တယ်ကွာငါတို့တော့မဟုတ်ငါတယောက်တည်းသူဖောက်ပြန်တဲ့စိတ်တွေများနေတာထူးပါကွာမင်းအိမ်မှာတရားထိုင်တာပဲမကောင်းလားမဖြစ်ဘူးနဲ့တူတယ်နော်ဘာလို့မဖြစ်ရမှာမင်းအိမ်မှာဆိုတော့ပိုတောင်းအေးစီထိုင်လို့ရတယ်လို့ကွာဒီမှာငှက်တန်နေတယ်စူးညံနေတာအဲ့ဒါတော့ဟုတ်တယ်ဗျာညောင်သီးစားတဲ့ငှက်တွေကတအားပဲမှန်တိုင်းပြောရင်ကျုပ်တို့အဲ့ငှက်တွေကိုပြစ်ချင်နေတာခင်ဗျာတရားထိုင်နေလို့အဲ့ဒါပြောတာဗောမင်းတို့စိတ်တွေရောမကောင်းတာတွေမွေးနေတာအဲ့တော့ငါတရားထိုင်တာဘလို့ထူးတော့ကြလာပါကွာအိမ်မှာပဲထိုင်ကြမယ်နော်အဲ့ဆိုလဲပြီးတာပဲတပတ်တင်းချင်းနေထူးအောင်လုပ်နော်မထူးလို့တော့ခင်ဗျာကျုပ်တို့စီကနေထွက်သွားတော့ထူးအောင်လုပ်ပါမယ်ကွာငါလည်းမင်းတို့နဲ့နေရတာပျော်နေတာခက်တယ်ဒီလိုနဲ့မုံစိန်ညိုနဲ့ဘိုးတင်တို့ကစကားချိန်တန်းကြအောင်ပြောပြီးတဲ့နောက်ညောင်တော်ရှိညောင်ဝင်များအောင်မှမတ်တရက်ကရွာကိုပြန်လိုက်ကြပါလေတော့လေဘေဘင်ရွာဆိုမှရှိတဲ့ဘိုးတင်ရဲ့အိမ်ဝိုင်းလေးတွေကိုမျိုးသမီးတယောက်လမ်းလျှောက်လို့ဝင်သွားခဲ့အပြင်မှာနေပူနေတော့လဲအိမ်ဝိုင်းထဲရှိနှစ်ရှည်တစ်ပင်ကြီးများကြောင့်ရိတ်ကောင်းစွာရအောင်တာမကညိုမိုင်းလိုပါနေသေးတယ်အိမ်ဝိုင်းထဲဝင်လာသူမှမြောက်ပင်ရွာမှာဝိုင်းစိန်ဖြစ်ပါတယ်သူမအိမ်ဝိုင်းတွင်ရောက်တာနေတရက်ပင်များမှာလှုပ်ရမ်းလို့နေပြီးသူမအိမ်ဝိုင်းထဲဝင်လာတာကိုလိုမကြ၍ခေါင်းရမ်းပြနေသည်လားထင်မှန်မှားလောက်ရထူးဆန်းပြီးတော့ကြောင်းမဲ့ဖွယ်ဖြစ်ပြများဖြစ်ပြနေတော့လဲဝိုင်းစိန်မှတချက်ကလေးမှာတုံလုံးချင်းမရှိပါပဲအိမ်ရှိကိုပြစ်မှာအိမ်နေရပဲဝင်ထိုင်လိုက်တပင်များသည်လဲချိန်တန်းကြောင်းလှုပ်ရမ်းပြီးနောက်ဝိုင်းစိန်ရဲ့နောက်ထပ်မြည်သည့်လှုပ်ရှားမှုမှမရှိတာကြောင့်ငကိုတိုင်းပြန်လဲပြီးတော့တည်ငြိမ်သွားလေတယ်များမကြသောချိန်မှာစကားပြောတန်စိုးတန်များနေတူအိမ်ဝိုင်းလေးတွေကို
လူတစုဝင်လာခဲ့လေတယ်။အဲလူစုမှာတော့ဘိုးထင်တို့၄ယောက်ဖြစ်ကြပါတယ်။သူတို့ကအိမ်ဝိုင်းထဲရောက်ချိန်ကိုပြစ်မှာထိုင်နေတဲ့ဝိုင်းစိန်ကိုမြင်တဲ့အခါတာအေးမှဥစွာအံ့ဩနေတဲ့မျက်နှာပဲနှုတ်ဆက်စကားဆိုးလိုက်ပါလေတယ်။ဟာမိုင်းဝိုင်းစိန်အိမ်ရောက်နေရလား။ဟုတ်တယ်လေနင်တို့မလာတော့ငါလာတော့တာပေါ့။ကျုပ်တို့လာဖို့ပဲဗျမုတ်စိတ်ဖြူမတွေ့သေးလို့။ဒါနဲ့ဟိုဘာကြီးကဘသူတော့။ဩဒါလားကျုပ်တို့ရှာနေမုတ်စိတ်ဖြူညီမုတ်စိတ်ညိုမိုင်းဝိုင်းစိန်ကမျက်နှာမကောင်းတဲ့ကြားမှာမုတ်စိတ်ညိုကပြုံးပြပြီးနှုတ်ဆက်လိုက်သေးတယ်။အဲနောက်သူမဘိုးထင်အားကြည့်လိုက်ပြီးတော့ဘိုးထင်အမားတို့ကူညီပေးမယ်ဆိုတာအစီပြေးလာရင်ပြေးမှာမမရေအမလည်းပညာတွေစိုးနေပြီပြီးတော့မိဖြူလည်းအချိန်နေတိတ်မကောင်းဘူးဟုတ်လားမိဖြူဘာဖြစ်လို့လဲမဝိုင်းစိန်မိဖြူလေးကသူ့မျက်နှာကိုဆေးမင်ကြောင်မထိုးတင်ဘူးသူ့မှာဖြစ်နေပြဿနာလဲအဲ့ဆေးမင်ကြောင်ထိုးပြီးတော့စီရင်မအစီပြေမယ်တဲ့လေအမေကြီးကလည်းစိတ်ညစ်နေတာသူ့မြီးကြောင်ပေါ့အဲ့ဒါတွေကမုံစိတ်ဖြူတွေအကုန်လုံးအစီပြေပြီဗျာအမလည်းမိဖြူကိုသေချာတော့စောင်းကြည့်နေတယ်သူစိတ်တွေကြမ်းကြမ်းလာတယ်ဟုတ်တယ်မရေကျုပ်တို့မှနေကြတဲ့သူ့စိတ်တွေကကြမ်းနေတာအမေကြီးကလည်းသူ့မီးလေးမျက်နှာကိုအစီရင်မထိုးပေးခြင်းလို့ဘိုးတင်တို့စောင့်နေတာစိတ်ချအမရေကျုပ်တို့ဆက်ဆက်လာခဲ့ပါမနော်ဝိုင်းစင်ကသူမတွေးကြုံနေရတဲ့ခက်ခဲများကိုဘိုးတင်တို့ဟာပြောပြနေခြင်းဖြစ်ပါတယ်မုံစိတ်ညိုမှာပင်ဖြစ်ပြနေတဲ့ပြဿနာအလုံးစုံအကုန်မသိတော့လဲဝိုင်းစိန်ညိုးငယ်တဲ့မျက်နှာကြောင့်မိဖြူဆိုသောကလေးမလေးရဲ့လက်ရှိဖြစ်ပုံနဲ့အခက်ခဲတို့ဟာကောင်းစွာနားလေကတော်ပင်စိတ်မချမ်းမမြေ့ဖြစ်လို့နေပါလေတော့တယ်အဲ့တော့ဝိုင်းစိန်ကသူမပြောလိုတဲ့အကြောင်းများအားလုံးကိုဘိုးတင်တို့အချိန်တော်ကြာပြောပြကပြန်ဖို့အတွက်ကိုပြစ်မှာမတ်တက်ရက်ပြီးတော့နှုတ်ဆက်စကားဆိုလိုက်ပါလိမ့်တယ်။မောင်လေးတို့မပြန်တော့မယ်နော်။ဘာကြီးကျမပြန်တော့မယ်။ဝိုင်းစင်ကဘိုးတင်တို့၃ယောက်နှုတ်ဆက်လိုက်သူမုံစိန်ညိုလည်းနှုတ်ဆက်လိုက်။အဲ့ကမုံစိန်ညိုဒီကခေါင်းဝညိတ်ကအတိမတ်ပြုတ်လိုက်ပြီးတော့သူကြီးကိုကပင်းဆောင်နိုင်ကြိုးစားမိကြောင်းကဂရီပေးလိုက်လေတယ်။ဒူမာကြီးစိတ်သာချနေ။ကျုပ်ကိုမရရအောင်ပင်ပေးမယ်။ကျမလည်းအဲ့လိုပဲဖြစ်စေချင်ပါတယ်ရှင်။စိတ်ချစမ်းပါကဲဘာမှပူမနေနဲ့။ကျုပ်ကိုရအောင်ရှာပေးမယ်ဟုတ်ပလား။မုံစိန်ညိုကအဲ့လိုဂရီပေးလိုက်တဲ့ကဘိုးတင်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့မုံစိတ်ညိုကမင်းငေါပြပြီးဘာဖြစ်တာလဲဟုဒိဗယ်ပြင်ချင်းချင်းမေးမြန်းနေကြသူတို့အဲ့လိုပြုမှုနေတော့မုံစိတ်ညိုမှာဂယူးမဆိုင်အိမ်ဝိုင်းပြင်ကိုထွက်သွားတဲ့ဝိုင်းစိန်ုံသာခေါင်းလေးညိတ်ငါဖြင့်ကြည့်နေပါလေတော့တယ်ဘိုးတယ်ငါမင်းတို့ပြောစရာရှိဘာပြောမလဲပြောလေဗျာညာတဲ့ချိန်ကမှဖြစ်ပြီးတော့အင်းရှိကိုပြစ်မှာညသာဓမင်းစားနေကြတယ်ဘိုးတင်ပေတူတိုင်းနဲ့မုံစိတ်ညိုတို့နဲ့မုံစိတ်ညိုမှဓမင်းစားခြင်းကိုအလင်းမြန်ဆုံးသတ်လိုက်ပြီးတော့အဲ့ဒီလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မုံစိန်ညိုရဲ့လေးနက်နက်ဟန်ပန်ကြောင့်ကြံသူများစီလဲဂီယူဆိုင်နဲ့နားထောင်ပေးနေကြအဲကမုံစိန်ညိုကကိုပြစ်ရောက်ကိုဆင်းပြီးတော့လက်ဆေးကပစိုးသောထဲကိုလက်တော့ပြီးတဲ့နောက်ကိုပြစ်ပေါ်ကိုပြန်လာလေအဲနောက်သူကဘိုးထင်အားသေးချာကြည့်လိုက်သူပြောလို့တဲ့စကားများပြောကြလိုက်လေလေညနေကမင်းတို့နဲ့ဟိုမိန်းကလေးပြောနာကြားပြီးတော့ငါစိတ်မကောင်းဖြစ်နေတာတကယ်လို့ငါကိုသာမတွေ့ဘူးဆိုရင်မိဖြူဆွဲကလေးမလေးကမျက်နှာမှာဈေးမင်ကြောင်တွေနဲ့ဖြစ်တော့မှာမဟုတ်လားအင်းပါဗျာခမားကိုမုံစိတ်ဖြူပဲအဲ့ပြဿနာကိုဖြေရှင်းနိုင်ပါလေအမေကြီးကတော့သူတက်တဲ့ပညာနဲ့သူတက်သူလိုပဲလုပ်မှာပေါ့အဲ့ဒါကိုပဲတွေးနေတာဘိုးတင်မထူးတော့ပါဘူးကွာငါတို့ခီးထွက်ကြဒီမှာဒီတိုင်းနေလို့လည်းအကျိုးမထူးပြုံးစားကြီးမုံစိန်ညိုဘယ်လိုဖြစ်တာငါကိုမင်းတို့ရှာနေကြောင်ကောင်းကောင်းသိသွားလို့ပေါ့ကွာအဲ့ဒါတော့ညနေကမိန်းကလေးပြောလို့သိတာနှုတ်မဆိုဘာကြောင့်ငါကိုရှာနေလဲဆိုတာငါသိမှမဟုတ်သေးဘူးမင်းတို့ကမြောက်ပြင်းသွားမှာပဲပြောတာဘာသွားလို့ရမယ်ဆိုတာရေရာတယောက်မှမပြောကြဘူးလीမုံစိန်ညိုပြောဒီကမှန်ပေတယ်ဘိုးတင်သားရေးနဲ့ပေတူးတို့ကမုံစိန်ညိုထံမြောက်ပြင်သွားမယ်အကြောင်းနဲ့ပညာနှုတ်ရမယ့်အကြောင်းသာပြောပြပြီးမိဖြူအကြောင်းကိုမပြောမိပြီဘိုးတင်ကသမင်းစားလက်စားကိုလက်တက်လိုက်ပြီးတော့ဘိုးစိန်ညိုကကြီးလိုက်ကကျုပ်တို့မှားကြတယ်ဗျာအဲ့ဒါထားလိုက်ပါတော့မုံစိန်ညိုဘယ်လိုတွေးနေဆိုတာကျုပ်တို့ပြောပြအောင်ဒီမှာနေပြီးတရားထိုင်မယ်ဆိုငါ့ကိုခြေဦးတဲ့ရရှောက်သွားပြီးတော့ငါတရားထိုင်ရောအဲ့ဆိုအလုံးတစ်ခုပိုဖြစ်မလားလို့လေကွာအဲ့လည်းမစိုးပါဘူးဗျာဒီမှာဆိုခင်ဗျားတရားထိုင်တော့ကျုပ်တို့ကစောင့်ကြည့်နေရမှာခီးတွက်တော့ပိုးအဆင်ပြေတာပေါ့အဲ့ဆိုမင်းတို့သဘောတူလားမုံစိန်ညိုကလို့မေးလိုက်ရဘိုးတင်ကခေါင်းချင်းလိုက်ပြီးတော့ကျိုးတော့ကန့်ကွက်စရာမရှိပါဘူးတိုင်းနေပြီသူမင်းတို့ဘယ်လိုသဘောရလိုက်မှာလားဘိုးရင်ကမုံစိန်ညိုရဲ့မေးကိုပြန်ဖြေနေသူမျက်နှာချင်းတိုင်းမှာသမင်းစားနေသေးတိုင်းနေဘေတူကိုမေးမြန်းလိုက်အိုက်ကတိုင်းနေဘေတူကခေါင်းကိုပြိုင်လူကြီးပါညှိလိုက်ပြီးနောက်ဘေတူမှဥစွာပြန်ဖြေလိုက်ပါလေတဲ့လိုက်ပါဗောကွာဒီမှာဒီတိုင်းနေရတဲ့ဆိုင်အဲ့လိုရှောက်သွားတာမုံစိတ်ပြိုပို့ပြီးတော့တွေ့နိုင်သေးတာဗောအေးငါလည်းအဲ့လိုပဲထင်တယ်သွားမယ်ကွာဘယ်နည်းတော့သွားကြမလဲတိုင်းမှာဂီးရွက်မိစီစဉ်ကိုလက်တင်ခံလိုက်ပြီးတော့အဲနောက်ဘိုးတင်အားကြည့်လိုက်ကဘယ်ချိန်သွားကြမှာလဲဆိုတာကိုမေးမြန်းလိုက်ပြီအဲကဘိုးတင်အားခိတ္တစဉ်းစားလိုက်ပြီးတဲ့နောက်ကြားပါလေကွာမနေ့ပြန်သွားကြရင်ကောင်းမလားကောင်းတာဗောမြန်သွားတာအကောင်းဆုံးပဲဒါနဲ့ငါတို့စားဖို့တောက်ဖို့တော့ကောင်းဘယ်လိုလုပ်ကြရွာပြန်ဇရက်တို့ဘာလို့မှတဲကြတော့ဗောကွာငွေပဲယူသွားကြတာဗောအေးကလည်းကောင်းတာပဲကောင်းတာလုံးမနေတဲ့ပေတူရဲ့မင်းမေကချမ်းသာတယ်ငွေလေးနဲ့ဘဘလောက်တောင်းခဲ့ငါလည်းဘားစီကတောင်းဝါမှာဘိုးတင်ကတိုင်းနဲ့စကားဆိုနေနဲ့ညင်ပြီးတော့သူတို့ပြောစကားများနားထောင်ကသမင်းစားနေတဲ့ပေတူကပြောလိုက်ခြင်းဖြစ်အဲ့ကပေတူကခေါင်းချင်းလိုက်ပြီးတော့အေးနည်းနည်းဘဘတော့တောင်းခဲ့ပါမယ်ကွာနဲဘာမလုံးနဲ့လေကွာမိမေတော့ချမ်းသာတော့
သူချမ်းသာတာငါချမ်းသာတာမဟုတ်လေကွာအမေအကျိုးစီးပွားတော့လည်းငါဘာလုပ်ပေးခဲ့တာမဟုတ်ငါတာနေမသုံးချင်ဘူးမင်းမေကပေးပါတယ်ကွာခွင်းဆိုတာယူတိုင်းမကောက်ဘူးငါကောင်းရင်မင်းတို့ကလည်းအေးပါကွာအေးပါအဲ့ဆိုလည်းအစင်ပြေတော့ပဲတောင်းခဲ့ပေါ့ငါလည်းဘားစီရောက်သွားဆွဲလိုက်မယ်ကြပါတယ်ကွာခဲ့တိုင်းမင်းနဲ့မုံစိန်ညိုပြင်ဆင်တာရှိရပြင်ဆင်ထားလိုက်မုံစိန်ညိုကျုံနဲ့ပေတူငွေသွားတောင်းလိုက်အောင်မယ်ကပေတူမြန်စားကွာအချိန်စောသေးရွာတို့တခါလေးသွားလိုက်အောင်အေးဘိုးရင်းရဲ့စကားကြောင့်ပေတူတယောက်ဓမင်းစားခြင်းကိုအမြန်ဆုံးတတ်လိုက်ကဓမင်းပကံလေးလက်ကိုကမန်းကရန်ဆေးလိုက်ပြီးတဲ့နောက်ကိုပြစ်ပေါ်ကနေဆင်းလိုက်လေတယ်အဲနောက်အိမ်ဝိုင်းပြင်ကိုထွက်နေဖြစ်တဲ့ဘိုးရင်နောက်ခက်မြန်မြန်ပင်လိုက်၍သွားလိုက်ပါလေတော့တယ်လွယ်ကြီးများလွယ်ထားတဲ့လူငယ်3ယောက်နဲ့လူကြီး1ယောက်တို့မှာလမ်းဘေးဝဲရမှာပေါက်နေပေပင်အသေးနဲ့ပေပင်ရှင်များကြောခိုင်းချိန်ထားပြီးတော့လမ်းလျှောက်လို့နေကြပါလေသူတို့ကဘိုးထင်ပေတူသားနဲ့မုံစိတ်ညိုတို့ဖြစ်ကြဒေါသူတောင်သားများမလို့တခြားထွေတူတူအသုံးဆောင်များမပါပဲလွယ်ခက်ကြီးကြီးများအတွင်းသာဝစ်စားတချို့ထည့်ပြီးတော့တယောက်တည်းလွယ်ပြီးတော့ရခုကဲသို့ခီးထွက်လာခြင်းဖြစ်ပါတယ်သူတို့ကပေပင်ရွာနဲ့ခလန်းလန်းရောက်တဲ့အခါမုံစိတ်ညိုမှစတင်ပြီးတော့သူဤဘေဘီဝဲရလမ်းလျှောက်နေတဲ့ဘိုးထင်တို့ကမေးမြန်းလိုက်ပါလေတဲ့ဟဲ့ကောင်နေငါတို့ဘယ်ဥစားသွားကြခုချိန်တည်းကလမ်းလျှောက်မယ်ဆိုရင်တော့သစ်စိန်ရွာလောက်တော့ရောက်လောက်မယ်ဒါဆိုသစ်စိန်ရွာကိုပဲသွားမလားအဲ့တော့မဖြစ်ဘူးဗျအဲ့မှာကျုပ်တို့စော်ကျင်တဲ့ကောင်တွေရှိတယ်အဲ့ဘေးကညောင်မင်းစုကိုပဲသွားတာပေါ့အဲ့မှာမင်းတို့နဲ့အသိရှိလားအသိတော့မရှိဘူးလေဗျဈေးရတော့ရှိအေးကွာစင်ပြေလိုပဲလှုပ်တာပေါ့သူတို့စကားတပြောနေလမ်းလျှောက်နေစဉ်ညနေချင်းဆိုင်မှာလမ်းလျှောက်လိုက်ဖိုးတွေးသားတို့2ယောက်နဲ့စုံကြလေအဲ့ကဖိုးတွေကစတင်ပြီးတော့ဥစွာနှုတ်ဆက်လိုက်လေဆရာကြီးနဲ့ဖိုးထင်တို့ဘယ်သွားကြမလို့တော့မုံစိတ်ပြူသွားချမလို့ကိုဖိုးတွေရဲ့ဟမ်ဆရာကြီးအမုံစိတ်ပြူမဟုတ်လားမဟုတ်ဘူး तू ကမုံစိတ်ညိုမုံစိတ်ပြူရဲ့ညီဟာရုပ်ကတော်တူတာပဲနေပါဦးမင်းတို့ဘယ်သွားချမှာခြေဦးရပါဗျာမင်းတို့ကောင်တွေကငါ့ကိုသစ္စာဖောက်တာလားသွားမယ်ဆိုငါတို့တော့မပြောဘူးဟမ်အဲ့တော့မဟုတ်ပါဘူးဗျာကျုပ်တို့ကဘယ်ရောက်လို့ဘယ်ပေါင်မှန်းလည်းသိတာမဟုတ်ပြီးတော့ဘယ်အချိန်မှရွာပြန်ရောက်မှန်းလည်းမသိဘူးဒါကြောင့်မခေါ်တာဘာဖြစ်ကွာမင်းတို့သွားငါလည်းလိုက်မှာပေါ့ဒါမင်းတို့လိုက်မလားလိုက်မယ်သူလဲပြန်ကောက်လဲနေပဲသွားမယ်လीဖိုးတွေကဘိုးရင်စကားဆိုနေနဲ့သူ့ဘေးမှာตาရမေးလိုက်အဲ့ကตาမခိတ္တတွေးလိုက်ပြီးတော့မထူးကွာကြံခုတ်ပေါ်လဲဝေးကြီးကြံသေးဒိုလဲနဲ့နွားနဲ့လဲအားနေဆိုလိုက်သွားတာပေါ့အေးကောင်းတယ်အဲ့ဆိုငါတို့ရွာပြန်ပြီးတော့လဲကောက်ကြမယ်ကဲဖိုးတွေမင်းတို့ဒီမှာခဏစောင့်ကြအောင်ဖိုးတွေမှာဘိုးရင်ဟာလို့ပြောလိုက်ပြီးတော့ဘေတူးနဲ့ตาကြီးကဘိုးတွေနဲ့ตาရမယုံသင်္ကာသလိုကြီးလိုက်ကြပြီခမောက်တကယ်လို့လိုက်မှာမလို့လားဘယ်ပေါက်လို့ဘယ်အောင်မှမသိဘူးနော်ဘေးမှာမင်းတို့ခေါ်လို့ဘာလို့ဆိုရင်တန်နေမကြားချင်ဘူးဟုတ်တယ်ခင်ဗျားတို့ကလဲကောင်းမယ်ဆိုပြီးတော့ရွာပြန်သွားပြီးတော့ဟိုရောက်တော့စိတ်ပြောင်းပြီးတော့ပြန်မလာကျုပ်တို့ကဒီနားမှာအချိန်ဖိနေဗျာပေတူနဲ့တိုင်းမှာအဲ့လိုစကားဆိုလိုက်တဲ့ကဖိုးတွေးမှာသူတို့နှစ်ယောက်ကမကြေမနက်နဲ့ကြီးလိုက်ပြီးဟာဒီခွေးကောင်လေးနာကောင်တော့လိုက်မှာပါဆိုမှဘာဖြစ်နေသမောင်ငါမေးပြစီဦးငါတို့နဲ့မင်းတို့အဲ့လိုသွားတိုင်းငါတို့ဘယ်နှခါမှညီးဘူးလို့လေမင်းတို့ကောင်တွေကခွေးနာကြီးလို့ညီးနေတာနော်ကျုပ်တို့ကကြိုပြောတာပါအရင်ကလည်းခုကတူတော့တာမဟုတ်လေခုခင်ဗျားတို့ကလဲရရာတွေဦးစီးလောက်ကင်နေပြီဆိုတော့အားကြောင့်ပြောတာသူတို့စကားကြပြီးတော့ပြောနေချင်းရွာဘက်မှနေပြီလဲနှစီလန်းလာလေတယ်လဲမောင်းသူနှစ်ယောက်တို့ကအတန်ခက်ကျယ်နေစကားပြောလာကြဘာလဲကွာသူသားမရှိတာနဲ့ငါအကြီးခိုင်းနေငါလည်းပါထူးလို့လည်းပေါတူးရဖိုးတွေးမရှိတာနဲ့ရွာလူကြီးကငါအကြီးခေါ်ခိုင်းနေတာလဲမောင်းလာသူနှစ်ယောက်မှာပေါတူးနဲ့မင်းအောင်လို့ဖြစ်သူတို့နှစ်ယောက်စလုံးလဲတစည်းစီပင်ရှေးစင်းနောက်ဆင့်မောင်းလာကြအများမကြသောချိန်မှာတော့ဖိုးတွေးตาရဘိုးထင်တို့စကားပြောနေကြတယ်နေရာကိုရောက်လာကြပါလိမ့်တယ်သူတို့နှစ်ယောက်ကလူစုံတက်ဆုံနဲ့လဲလန်းတစ်ပိမှာစကားပြောနေတဲ့ဖိုးတွေးတို့မြင်တဲ့အခါပေါတူးမှလဲကိုရက်တန်းလိုက်ပြီးတော့ထူးဆန်းအံ့ဩနေတဲ့မျက်နှာနဲ့လှမ်းပြီးတော့စကားဆိုလိုက်ပါလိမ့်တယ်ဟာရုံလီစောစီဘယ်ပြန်လာဘယ်မှပြန်လာမဟုတ်သွားကြရှိလို့ဗျာခင်ဗျားတို့ယောက်လဲတယောက်စီနဲ့ဘယ်သွားမလို့တော့မနေ့ကကြံပြားထိုးထားတာငါးပါးသွားတိုက်ခိုင်းလို့ကွာမင်းတော်နဲ့ရွာလူကြီးခိုင်းလိုက်တာဟိုနှကောင်မရှိလို့ပေါ့ပေါတူးကဘိုးတွေနဲ့စကားဆိုနေတဲ့သားနဲ့ဖိုးတွေတို့ကမင်းကောပြပြီးတော့ပြောလိုက်ခြင်းဖြစ်ပါဖိုးတွေနဲ့သားဒီကလဲနှစီနာသွားကကိုဘောတို့အိမ်ပြန်တော့ဗျာလဲကျုပ်ယူသွားလိုက်ဟာဘယ်ယူသွားမှာလို့မင်းကိုလည်းဗျာရေးချီလိုက်တာအဘနဲ့မပြောလိုက်ဘယ်ဒီမှပြန်အောင်လည်းမသိဘူးလို့စိတ်ပူမနေနဲ့လို့ဘိုးတွေတို့နဲ့သွားတာပါတခါလေးပြောလိုက်နော်အဲ့ဆိုလည်းပြီးရောကွာငါလည်းကြံပြားတော့နေမတင်ကြနဲ့အကိုက်ပဲဟိပေါတူးမှပြောဆိုလဲပေါ်မှာဆင်းလိုက်သူဆင်းလိုက်တာနဲ့သားမှလဲပေါ်တက်လိုက်ပြီးတော့နွားလဲမောင်းရန်အသိနေထားဖြစ်လို့နေပါတယ်သူနီးသူဖိုးတွေးသည်လဲမင်းအောင်လဲနာသွားလိုက်ကကိုင်းအောင်ခင်ဗျားလည်းပြန်တော့ဗျာကျုပ်ပေါ့ပြောလိုက်ဘိုးတွေတို့နဲ့ရေးကြီးလို့လိုက်သွားလို့ဆိုတာပြောလိုက်ဗျာလဲယူသွားမှာလားယူသွားမှာအေးဒါနဲ့မင်းတို့ဘယ်သွားကြမလို့အဲ့တော့ကျုပ်လည်းမသိဘူးပြီးတာပဲကွာဆိုတော့ငါတို့ပြန်တော့မယ်မင်းတော်မှလဲပေါ်မှာဆင်းလိုက်ပြီးတော့ပေါတူးနေတူအားလုံးကိုနှုတ်ဆက်ပြီးတော့ရွာပြန်သွားခဲ့လေတယ်သူတို့ပြန်သွားနေဘိုးတွေမှလဲပေါ်တက်လိုက်ပြီးတော့ဘိုးတင်တို့ကြည့်ကဘိုးတင်လဲနေဆိုထမင်းဦးလေးတော့ယူခဲ့ဦးမနဲ့တူတယ်ရွာပြန်ယူရမှာလားရွာတော့ပြန်ပြူနေလေကွာကိုင်းညုံမောင်တဲကအိုးခွက်နဲ့လွှဲတာတွေယူသွားအောင်ငါတဲမှလည်းလွှဲတာတွေဝင်လို့ရတာပဲဟိုအဲ့ဒါကောင်းတာပဲထမင်းဦးနဲ့ဆန်ပါရင်ဟိုအစင်းပြေးနေပြီကဲအားစုသွားကြအောင်ကွာလား
ဖိုးရင်းစော်တဲ့ခါကျတော့မှဘိုးရင်တို့က2ယောက်တစည်းလဲဘော်ကိုလူများတက်လိုက်ကြသူတို့လဲဘော်ရောက်တာနဲ့လဲမောင်းတဲ့ဖိုးရင်းနဲ့သားတို့မှာသူတို့ဤနွားများကိုငောင်ငန်းလိုက်ကြပြီးတဲ့နောက်လဲအားစတင်ကမောင်းထွက်သွားလိုက်ကြပါလေတော့တယ်နေဝင်ချင်းတိမ်တောင်းနေတာကြောင့်ညနေချင်းကနေအလင်းရောင်မှာနေချင်းချင်းဖြစ်လို့နေပါတယ်အဲ့ဒီနေချင်းချင်းနေအောင်အောက်မှာလဲလေးနှစ်စီးကတောင်ရခင်းများဘေးမှာရှိတဲ့လဲလန်းမှာတရွေ့ရွေ့သွားလို့နေတယ်သူတို့ဦးဒီယာရက်ကဝင်လူလူနေလုံးကြီးတီရှိရာကိုဦးဒီလိုနေပါလိမ့်တယ်နေလုံးရှိရာရက်ကိုသွားနေတဲ့လဲလန်းပေါ်မှာလဲလေးနှစ်စီးကအဝေးကမြင်ရလျင်ပကြီးကားတစ်ချက်နဲ့ပင်တူကြပါတယ်လဲနှစ်စီးပေါ်မှာလူ3ယောက်စီပါကြပြီးတော့အဲ့လဲနှစ်စီးအားမောင်းသူမှာတာယာနဲ့ဘိုးတွေးဖြစ်ပြီးတော့တာယာရဲ့လဲပေါ်မှာတော့ဘိုးတွေနဲ့မုံစိမ့်ညိုပါလာပြီးတော့ဘိုးတွေရဲ့လဲပေါ်မှာတော့ပေတူးနဲ့တာကြီးတို့ပါလာလိမ့်တယ်ညမကြတော့အချိန်မှာတော့နှိရှည်တစ်ပင်ကြီးများအုံဆိုင်နေတဲ့ရွာအားတိမ်တောက်နေတဲ့နေအောင်အောက်မှာအတိုင်းသားမြင်နေရပါတယ်အဲ့ခါရှိသုံးမှာမောင်းနေတဲ့ဘိုးတွေလဲပေါ်မှာပေတူးကသူတို့အိမ်နောက်မှာတာယာကြီးလဲအားလှမ်းကြည့်ကအတန်ခတ်ကြဲကြဲနဲ့စကားဆိုလိုက်ပါလိမ့်တယ်ဘိုးတွေတို့မတဲတာမလဲရွာပြင်မှာဇရက်ရှိတယ်ထင်တယ်အဲ့မှာပဲတဲကြတာပေါ့အေးဇရက်ကတင်းတိုင်းကုန်းသားမှာကွာဘာဆန်းတာမလို့ကွာပြီးတော့ဗျာသူငါကိုဘိုးလေးကိုဇရက်မအောင်ခိုင်းလိုက်တော့မယ်အေးငါပြောတာမင်းကြားရင်တော့ကိုဘိုးလေးလည်းကြားတော့ပါလေဟာမင်းကလည်းနောက်ကနေအပြစ်ပဲပြောနေတော့တာပဲ तू ကလဲအောင်ဆိုင်မောင်းနေရကွာအားကြောင့်ငါပြန်ပြောပြနာအေးပါကွာကဲမောင်းဇရက်နားမှာပဲနားကြတာပေါ့အဲ့လိုပေတူးနဲ့လဲတယောက်တစ်စီးစီမှနေပြီစကားအော်ပြောဆိုပြီးတဲ့နောက်ညောင်မေစုရွာနောက်ဘက်ခလန်းလန်းမှာရှိတဲ့တုတ်တန်ကုန်းဘက်စီကိုသွားလိုက်ကြညမကြသောချိန်မှာတော့တုတ်တန်ကုန်းဘေးကပ်လျက်ရှိကျွန်းတိုင်လုံးများဖြင့်တိဆောက်ထားတဲ့ဇရက်ကိုရောက်ရှိလာဖြစ်ပါတယ်ဇရက်ကိုရောက်ရှိလာချိန်နေကလည်းဝင်နေပါပြီဘိုးရင်နဲ့သားတို့ကသူတို့၏နွားဦးလဲများကိုရက်တန့်လိုက်ပြီးတဲ့နောက်သူတို့၏လဲနောက်မှာပါလာတဲ့ဘိုးရင်တို့ကစကားဆိုလိုက်ကြတော်သေးတယ်မင်းတို့နှုံးမဆိုမောင်မဲတဲ့နေရာအောင်မှာအခုငါတို့ပါလာလို့မီးရုံပါအကုန်ပါတယ်ကျိုးတို့ကလမ်းလျှောက်သွားမယ်ကြံထားလေဗျာအဲ့ဒါကြောင့်တခြားအပိုလုံးတွေဘာမှယူမလာခဲ့တာဘိုးရင်တို့မှလွယ်တလုံးစီဖြင့်သာယခုလိုခီးဆက်ဖို့ကြံထားတော့လဲမမျော်လိမ့်မယ်ဘိုးတွင်းနဲ့သားတို့မှလဲနေလိုက်လာကြသည့်အတွက်မီးအိမ်မီးကွက်ထမင်းဟင်းဟင်းနဲ့စံစီစားရှိတဲ့ပစ္စည်းများကိုကိုညမောင်းတဲနဲ့ဘိုးတွေတို့၏တဲမှယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။အဲနောက်သားနဲ့ဘိုးတွေကလဲကိုဖြုတ်လိုက်ကြတယ်။ဘိုးရင်တို့သည်လည်းဇရက်ပေါ်တစ်ကိုင်းတစ်ခတ်အချို့ကိုချိုးကလဲဖယ်ပြီးတဲ့နောက်ဘာစကားမှမပြောဘဲဒီငိန်နဲ့လိုက်ပါလာတဲ့မုတ်စိန်ညိုအားကြီးလိုက်ပြီးတော့မုတ်စိန်ညိုခင်ဗျာတရားထိုင်တော့ဗျာကျုပ်တို့ရွာလေးသွားလိုက်အောင်မယ်။လိုက်လို့မရဘူးလား။ခင်ဗျာလဲပေါ်တန်းလုံးအိတ်လာတယ်ဗျာထိုင်တော့ပေါ့။အေးပါကွာအေးပါအဲ့ဆိုရွာတွေကပြန်လာတလုံးလောက်ဆွဲခဲ့သမ်းမအောင်ခင်ဗျာဘလူပြောလိုက်တာလေဗျာတရားထိုင်နေဆိုရက်တော့အောင်မလို့လေလားစဉ်းစားပြောသမ်းမအောင်ပြောတော့ခင်ဗျာမိဘကိုကူညီခြင်းနဲ့ဆိုဘိုးနေမလို့ပြောလိုက်ရမုံစိန်ညိုကခေါင်းကိုညှိလိုက်ပြီးတော့အေးဟုတ်တယ်မှန်တယ်ကွာငါတရားထိုင်ရမယ်အဲ့ဒါမှလူတွေရဲ့အခက်အခဲကိုကူညီနိုင်မှာငါအရက်မတော့တော့ကွာမတော့တော့ကွာနေညုံနေဖြစ်ဖြစ်မုံစိန်ညိုကြီးလေးပြိုတန်းစီလဲမကြာခဏထွက်ပေါ်လို့နေတယ်ဒါမဲ့သူကအရက်မတော့စိတ်ပိုင်းဖြတ်လိုက်ရင်ပြင်လွယ်ထဲမှာမစိုးတဲ့ဟာဇရက်ကျမ်းမြင်တွေခင်းကအဲ့ဒီခင်းပေါ်မှာတရားထိုင်မှုအသင့်နေတာဖြစ်လို့နေပါတယ်အဲ့ချိန်နွားများကိုနီးနားမှာရှိတဲ့ဒေပင်ရိပ်မှာချီနောင်ကပြန်လာတဲ့သားနဲ့ဖိုးတွေတို့ဇရက်ပေါ်ရောက်လာပြီးတော့တရားထိုင်ဟန်ပြနေတဲ့မုံစိတ်ညိုကစကားဆိုလိုက်ကြဆရာကြီးတရားထိုင်တော့မို့လားအေးကွာငါတရားထိုင်မှာလောကီလူသားတွေကောင်းကျိုးရမှာဆရာကြီးကခုလိုကြောက်လဲဘယ်ဆိုးလို့လဲလူလိုတော့သိတတ်သားပဲအေးပေါ့အမေးမေကြီးတော့ငါလူမဟုတ်လို့ပါတော့ကတော့ကြုတ်ပြောချင်တာလို့မဟုတ်ပါဘူးဗျာဟိုလိုဗျာကိုချင်းစာတရားရှိတာပဲအဲ့လိုပြောချင်တာမင်းတို့ကောင်းနေနော်ငါကိုမဟုတ်ဘူးဆိုတာနဲ့နောက်ပြောင်တော့လာမလုံးနဲ့ငါတကယ်တရားထိုင်မှာတရားထိုင်တော့ဟုတ်ပါပြီဟိုဘယ်လိုမှတ်တော့ငါကိုနီးပေးခဲ့တယ်ကွာလွယ်လေးဝင်တဲ့လေကိုဝင်လေထွက်တဲ့လေကိုထွက်လေဆိုပြီးတော့နှာခေါင်းမအာယုံစိုက်တာအဲ့လိုမှတ်ခိုင်းတာကွာဘာလဲဟိုတမာရီတီခိုင်းနေဆိုလားပဲကွာအဲ့ဒါလွယ်လေးပဲလေမလွယ်ဘူးငါကောင်တွေကမင်းတို့မှတ်ကြည့်သိလိုက်မယ်အဲ့လိုစိတ်ကိုတင်းငိမ်ထားဖို့မလွယ်တာစူးစမ်းပြီးတော့မှတ်ပြီးတော့ဆရာကြီးအဲ့လိုစူးစမ်းမှဆရာကြီးကိုဗမာရှိမလဲဆိုတာသိမှာမလားအေးကွာဒါကြောင့်မို့လဲငါသီးခံပြီးတော့တရားထိုင်နေတာဗောငါလိုဆိုအခုချိန်ရက်တောက်နေပြီဖိုးရေးသားနဲ့မုံစိန်ညိုတို့စကားပြောနေချိန်ဘိုးရင်တို့တောင်းကထိုင်နေရာမှာမတ်တက်ရက်လိုက်ပြီးတော့ဖိုးရေးတို့နေရာကလှမ်းကြည့်လိုက်ကကိုရင်းနဲ့ကိုသားရကျတို့ရွာထဲသွားအောင်အေးသွားမယ်လေကွာမုံစိန်ညိုအောင်သူကဒီမှာတရားထိုင်ပြီးတော့ကြံရင်ခဲလိုက်မယ်မုံစိန်ညိုကျတို့အချိန်လေးလင်းမယ်နော်ဘိုးရင်တို့နဲ့စကားပြောနေတဲ့မုံစိန်ညိုအားကြီးကစကားဆိုလိုက်ခြင်းဖြစ်ပါတယ်အဲ့ကမုံစိန်ညိုကခေါင်းချင်းပြလိုက်ပြီးတော့ရတယ်ဒါနဲ့မင်းတို့ဘယ်သွားကြမရွာထဲမှာဈေးတိုင်းရှိလောက်တယ်ဗျာလိုအပ်တာလေးဝယ်ချမ်းရမှာပေါ့အေးသွားဒီလိုနဲ့ဘိုးရင်တို့9ယောက်မှာဇရက်ပေါ်မှာဆင်းပြီးတော့ရွာထဲကိုထွက်ခွာသွားခြင်းဇရက်ပေါ်မှာတော့မီးအိမ်လေးတစ်လုံးနဲ့တူမုံစိန်ညိုတယောက်တည်းတရားထိုင်ပြီးတော့နေလေတယ်အဲ့ချိန်တင်းတိုင်းကုန်းဘက်စီမှာခွေးတကောင်ကြီးဆွဲငင်ဦးတန်ကထိတ်လန့်ဝယ်ရာထွက်ပေါ်လို့လာပါလေတော့တယ်ကျွန်းနိုင်လုံးများဖြင့်တိဆောက်ထားပြီးတော့တက်ကယ်မိုးထားတဲ့ဇရက်အားပြင်ခင်းထားလေတယ်
အိုက်စီပေါ်မှာတော့မုံစိန်ညိုတရားထိုင်နေရကိုထွန်းထားတဲ့မီးအိမ်လင်းအောင်ကြောင့်ကောင်းစွာမြင်တွေ့နေရပြီလေ။သမင်းစီချင်းမုံစိန်ရှင်များရှိတဲ့မုံစိန်ညိုကတကယ်ကိုကျင့်ကြံသူတယောက်နဲ့တူလာပြီလေ။မုံစိန်ညိုရဲ့အတွေးသည်လည်းယခုချိန်တော့ကိုအကောင်းဘက်ကိုဦးတည်နေခဲ့။သူဤစိတ်စေနာသည်ကကောင်းမွန်တဲ့အထောက်ဘက်ဖြစ်သလားဟုထင်ရတယ်။အကြောင်းမှာတရားမှတ်ခြင်းကိုတည်ငြိမ်စွာလုပ်နိုင်ခြင်းကြောင့်ဖြစ်တယ်။အဲ့လိုတည်ငြိမ်စွာတရားထိုင်နေခြင်းနားတဲ့ကိုအတန်တချို့ဝင်လာခဲ့လေတယ်။ဘိုးလိုက်အနောက်ရက်ကိုဦးတည်သွားနှစ်ရက်မြောက်ရင်ခြေနေထူးမယ်အတန်မှာအဲ့လိုပြောပြီးတော့ပျောက်ကွယ်သွားတယ်သူဤနာနာကိုကပ်ပြီးတော့ပြောလိုက်သလိုဖြစ်တဲ့အတွက်မုံစိန်ညွာပိတ်ထားတဲ့မျက်လုံးတို့ဟာဖွင့်ပြီးတော့ဗတ်ဝင်းကျင်ကိုလိုက်လံကြည့်လိုက်အခုဘိုးမြိုင်ခမရောက်နေရလားအတန်မှာကိုဖြစ်သူစေးပိုင်းဘိုးမြိုင်အတန်မှန်ကောင်းစွာသိရ၍သူအဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်အခုဖြစ်သူနာနာကပ်ပြီးတော့ပြောသွားသည်မှာတေချာ၍ဗတ်ဝင်းကျင်ဟာကြီးကန်းတောင်းမှောက်ကြည်နေစဉ်စကားသံများနဲ့ဘိုးထင်တို့အဖွဲ့ပြန်ရောက်လို့လာကြပါတယ်သူတို့ကထိုင်နေရသားနဲ့ဗတ်ဝင်းကျင်ကိုစူးစမ်းနေတဲ့မုံစိန်ညွာပေတူးမှစတင်ပြီးတော့အမေးစကားဆိုလိုက်ပါတယ်မုံစိန်ညိုဘာဖြစ်နေလဲဗျာဘာတွေးလို့ငါကငါ့ကိုစကားလာပြောသွားလို့ကွာမုံစိန်ညိုစကားလာပြောတယ်ဟဟလားဟုတ်တယ်ငါနာနာကိုကပ်ပြီးတော့ပြောသွားတာမုံစိန်ညွာစကားကြောင့်အားလုံးဝမ်းသာသွားကြပြီးတော့သူဤဘေးမှာဝိုင်းထိုင်ကအချိန်တွေကိုတယောက်တစ်ပေါက်မေးမြန်းကြလေတော့တယ်မုံစိန်ပြောဘာပြောရလဲအခုဗမာတဲ့လေကျို့တို့ဘယ်ကိုသွားမယ်ဆိုတော့ပြောသွားသေးလားအဲ့လိုတယောက်တစ်ပေါက်မေးမြန်းခြင်းကိုမုံစိန်ညိုမှာလက်ကပြပြီးတော့ခဏနေပါဦးကွာငါအကုန်ပြောပြပါမယ်မင်းတို့သွားကြတဲ့ငါတရားထိုင်နေတာကွာတရားလည်းတကယ်ကိုထိုင်လို့ကောင်းနေတာကွာစိတ်တွေကလည်းငြိမ်နေတာအဲ့ချိန်ငါနာကိုအကူကလာပြီးတော့စကားပြောသွားတယ်ကွာအနောက်ရက်ကိုဦးတည်သွားနှစ်ရက်မြောက်ရင်ခြေနေထူးမယ်တဲ့အဲ့လိုပြောပါလားဟုတ်တယ်ပြီးသားသားယူကြားလိုက်တာကွာအဲ့ဒါကြောင့်သူများလာသေးလားဆိုငါလိုက်ကြည့်နေတာမုံစိန်ကိုပြောတကယ်ဆိုရင်တော့အခြေအနေထူးလာပြီဗျာတကယ်ပြောတာဘိုးထင်ကငါဟိုမိန်းကလေးပြောတာကိုတနာပြီးတော့ကူညီခြင်းစိမ့်နဲ့တကယ်ကိုတရားကောင်းကောင်းထိုင်နေတာကွာအဲ့ဆိုကောင်းတယ်ဗျာကျို့တို့မိုးလင်းတာနဲ့ခီးဆက်ကြအေးကွာမင်းတို့သွားတာဘယ်လောက်ကြာတော့မုံစိန်ကမှသူတရားထိုင်ကောင်းနေတဲ့အချိန်မီများကြာသွားသည်ကိုအမှန်တကယ်မသိတဲ့အတွက်မေးလိုက်ခြင်းဖြစ်ပါအဲ့ခါပေတူကသူဤဘေးမှာဒါဤပကုံးဟာပုတ်ပြကဒီကောင်ကရက်တောက်ချင်တယ်ဆိုတာနဲ့ရက်ဆိုင်ထိုင်နေတော့ကြာသွားတယ်ရွာတဲ့လူတွေတော့အိတ်တာကြားပေါ့ဗျာကျုပ်ထင်တော့ညနှစ်ချက်တီးလောက်ရှိရောပေါ့ဟာတကောင်တော့ကြော်သွားတာလားဟုတ်တယ်ဟာငါတရားထိုင်တာအဲ့လောက်တော့ကြာသွားတာပေါ့မုံစိန်ကမှမောင်တဲ့အချိန်မှစတင်ပြီးတော့တရားထိုင်လိုက်ရာညတကောင်ကြော်တဲ့ထိတရားထိုင်နေခဲ့သည်ကိုမယုံကြည်နိုင်အောင်ဖြစ်လို့နေပါတယ်အဲ့တော့မုံစိန်ကဘိုးတင်တော်ကြည့်လိုက်ပြီးတော့ကဲမနက်စောခီးဆက်ကြအောင်မင်းတို့လည်းနားကြတော့လေမုံစိန်ကလို့ပြောတဲ့အခါအားလုံးကအိပ်ဖို့အတွက်သူတို့၏လွယ်ကလေးများကိုခေါင်းမှာခုပြီးဇရက်ပေါ်မှာတင်းတယ်လို့နေရာယူကြလေတယ်ဘိုးတင်ဒီကအင်းဘတ်ထုတ်ဟာကင်ကမုံစိန်ရှေ့မှာချလိုက်ပြီးတော့မုံစိန်ညသာမစားရသေးဘူးမလားဒီမှာအမဲတော်ပါတယ်စားလိုက်အောင်တော့ပါပြီကွာငါအမဲသာစားခြင်းစီမရှိဘူးအဲ့ဒါလည်းကောင်းပြီဗျာဟိုနားမှာအကောင်တကောင်တွေ့တယ်အဲ့ကောင်ကြီးကတနာစရာကောင်းနေကျုပ်သွားကြွေးလိုက်ဘာကောင်တော့မိုးထင်မိုးစိန်ညိုစီကစားစရာရမလားလို့ကြည့်ကြည့်နေအကောင်လေးတရေထင်ပါတယ်ဟုတ်လားအဲ့ဆိုသွားကြွေးလိုက်ပါကွာငါလည်းအိတ်လိုက်အောင်မယ်မနေ့ပြန်အစောပိုင်းခီးဆက်ကြတော့ပေါ့မိုးစိန်ညိုမှာအဲ့လိုပြောပြီးတော့အိတ်ရန်ပြင်ဆင်လိုက်ဘိုးနေမှာပြင်လက်ထဲမှာအင်ဘတ်ထုတ်ပြင်ထုတ်ထားတဲ့အမဲကြော်ထုတ်အားကိုင်ကဇရက်အောက်ကိုဆင်းသွားလိုက်ပါလေတော့လေကျေအောင်လေးလာအောင်မဝါအောင်မှာအုတ်ကူနဲငယ်သာရှိတဲ့တင်းချိုင်းကိုဝိုးတော်မြင်တွေ့ရလေတယ်တစ်ပင်ရိတ်ကင်းလို့တဲ့နေရာမှာတော့မြေပုံတချို့ကိုဟောင်းတဲ့နေရာမှတ်တိုင်များရိုင်တဲ့နေရာမှတ်တိုင်တချို့နဲ့တူအနှဲငယ်ထင်းသားမြင်သာရှိပြီလေအဲ့ဒီတင်းချိုင်းရဲ့ဘေးမှာရှိတဲ့လဲလန့်မှာဘိုးတင်တယောက်မတ်တက်ရက်လို့နေတယ်သူရှိမှာတော့ရုပ်စင်းတံကိုခွဲခြားရမရနိုင်နဲ့နာနာဘဝတကောင်မတ်တက်ရက်နေပါလေဘိုးတင်ကအဲ့နာနာဘဝကောင်စေးစေးကြည့်ပြီးတော့အတန်ခတ်မာမာနဲ့စကားဆိုလိုက်ဟဲ့အောင်မင်းဇရက်ကိုကြည့်နေငါအစောတည်းကမြင်တယ်မင်းဘာလို့ကြည့်နေလဲဇရက်ဘဝလူကြီးအမြပေးမလားလို့စောင့်ကြည့်နေတာမင်းစားနေတော့ရှင်လို့ကြည့်တာမဟုတ်လားမဟုတ်ဘူးငါဒီဘဝမှာမနေချင်တော့လို့ငါ့ကိုအမြပေးမဲ့သူကိုစောင့်နေတာအဲ့ဒါတွေတော့ငါနားမလဲဘူးမင်းပိုက်ဆိုင်ရော့ဒီမှာအမဲကြော်ပါတယ်စားမလားစားခြင်းပါတယ်ငါစားလို့မရဘူးတခြားကောင်တွေလူစားလိမ့်မယ်မင်းလက်ထဲမှာမလို့ကြံတဲ့ကောင်တွေငြိမ့်နေတာငါလက်ထဲရောက်ရင်ကြံတဲ့ကောင်တွေတောင်းချမ်းလိမ့်မယ်နာနာဘွားကောင်မအဲ့လိုပြောလိုက်တဲ့အခါဘိုးတင်ကတစ်ချက်ပြုံးလိုက်ပြီးတော့အဲ့ဒါကိုစိတ်မူစမ်းပါလေကွာစားခြင်းသာစားလိုက်ဘိုးတင်ကအဲ့လိုပြောလိုက်ပြီးတော့လဲလန်းတစ်ပေးမှာရှိတဲ့အုတ်ကူပေါ်မှာအမဲကျော်တို့ကတင်ပြီးတော့ဖြီးပေးလိုက်သူအဲ့လိုဖြီးပေးနေရတဲ့သုတ်တန်ထဲမှာအပေများလှုပ်ရှားလာပြီးတော့ဝိုးတော်လင်းအောင်အောက်မှာရှိတဲ့မြေပုံများထဲမှာအရေးများထိုးထွက်လို့လာပါလိမ့်တယ်အဲ့ဒီကဘိုးတင်ကတောက်ချက်ခောက်လိုက်ပြီးတော့တန်ခတ်မာမာနဲ့စကားဆိုလိုက်တယ်ငါမင်းမြပဲဒီမဲတော့လူစားခြင်းလားသူဤတန်ကိုကြားတာနဲ့လှုပ်ခါနေတဲ့တစ်ပင်များငြိမ်သွားသလိုမြေပုံမှထိုးထွက်လာနေတဲ့ရိတ်မဲများသည်လည်းမြေပုံတွင်းကိုတပြေးနဲ့ပြန်ဝင်သွားလေတယ်အဲနောက်ဘိုးတင်ကသူဤရှိမှမလုံးမရှက်ရက်နေတဲ့နာနာဘဝကောင်ကကြည့်လိုက်ပြီးတော့ကဲမင်းစားလို့ရပြီဘယ်ကောမှမနှောက်ရှက်ရတော့မင်းကအောက်လန်းပြင်ရတယ်မဟုတ်လားမင်းကအစာကျွေးပြီးခိုင်းပါလားငါအဲ့လိုမလုပ်ချင်ဘူးငါကျွတ်လို့ချင်ပြီမ
မင်းစေနာတန်းတန်းနဲ့ငါကြွေးနေရဒါပေမဲ့ငါမေးတော့မင်းဖြေရလိမ့်မယ်ဖြေမယ်ငါ့ကိုမခိုင်းရတယ်ငါကတိပေးတယ်မင်းရင်စားလိုက်ဘိုးရင်လို့ပြောပြီးတဲ့အခါသူဤရှိမှနာနာဘဝကောင်ကအုတ်ကူပေါ်တက်ပြီးတော့စောင်းကြောင်ထိုင်းကအမဲတော်များကိုစားလို့နေတယ်သူစားနေချိန်မှာတော့သုံးတန်ထဲမှာတောက်ခေါက်တန်များနဲ့ခွေးဥတန်များကညံစီလို့နေပါတယ်ဘိုးရင်မှာချောင်းဝန်းတန်ခက်ကြဲကြဲလှုပ်လိုက်တဲ့အခါမှာတောက်ခေါက်တန်များပျောက်လို့သွားခဲ့အဲနောက်သူကအုတ်ကူမှာစောင်းကြောင်ထိုင်းပြီးတော့အမဲတော်စားနေတဲ့နာနာဘဝကောင်ကိုစားတင်ပြီးတော့မေးမြန်းလိုက်ပါလိမ့်လေမြင့်ဖေရသားလေအသက်ဘယ်လောက်ရှိပြီလဲငါညောင်မင်းစုသားပဲငါတေတုံးကအသက်20ငါတက်ကြီးတာပဲအဲ့ထားလိုက်ပါကွာငါတကယ်သိချင်တာလူတယောက်ဟိုတရားထိုင်နေလူနာကိုလာသေးလားမလာဘူးထူးကြတာပါမရသေးလဲငါ့ကိုပြောပြရင်ဇော်ကတော့ဘာဖြစ်တာမှမသိဘူးဒီနားမှာနေနေတဲ့စိုးတဲ့ကောင်တွေကိုထွက်ပြေးကုန်သေးတယ်ဘာလို့ထွက်ပြေးသွားလဲအဲ့ဒါတော့ငါလည်းမသိဘူးဒါတောင်းကျမ်းတဲ့ကောင်တွေကပုပ်ကိုဒူးတွေအငွေးတက်ရိုင်းအဲ့ဘဝင်းကြီးမှာမနေနိုင်ကြဘူးအဲ့ခါဘိုးတွေမှာသဘောပေါက်သွားပြီးတော့အေးငါမေးတော့ဖြေပြီးလို့ကျေးဇူးတင်ပါတယ်ကဲငါလေးသွားရတော့မယ်ကွာဘိုးတွေကပြောပြောဆိုဆိုနာနာဘဝကောင်ကကြောခိုင်းပြီးတော့ဇေယျတို့သွားမိဟန်ပြင်လိုက်စဉ်အုတ်ကူပမာနာနာဘဝကောင်ကနောက်မှနေရွေးလှမ်းပြီးတော့စကားဆိုလာခဲ့လေတယ်ငါမင်းကိုအကူညီတောင်းခြင်းတယ်အဲ့ကဘိုးတွေကနောက်ကိုပြန်လှည့်လိုက်ပြီးတော့မင်းဘာကူညီတောင်းမို့လဲငါ့ကိုကျွတ်လို့အောင်အမျှဝေပေးပါအဲ့ဒါတော့မဖြစ်ဘူးကွာအောင်လန်းဆန်နဲ့အမျှဝေတာဘာမှမဆိုင်ဘူးလေငါဒီဘဝကျွတ်ခြင်းတယ်မင်းမလုပ်ပေးနိုင်ဇေယျဘဝဆရာကြီးကိုအကူညီတောင်းပေးပါသူတို့လိုသူတော်ကောင်းမျိုးဆိုငါ့ကိုအကူညီနိုင်တယ်သူတော်ကောင်းဟာလားဟောဟေးငါပြောကြည့်ပြီးတော့ပေါ့ကွာကဲသွားပြီအော်မေးလို့မင်းနာမည်ပြောငါနာမည်မင်းသက်အေးကောင်းပြီမင်းသက်ကံမကုန်တော့ပြန်ဆောင်ကြတာပေါ့ကွာနော်ဘိုးရင်အားလို့နောက်တစ်ဖန်အုပ်ကူပေါ်မှာနာနာဘဝကောင်ကိုနှုတ်ဆက်ပြီးတဲ့နောက်အိဆက်အနားယူဖို့အတွက်ကြံသူများအိတ်နေဖြစ်တဲ့ဇေယျဘော်ကိုသွားလိုက်ပါလိမ့်တယ်အုပ်ကူပေါ်မှာတော့နာနာဘဝလောကကိုရောက်နေတဲ့မင်းသက်ဆိုတဲ့သူကစောင်းကြောက်ထိုင်နေလျက်သားကြံရစ်နေခဲ့ပါလိမ့်တော့တယ်ဆရာကြီးဟောလာတကယ်သွားနေတာကြားနေပြီဘာမှလည်းခုထိမထူးသေးဘူးတရားထထိုင်တော့ဘာထူးသေးလဲဘာမှတော့ထပ်မထူးကွာညောင်မင်းသူတင်းချိုင်းကုန်းမှာပဲထူးတာကျုပ်တို့သွားတာနှစ်ရက်မြောက်နေဖြစ်နေပြီနော်ငါကိုသေးတာမှားသွားတာနှစ်ရက်မြောက်ရင်ထူးမယ်လို့လဲမောင်းတဲ့သားကသူကြီးနောက်မှာဘိုးထင်နေမြန်တဲ့ချင်းဆိုင်ထိုင်ပြီးလဲစီးနေတဲ့မုံစိတ်ညိုကအဲ့လိုပြောနေခြင်းဖြစ်သူနီးလူလဲချင်းမှာပေတူးစီလဲလှမ်းអော်ပြီးတော့မုံစိတ်ညိုကမေးမြန်းလေတယ်ပြောမုံစိတ်ညိုခမရဟိုးလာဗျာနှစ်ရက်လဲမြောက်နေနော်ခုထိဘာမှမထူးသေးဘူးပြီးတော့ရွာလည်းမရှိတော့ဘူးလဲနေရလည်းမရှိတော့ဘူးဒီမှာမင်းတို့ကလည်းငါ့ကိုသေးထားပြောသွားတာပါကွာမဟုတ်မှလွယ်တို့နောက်မဟုတ်ပဲတခြားလမ်းတွေများသွားမိနေလားဟမ်အနောက်မှာအနောက်သေးကြတယ်ခင်ဗျအရက်တောက်ချင်စိတ်တွေများပြီးတော့ကြားမိကြတယ်ကြားနေလားမသိပါဘူးနော်ဟဲ့ကောင်ဖေးသူမင်းပြောချင်တာငါအရက်ကြောင်ကြောင်ပြီးတော့ပေါက်ကြရတယ်ရှောက်ကြားနေလို့မင်းဆိုလို့နေတာလားအဲ့လိုဖြစ်နေပါဦးမယ်လို့ပြောတာပါဗျာဖြည့်เสียလားကွာရက်မတော့ရက်ကြောင်စရာအကြောင်းမရှိဘူးခုငါရက်မတော့ပဲနေနေတာဘာလို့ရက်ကြောင်မှာတော့မတော့လို့ကြောင်မအောင်ဆိုးတာခွီးတဲ့မှာပဲကွာမင်းတို့ကောင်တွေငါဒေါသကိုလာဆွနေတာပဲမုတ်စိတ်ညော်လေဗျာကျုပ်တို့ကခင်ဗျပြေးနေမှာဆိုလို့စတာပါပေတူးလျှော်ချသွားတဲ့ခါမှမျက်နှာထားတင်းနေတဲ့မုတ်စိတ်ညိုမှာစိတ်ပြေသွားရင်လည်းသူကြီးမျက်နှာချင်းဆိုင်မှာထိုင်ပြီးတော့ဘာစကားပြောမဲငြိမ်သက်နေတဲ့ဘိုးထေကမေးမြန်းလိုက်ဘိုးထေမင်းငြိမ်လိုက်လားကွာဟုတ်တယ်ကျုပ်တွေးနေတာဘာတွေးနေညောင်မင်းသူစီကမှမုတ်စိတ်ကိုမြောက်စကားလာပြောတာတကယ်အောင်ခုညနေပိုင်းရောက်တော့မှဘာမှမထူးသေးတော့တွေးနေတာမင်းကငါ့ကိုစကားလာပြောတော့ယုံတယ်ဘိုးတင်ခေါင်းချင်းပြလိုက်တယ်အဲ့ကမုတ်စိတ်ညိုမှာပြုံးလိုက်ပြီးတော့မင်းယုံကျင်တတ်ပြီကွာကျန်တဲ့ကောင်တွေကတော့ငါခေါင်းထဲကိုမထဲတာမုတ်စိန်ယူအမြတမ်းပေးတာကိုခင်ဗျလုံနိုင်လားအမြတမ်းပေးတာလွယ်ပါတယ်ကွာဒါမဲ့ကိုကလည်းကောင်းမှုပြုပေးထားမှလှုပ်လို့ရတာလေကွာဘာလို့လဲမုတ်စိန်ယူမှာအဲ့လိုပြောပြီးတော့ဘိုးတင်ဟာထူးဆန်းကြည့်ပြီးတော့မေးလေတယ်အဲ့ကဘိုးတင်ကခေါင်းခါရမ်းလိုက်ပြီးတော့ဘာမှမဟုတ်ပါဗျာဒီတိုင်းပဲသိကျင်လို့ပါအော်အေးသူတို့နှစ်ယောက်စကားပြောနေစဉ်ရှေ့လဲမှာတာကြီးအတန်ခတ်ဆာဆာထွက်ပေါ်လို့လာတယ်ဘိုးတင်ရှေ့မှာလူသောတော့တွေ့တယ်ကွာအဲ့လိုတော့လိုက်သွားမလားဟုတ်လားအဲ့ဆိုလိုက်သွားလိုက်ကွာဒီနားမှာရွာရှိလောက်တယ်ဘိုးတွေမှာလိုက်ဟုစကားဆိုလိုက်လေရလဲမောင်းနေတဲ့ဘိုးတွေကလူ၃ယောက်သွားရနောက်ကိုလက်ရခတ်မြန်မောင်းသွားလိုက်လေတယ်လူ၃ယောက်ကအတန်မင်းနဲ့တောင်နှလုံးကြားရှိလမ်းကိုဝင်သွားရဘိုးတွေတို့လည်းလိုက်ပြီးတော့ဝင်လိုက်ကြဒီလိုနဲ့ချိန်တန်ကြအောင်လဲမောင်းပြီးတဲ့ကလဲများစီရက်ထားတဲ့ကိုသားကြီးတစ်ခုစီကိုရောက်လာခဲ့လေတယ်ကိုသားကြီးထဲမှာလဲများစွာနဲ့နွားများရက်ထားပြီးတော့လူများသည်လည်းစီကားလျက်ရှိပါတယ်ဘိုးတွေတို့လည်းသူတို့မြင်တွေ့နေရတဲ့မြင်ကွင်းအားသေးချာကြည့်နေပြီးတော့နောက်မှလမ်းလာတဲ့ဘိုးတင်တို့ကသူတို့ဤလဲနောက်မှလမ်းလာတဲ့ဘိုးတင်တို့လဲသူတို့နားရောက်လာတဲ့ခါမှာမြင်တွေ့နေရသည်များကိုကြည့်ကစကားဆိုလိုက်ပါလိမ့်တယ်ဘိုးတင်ဒါလောင်းစားပွဲကြီးလားလို့ဟုတ်တယ်ဂျင်ဝိုင်းနေရောကြက်ဝိုင်းနေရောပဲဒါဆိုဆရာကြီးငါတို့လိန်လာလားမသိဘူးနော်
ဘိုးရင်းမလို့ပြောလိုက်ရမုံစိမ့်ညိုကသူကြီးစပင်များပင်းတက်လိုက်ပြီးဟဲ့ကောင်နေမင်းတို့ငါအထင်မလွဲနဲ့နော်အနောက်ရက်ဆိုလို့အနောက်ရက်ကိုပဲလာတာငါဒီမှာဓာကြီးရှိနေဘလို့လို့သိမှာတော့ရောက်တော့ရောက်ခိုင်းတော့စူးစမ်းကြည့်အောင်လို့ကွာငါကိုများဒီတဲ့ရောက်နေမလားဗျမ်းပေါက်ကြဗျာမုံစိမ့်ပြဒီလိုနေဘလို့လာမှာတော့လောင်စာဝါသနာထုံးတဲ့မုံစိမ့်ညိုနဲ့ဓာကြီးကတိုင်မထားပဲလက်အောက်ကိုဆင်းလိုက်ကြပြီးတော့ကြက်ဝိုင်းစီကိုနှစ်ယောက်သားဦးတီလို့သွားကြလေတယ်အဲ့ကသားကဘိုးထင်နာကိုကတ်လိုက်ပြီးတော့ဟဲ့မင်းကောင်သွားပြီနော်ငွေတောင်းစီပေးထားသေးလားမင်းတို့ငွေကကျုံးနဲ့ပေသူယူထားတာအဲ့ကောင်စီမှာမပါဘူးသွားခေါ်ကွာဒီမှာမုံစိမ့်ကိုမရှိတော့ဘူးဆက်သွားရအောင်လို့တော်တော်မုံစိမ့်ကိုတရားထိုင်မြပဲဖြစ်နေအောင်မယ်အဲ့တော့ဟုတ်တယ်ပေသူစင်းကွာမုံစိမ့်နဲ့တာယူသွားခေါ်အောင်လားဘိုးထင်နေပေသူကလဲပေါ်မှာဆင်းကကြက်ဝိုင်းဘက်သွားနေတဲ့မုံစိမ့်ညိုနဲ့တာရေးနောက်ကိုလိုက်လေတယ်တာရေးဒီကကြက်ဝိုင်းမှလူများနေမယ်အချိန်တိုအတွင်းခင်မင်လို့နေပါလိမ့်ပြီအဲ့တော့ဘိုးထင်ကတာရေးလက်မောင်းဆွဲပြီးတော့ခေါ်လိုက်ဟဲ့သွားမယ်အချိန်လင်းအော်နေပေါင်းကွာဒီကြက်ဝိုင်းကနေစုံလာတာတယ်ကွာတစ်နေ့မှတစ်ပတ်ပဲလောက်တာတဲ့ဟဲ့လာစမ်းကွာကျိုးမရှိတာမင်းလှုပ်ဆန်းနေကျိုးရှိတယ်ကွာနေစုံလာတာဆိုမုံစိတ်ပြူလေရောက်နေနိုင်တာပဲဟုတ်တာရီကဘိုးထင်မှလက်မောင်းဆွဲပြီးတော့လဲဘော်ကိုခေါ်လာခဲ့သလိုဘေလူးစီလည်းမုံစိတ်ကိုလက်မောင်းဆွဲပြီးတော့လဲဘော်ကိုပြန်ခေါ်လာခဲ့လေတယ်တို့နဲ့တို့နှစ်ယောက်ကလဲဘော်တက်ခိုင်းနေစဉ်အသက်20ရွယ်မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်တို့ကမုံစိတ်ညိုကအံ့ဩတဲ့မျက်နှာပင်ကြည့်လိုက်ပြီးတော့ဆရာကြီးဘူးလိုက်နော်ဟုတ်တယ်လေဘာလို့လဲငါနာမည်ဘယ်လိုသိနေကျမတို့အမေကိုဆေးကူပေးတဲ့ဆရာကြီးကဒီလိုလာပြီးတော့သူနဲ့တူတဲ့လူတယောက်ကိုစာပေးခိုင်းလိုက်လို့ရောက်လာတာပါမိန်းကလေးရဲ့စကားကြောင့်မုံစိမ့်ညိုဒီတာမှာကကျန်တဲ့သူများအားလုံးစိတ်ဝင်စားသွားကြမိန်းကလေးဒီကစာကလေးကိုကိုင်းကမုံစိမ့်ညိုကရိုးသေးသေးနဲ့ပေးလေတယ်အဲနောက်သူနဲ့အဖော်ပါတဲ့ယောက်ျားလေးတို့ကမုံစိမ့်ညိုဦးချကြတော့လီယာမုံစိမ့်ညိုတယောက်ခေါင်းကုပ်ပြီးတော့မနေတတ်မထိုင်တတ်ဖြစ်လို့နေတယ်အာဦးချစရာမလိုပါဘူးကျမတို့မိသားစုရဲ့ကျေးဇူးရှင်ကြီးနဲ့တတိယတဲ့တူလို့ပါမုံစိတ်ဖြူတာနဲ့ညိုတာပဲကွာတာလေအဲ့ဒါဆိုရင်ငါအကိုပဲသူအခုဗမာတော့မနေ့ကပဲအင်အားထွက်သွားတယ်သူကစာရေးပေးပြီးတော့ဒီနေ့ဒီအချိန်မှာသူနဲ့တူရဲ့လူကိုပေးပေးပါဆိုတော့ကျမတို့မှားသွားတာဘယ်သွားမယ်လို့ပြောသွားတယ်အဲ့ဒါတော့မသိဘူးဟိုကျမတို့ခွင့်ပြုပါအောင်နော်ဆရာကြီးမှားသွားတာဒီစာပေးပြီးရင်ပြန်ရမယ်လို့မှားလိုက်လို့စာပေးတဲ့မိန်းကလေးကသူနဲ့ဖော်ပါလာတဲ့ယောက်ျားလေးကိုခေါ်ကကြောခိုင်းပြီးတော့ထွက်သွားခဲ့လေတယ်အဲ့ကဘိုးတင်ကမုံစိမ့်ညိုကကြည့်လိုက်ပြီးတော့မုံစိမ့်ညိုစာမြန်ဖတ်ကြည့်စမ်းပါဗျာအော်အေးတီးချင်းစောကြီးနေကြတဲ့ဘိုးထင်တို့ကမုံစိမ့်တို့နောက်မှနေပြီးတော့စာကိုဝိုင်းဖတ်လိုက်ကြစာထဲမှာတော့ချမ်းသာရွာကအေးမြင့်ကိုခေါ်ပြီးမြောက်ပြင်ကိုလာခဲ့ကြအဲဒီလောက်သာဖြစ်လျာမုံစိမ့်တို့တယောက်ခေါင်းကုပ်လိုက်ပြီးတော့ငါ့ကိုကလည်းကွာဘာတွေလုံနေမှန်းမသိဘူးတရကလေးစောင်းအောင်ဘာဖြစ်နေမှန်းမသိဘူးမဟာကြာရှိရင်လည်းသိတာမှားခဲ့ပါအခုကစားတကြောင်းနဲ့အေးဗျာမရှိနဲ့ပညာရှိဆိုတဲ့သူတွေကတိတ်ရှုပ်တာမဟာကြာရှိရင်လိမ့်ပတ်လန်အောင်ပြောပြီးမှားခဲ့ပေါ့ဘာလဲချမ်းသာရွာအေးမြင့်ခေါ်မြောက်ပြင်ကိုလာခဲ့ဆိုတာမိုးစိမ့်ညိုပါဝင်ပေရူးနဲ့တာရီတို့လည်းစိတ်ပြက်လက်ပြက်နဲ့အဲ့လိုရေရွတ်နေကြဘိုးတင်ဒီကတပြင်းချလိုက်ပြီးတော့ကဲကျတို့ဒီစားတဲ့အတိုင်းပဲလုပ်ကြပါပထမဆုံးချမ်းသာရွာကိုရှားကြအောင်အဲ့ရွာမှာအေးမြင့်ရှင်ခေါ်ပြီးတော့မြောက်ပြင်ကိုသွားကြမယ်သူခိုင်းတဲ့ကိစ္စကိုလုံးနိုင်အဆင်ပြေလောက်တယ်ဘာလို့လဲဆိုတော့ကျတို့အကူကြီးတောင်းမအောင်သူသိလို့မြောက်ပြင်ကိုသွားခိုင်းတာပေါ့အေးဟုတ်တယ်ဟာအဲ့ဒါငါမေ့နေကြထင်တော့ထင်တာငါကွာအကျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာအားလုံးအတွက်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိတဲ့ဇာတ်လမ်းကတော့အောက်လန်းဘိုးထင်နဲ့ဂွားစာတို့ရွာဖြစ်ပါတယ်အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်ကိုစရအောင်ပါခင်ဗျလဲနစီကလဲမိချထားပြီးတော့လဲနောက်ရိပ်မှာတော့လူ6ယောက်ဝိုင်းဖွဲလို့ထိုင်နေကြသူတို့ကလဲပေါ်မှာခင်းထားတဲ့ဖြာများအောင်မြေပြင်မှာပြန်လဲခင်းထားလိုက်ကြပြီးတော့ဝိုင်းဖွဲပြီးစကားဆိုနေကြခြင်းလည်းဖြစ်ပါတယ်စုဖွဲထိုင်နေတဲ့အဲ့လူများရဲ့လဲမှာရင်သွေးချမ်းဟိုတစ်လုံးတည်ထားသေးတယ်ယခုဝိုင်းဖွဲစကားပြောနေသူတို့ကတခြားသူများမဟုတ်ကြပဲသူတို့မှမုံစိတ်ပြူလိုက်လံရှာဖွေနေကြတဲ့ဘိုးထင်တို့3ယောက်တာယာတို့2ယောက်နဲ့မုံစိတ်ညူခေါ်ဘိုးလိုင်တို့ပဲဖြစ်ကြပါတယ်အဲနောက်စကားဝိုင်းထဲမှာလူငယ်တယောက်ကရင်သွေးကြားဖုံးနဲ့ရင်သွေးချမ်းငှဲတောက်လိုက်ပြီးတော့သူကြီးမြန်တဲ့ချင်းဆိုင်မှာထိုင်နေတဲ့တခြားသောလူငယ်တူကစကားဆိုလိုက်ပါတယ်ကဲဘိုးထင်ချမ်းသာရတော့စုံစမ်းပြီးပြီ
အတော့လမ်းနေဆိုပါလားလမ်းလဲသွားမှာပဲလေကွာအေးကွာပါဇက်မရွာရောက်ဆိုသလိုခုလိုပဲမေးစမ်းသွားကြတာပေါ့သူတို့ကချိန်တန်ကြောင်စကားပြောနေတဲ့သားနဲ့ဖိုးတွေကထိုင်နေရာမှာမတ်တက်ရက်လိုက်ပြီးဖိုးတွေမှကြံသူများအောင်စကားဆိုလိုက်ပါလေတယ်ဆိုင်တို့စကားပြောနေကြအောင်ဗျာကျုံတဲ့သားနွားလေးသွားကြောင်းလိုက်အောင်မယ်နွားလေးကိုရေလေးလဲချိုးပေးမလားလို့အေးကောင်းတယ်ဟိုဘက်မှာချောင်းလေးမြင်မိလားလို့ဟုတ်တယ်ဆိုင်ကျုပ်တို့လည်းအဲ့ဘက်ပဲသွားမှာညနေပိုင်းမှာပဲအေးလူချမ်းသာရောက်ဆက်သွားတာပေါ့ညပိုင်းသွားတော့နွားတက်တာတယ်အေးမင်းတို့အစင်ပြေသလိုလောက်ကြပါကွာဖိုးတွေမှအဲ့လိုပြောဆိုပြီးတော့လဲအနိုင်မှာချိန်ဆွဲထားတဲ့ရေပုံးတော့ယူကသားနဲ့တူသူတို့ဤနွားများဆွဲသွားကြလေတယ်အဲ့ကမှတာကြီးကဘိုးထင်အားကြီးလိုက်ပြီးတော့ဘိုးတင်မင်းကိုဘိုးရီတိတ်မမိုင်တော့ပါလားကွာအေးဟုတ်တယ်ကွာဒါမဲ့အရင်လောက်ကြီးတော့လေတက်ကြွမနေသေးဘူးအေးကွာရွာပြန်အောင်မှအဲ့ပြဿနာကိုနည်းနည်းအောင်ဆိုင်လိုက်အောင်ဟိုမျိုးသားလည်းပြန်သွားရင်မလားအေးပြန်သွားပြီလေကိုဘိုးရီကိုလည်းအပြစ်လို့မဆိုချင်ပါဘူးကွာကိုချေးတဲ့သူတယောက်ကြံခင်းထဲမှာတခြားတယောက်နဲ့ချင်းတွေ့တာဆိုတော့လေအပြစ်တင်ရမှာခက်သားလားဘိုးတင်မအဲ့လိုလေးပင်သွားစကားဆိုနေချိန်သူတို့ဤပြောစကားနားထောင်နေတဲ့မုံစိတ်ညိုမှာဘိုးတင်တို့၃ယောက်အမေးစကားဆိုလာခဲ့လေတယ်နေပါဦးမင်းတို့ပြောနေလို့ငါလည်းနည်းနည်းပါးပါးသဘောပေါက်လာပြီကွာဖိုးရေးကောင်မလေးဖောက်ပြန်နေဆိုတာမင်းတို့ကိုယ်တိုင်မြင်လာလားကိုယ်တိုင်တော့မမြင်ဘူးလေဗျာရွာထဲကကိုတူးနဲ့ဖိုးပြားတို့မြင်ကြတာဟဲ့အောင်လေကိုတူးနဲ့ဖိုးပြားကိုမင်းတို့ကကိုအထက်ယုံနေကြတာလားဒီကောင်နဲ့ဘယ်တော့မှညာပြောတဲ့ကောင်တွေမဟုတ်ဘူးဗျသူတို့မြင်လို့မြင်တဲ့အတိုင်းပြောတာဘိုးတွေမှလို့ပြောလိုက်တဲ့ကမုံစိမ့်ညိုကပေတူးရင်တွေးထဲတောက်နေတဲ့ရင်တွေးခါဖုံးကိုယူလိုက်ကသူ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ဘိုးတင်တန်ပြလိုက်ပြီးတော့မေးမြန်းလာလေတယ်ကဲဘိုးတင်မင်းဒီခါဖုံးကိုကြည့်ဘယ်လိုပုံစံလဲဖောင်းဖောင်းလေးနဲ့လက်ကင်ဘူးသီးလေးလေဘာလို့လဲမုံစိမ့်ညိုအဲ့ဒါဆိုတော့မင်းမှားတယ်ငါဘက်ကမြင်ရတာကိုကြည့်မုံစိမ့်ညိုကသူမြင်နေရတဲ့ချိုက်နေတဲ့ခါဖုံးတွင်းဘက်ချမ်းကိုဘိုးတင်ကလှည့်ပြလိုက်လေတယ်အဲ့ကဘိုးတင်ကခေါင်းကိုညှိလိုက်ပြီးတော့အော်ကျုပ်သဘောပေါက်ပြီမုံစိမ့်ညိုပြောချင်တာကိုမြင်ရတာအမှန်မဟုတ်ဘူးလို့ပြောချင်တာမလားဟုတ်တယ်ကိုတူးနဲ့ဖိုးပြားမြင်ရတာအမှန်လို့မင်းတို့တန်းပြီးမဆုံးဖြတ်သင့်ဘူးလေကွာအေးဗျာကျုပ်တို့ကလည်းလို့မတွေးလိုက်မိဘူးရွာပြန်ရောက်ရင်တော့မမီကျုပ်တေချာမေးကြည့်အောင်မယ်မေးအဲ့ဒါအရေးမကြီးဘူးငါတို့ညသာစားမှသွားမှာမလားကဲမင်းတို့ကောင်ထမင်းလေးပါလိချက်ထားကြအောင်ဟာဟုတ်ပါကျုပ်တို့မေးနေတာမုံစိမ့်ရွယ်သတိပေးမှုကြောင့်ဘိုးတင်တို့ကသူတို့ပြုလုပ်ရမိလုပ်ငန်းဆောင်တာများပြုလုပ်ရန်ဆိုင်မြင်လိုက်ကြပါလိမ့်တယ်တော်တယ်တစ်ခုတ်ဝါခုတ်လိုက်ဖူးကြသူများမလို့ခုလိုကြုံရနေရမှာချက်ပြုတ်စားတော့တက်ဒီမှာတိတ်ပြီးတော့ထူးဆန်းမနေပြီဒီလိုနဲ့ဘိုးတင်သားရေးပေတူးတို့ကတက်ညီလက်ညီနဲ့ညနေသားစားတော့ဖို့အတွက်အစဉ်ပြေသလိုပြင်ဆင်ချက်ပြုတ်နေကြပါလိမ့်တော့တယ်ပိုးဆုံးကျူးလေးများကလဲလန်းတစ်လျှောက်မှာပြန်တန်းနေကြလဲလန်းပေါ်မှာဝင်းနေတဲ့မြေဝင်းငှက်များမှာလဲလာတာနဲ့ရုတ်တရက်ထပြန်သွားသေးတယ်လဲလန်းတစ်ပေးမှာတော့ရိုးရိုးရဲရဲသာမြင်ရတဲ့ဝယုံများနဲ့တခြားသောခက်လက်လက်သစ်ပင်တွေခြုံတွဲပိတ်ပေါင်းတို့ဒီလည်းမသေးမကွဲမြင်နေရညချိန်ကဖြစ်ပြီးတော့လောက်အောင်မရှိကျဲအောင်သာရှိသည့်အချိန်ကြောင့်ဖြစ်ပါတယ်လဲလန်းလေးပေါ်မှာတော့ဖိုးရင်းနဲ့သားမောင်းနဲ့လဲနစီရှိစင်းနောက်ဆင်သွားနေပြီးတော့တာရရဲ့လဲလေးမှာယခုရင်တော့ရှေ့သုံးကဖြစ်ပါတယ်စီချောက်ကန်ဒီစာပြုတ်နေတဲ့တာရရဲ့လဲဝင်ရုပ်တံမှာပရိသန်ပါဝင်ငင်းငတ်တချို့ရဲ့တစ်ချက်အော်တန်ကျိုင်းကောင်တို့ရဲ့အဆက်ပြတ်အော်မီတန်များကြားထဲမှာတီးသားစွာထွက်ပေါ်လို့နေပါတယ်ညမ်းကြသောချိန်မှာချောင်းအန်တန်တစ်ချက်နဲ့တူတာရရဲ့လဲလေးပေါ်မှာလိုက်ပါလာတဲ့မုံစိမ့်ညွဲစကားပြောတန်ပေါ်ထွက်လို့လာပါတယ်ဒိုးသွားမှာဒီလန်းဟုတ်ပါတယ်နော်ကျဝမ်းလူတွေညွန်တော့ဒီလန်းတိုင်းသွားလို့ပဲပြောတာအေးမိုးလင်းတော့လမ်းသွားလမ်းလာတွေမေးရကောင်းပါရဲ့လမ်းတော့ဒီလမ်းလည်းရှိတာဆိုတော့မလွဲတော့ပါဘူးတာရလဲပေါ်မှာမုံစိမ့်ညွန်နဲ့ဘိုးတင်တို့စကားပြောနေခြင်းဖြစ်ပါတယ်ဒုနဲ့လဲလေးနှက်စီမှာပြင်းကြီးပွဲတုံးနေသွားနေကြစဉ်ထင်းပြီးဖို့လင်းအောင်နေတူလဲလန်းပေးရှိအတန်သင့်ကြီးမားတဲ့တဲတလုံးဝတွေးလိုက်ရလေတယ်အဲဒီကမုံစိမ့်ညွန်ကတဲအားကြီးကလဲမောင်းနေတဲ့တာရကိုစကားဆိုလိုက်လေတယ်တာရတဲတလုံးတွေးတယ်ကွာတို့အဲ့တဲ့ခဏလောက်ဝင်ကြမလားဆက်ရဝင်ကျင်လို့လားဝင်တော့ကွာဒီလမ်းကြောင်းဟုံးမဟုတ်သေးချာလေးတီးအောင်ပေါ့အဲ့ဒါလေကျုပ်တဲပြီးလဲခဏရက်လိုက်အေးဘိုးရေလဲခဏနားမေးဒါမှမုံစိမ့်ပြူနေစကားဆိုနေသူကြီးနောက်မှနောက်လဲတွေလဲမောင်းနေဖိုးတွေကလှမ်းပြီးတော့အော်ပြောလိုက်ဒါမှအဲ့လိုပြောပြီးတော့နွားကြိုးအားတောင်းလိုက်ကနှုတ်မှစုပ်တက်လိုက်ပြီးတဲနှပိတ်မှာလဲရရက်လိုက်လေတယ်သူနီးသူနောက်မှဖိုးတွေလဲလေးစီလဲရက်တန်းလိုက်လေတယ်လဲရက်လိုက်တာနဲ့မုံစိမ့်ညိုနေဘိုးတင်မှာလဲပေါ်မှာဥစွာဆင်းလိုက်ပြီးတော့အိုင်းနောက်မီးဖိုထားတဲ့တဲတွင်းကိုဝင်သွားလိုက်ကြသူတို့နှစ်ယောက်တဲတွင်းရောက်တဲ့အခါတဲကုတ်ပြစ်မှာထိုင်နေတဲ့အသက်50ရွယ်ပူမဲလူကြီးတယောက်မှအတန်မမာနဲ့ဇကားဆိုလာခဲ့လေတယ်ဘသူတွေလဲကတဲတဲဝင်လာကျုပ်တို့ခီးသွားတွေပါဗျာတဲမြင်လို့ဝင်လာတာတဲမြင်လို့ဝင်အောင်ဒီတဲကမေးမေကြီးတော့လင်းစောက်ထားတဲ့မှာမှတ်နေတာတဲကုတ်ပြစ်ပေါ်မှာလူကြီးစကားကြောင့်တဲတွင်းရောက်နေဖြစ်တဲ့မုံစိမ့်ညိုနေဘိုးတင်တော်နှစ်ယောက်နဲ့ဘိုးတင်မှာတော်လေးမခံကြီးမခံတာဖြစ်ပြီးတော့ခွန်းတုံပြန်စကားဆိုမိကြံလိုက်သို့မဲ့မုံစိမ့်ညိုမှာသူကြီးပခုံးကိုပုတ်လိုက်ပြီးတော့အတန်ခတ်တိုးပြင်သတိပေးလေတယ်ဘိုးတင်စိတ်ထိန်ကွာတို့ကလည်းမမင်းမဆိုင်မဝင်လာတာကိုအဲ့တော့ဗျာဒါမဲ့ तू ပြောတာကြီးရတယ်ကြည့်အောင်ရိုက်ပေါက်ကြီးဒီပါကွာငါသိပါတယ်တော်သေးတယ်ဟိုကောင်နေမဝင်လာလို့သူ့ဆဲတန်ကြားလို့မလာတာနေမောဗျာ
အဲ့ဒါတော့တော်သေးတာပေါ့ကွာကဲငါပဲကြီးချက်ပြောလိုက်မယ်မင်းနောက်ကနေမိုးစိန်ညွာအဲ့လိုပြောကစိတ်ဆက်တဲ့ဘိုးထင်ဟာသူ့နောက်မှာနေစေကကိုပြစ်မှာခြေလွဲချပြီးတော့ထိုင်နေတဲ့မဲမဲပူပူလူကြီးနာကိုသွားလိုက်တဲတွင်ဖိုထားတဲ့မီးလင်းအောင်ကြောင့်တဲတွင်မှာတော့အထင်ရှားမြင်နေရတယ်ထုံတန်းများမှာအင်တုံများထိုးထားပြီးတော့မျိုးစေ့လုံးဟာချိန်ဆွဲထားတဲ့ပဲတိုင်တောင်သည်ပဲလင်းမွေသီးနဲ့ခွဲသီးတို့ရှိပြီးတော့ပြောင်းမှုကြောင့်နဲငယ်လေးရှိသလိုတစ်စက်မိတ်အတွင်းမှာလည်းအိတ်တန်းဝင်နေတဲ့ကြက်များအားတဲတွင်မီးဖို့လင်းအောင်ကြောင့်ကောင်းစွာမြင်နေရမုံစိန်ညိုကတဲရှင်ဖြစ်အန်တူတဲ့မဲမဲပူပူအင်းကြီးစွတ်ကျယ်နေလူကြီးအားပြုံးပြကလေးတန်းခတ်အေးနဲ့တောင်းပန်စကားဆိုလိုက်လေတယ်။နောင်ကြီးကျုပ်တို့လည်းဒီလမ်းတိုင်းသွားနေတာကြားပါပြီဟောမီးလေးမြင်လို့ခွင်မတောင်းပဲဝင်လိုက်မိတာတောင်းပန်ပါတယ်ဗျာ။မင်းတို့တောင်းပန်တာငါဘာလို့ရမှာအဲ့လိုလဲသဘောမထားပါနဲ့ဗျာကျုပ်တို့သိကျင်တာလေးရှိလို့မေးကျင်လို့ဝင်လာတာပါ။မင်းတို့မေးတိုင်းငါဖြေအောင်မင်းတို့တပည့်များထင်နေလားကွာ။အဲ့လိုလည်းမဟုတ်ပါဘူးနောင်ကြီးကအကူကြီးတောင်းကျင်လို့ပါချမ်းသာဆိုတဲ့ရွာကိုဘယ်လိုသွားရမလဲသိကျင်တာ။မုံစိန်ညိုမှာတဲပိုင်ရှင်ဘူးကလန်ပြောစကားလိုက်တင်ပြန်ပြောရင်းနဲ့သူသိကျင်သူများကိုတခါတည်းမေးလိုက်အဲ့ကတဲပိုင်ရှင်ကတောက်ချက်ခပ်ပြင်းပြင်းခောက်လိုက်ကအဲ့ဒီခွေးရွာကြောင့်မပြောစမ်းပါနဲ့ဘာဖြစ်လို့လဲနောင်ကြီးရဲ့အဲ့ဒီရွာငါရွာပဲအဲ့ရွာကောင်တွေဘူးကလန်နေမလို့ငါလည်းဒီတော်တွေပြောင်းလာတာတဲပိုင်ရှင်ဆိုစကားကြောင့်မုံစိန်ညိုသားမကဘိုးထေမှာအံအောင်လို့သွားရအเจ้าမှာသူနေထိုင်ခဲ့တဲ့ချမ်းသာရွာမှာဘူးကလန်များဖြစ်၍သူဒီပင်ယခုကဲ့သို့တောမှာတဲထိုးနေတယ်လို့ဆိုတယ်ယခုတဲပိုင်ရှင်မှာတော်လေးလက်ပေါက်ကပ်ပြီးတော့စကားပြောခတ်နေလေရာသူနဲ့အစင်မပြေပြောင်းခဲ့တော့ချမ်းသာရွာဆိုပါကမိမဆိုးလိမ့်မည်ဆိုခြင်းကိုအတွေးနေမတွေးရဲစရာဖြစ်လို့နေတယ်။တဲပန်ရှာခိတငြိမ်သွားတဲ့မုံစိန်ညိုနဲ့ဘိုးထင်အားကြည့်လိုက်ပြီးတော့မင်းတို့ဟိုခွေးသားတွေရွာသွားကြတာမလား။အေးငါတခုသတိပေးလိုက်မယ်။အဲ့ခွေးသားနဲ့စကားပြောရင်လိုက်ထိုက်လိုက်မပြောနဲ့ဘူးကလန်သာပြောကြလား။ဒီလမ်းတိုင်းသွားငါထင်နောက်ထပ်2ချက်တီး3ချက်တီးလောက်ဆိုလမ်းဆောင်ရောက်ညာဘက်ကိုသာသွားအဲ့ဒါဆိုမင်းတို့သွားခြင်းနဲ့ရောက်ပြီကဲသွားတော့မင်းတို့နဲ့စကားပြောရတာဆေးလိတ်တော့ပြတ်တယ်ကွာတဲပန်ရှင်မလို့ပြောပြီးတော့ဖက်ချမ်းဆေးလိတ်တလိတ်ရမီးခတ်ဖြင့်မီးကြီးကဖွာဆိုင်လို့နေတယ်နောက်ထပ်မီးသီးစကားမှမဆိုတော့တဲ့အတွက်မုံစိန်ညိုနဲ့ဘိုးထင်ကနှုတ်ဆက်စကားပင်အဲ့ဒီတဲပန်ရှင်ကပြောခဲ့တော့ပဲတဲပြင်ကသာထွက်ခဲ့လိုက်ပါလေတော့တယ်မုံစိန်ညိုတားထားလို့တော့ဗျာကျုပ်ကပြန်ပြောချင်တာရှာအောင်ရနာပဲကိုမသိတဲ့နေရာဆိုတော့သီးခံမှာပေါ့ငါကောင်ရာသူပြောတာလေကြည်အောင်နေဗျာပြောနေတာရိုက်ပေါက်မင်းကခုတည်းကမကျင်မနဲ့ဖြစ်မနေနဲ့သူပြောတာကြားလားချမ်းသာရွာကောင်တွေကဘူးကလန်မလို့သူတော်မှတော်တယ်ဝင်နေရတာနဲ့နော်အဲ့ဒါဆိုအဲ့ရွာသားတွေအခြေအနေဘယ်လိုရှိလဲဆိုတာမင်းခံမှန်းကြည့်တော့ဗောအေးဗျာဘယ်လိုရှိမှန်းမသိဘူးမီးစင်ကြီးကမှာပဲဘိုးရင်းနေမုံစိန်ညိုတို့စကားပြောနေချိန်နောက်လဲပေါ်မှာပေတူးလမ်းမေးတဲ့စကားတန်ကပေါ်ထွက်လာလေတယ်ဘိုးရင်ဟိုတဲတဲ့လူကြီးကဘလို့ကြီးလဲကွာငါတို့တဲတဲဝင်မလို့လုပ်သေးတယ်သူပြောတာကြားလို့ပြန်ထွက်လာအေးဟေးမင်းတို့ကြားတဲ့အတိုင်းပဲငါဆိုတီးကနိုင်မှာမဟုတ်ဘူးတကယ်လူကနိုင်ကောင်းကောင်းပြောလည်းမရဘူးကွာမင်းတို့လမ်းတော့ပြလိုက်တယ်မလားအေးဟုတ်တယ်အဲ့ဒါတော့ပြောလိုက်အဲ့ဆိုရင်မစိုးသေးပါဘူးကွာလမ်းပြပုံရတော်သေးတာပေါ့အေးငါလည်းလို့ပဲတွေးပြီးတော့ဖြေသိမ့်နေရတာဟိဒီလိုနဲ့အရှိလဲနောက်လဲနှစီးပေါ်မှာဘိုးရင်နေပေတူးတို့စကားအတန်ကတခြားသောညဘက်အော်တဲ့အကောင်ပလောင်များရဲ့အော်တန်နဲ့လဲဝင်ရိုးတန်တို့ဖောက်ထွက်ပြီးတော့ပေါ်လို့နေပါတယ်ညမချသောအချိန်မှာတော့တာရကနွားလဲရမောင်းနေမှသူ့နောက်မှာရှိတဲ့ဘိုးရင်ကလှည့်ပြီးတော့စကားဆိုလိုက်လေတယ်ဘိုးရင်လဲမောင်းတန်ကြားလာလို့ဟုတ်လားပေတူးသားကြီးသူတို့နေပြုံးကွာကိုသားအတန်ကြားရဆိုလို့ဘိုးရင်လိုက်ပြီးတော့သတိပေးတဲ့အခါပေတူးနဲ့တာရရဲ့စကားအတန်များချက်ချင်းတိတ်လို့သွားထို့သူဘိုးရင်တို့ရဲ့စကားအတန်များတိတ်လို့သွားလေပတ်ဝန်းကျင်မှာညအချိန်ကြားနေကြအတန်များနေတာရဤစီကန်းသာပြုတ်နေဖြစ်တဲ့လေးလေးပြင်းပြင်းအော်မီနေတဲ့လဲဝင်ယူတန်သာကြားလို့နေပါတယ်အဲနောက်သားမှနွားလေးကိုရက်တန်းလိုက်တာကြောင့်လဲဝင်ယူတန်လဲပျောက်ကွယ်သွားချိန်သူတို့ရှိတဲ့လောက်မှာလာနေတဲ့လဲမောင်းတန်ကိုကြားလိုက်ရလေတယ်အဲဒီတန်မှာငါနဲ့ကင်တုပ်ပြီးတော့ဆဲကလဲမောင်းနေတဲ့လဲသမားတယောက်ရဲ့အတန်ခတ်တဲ့ဖြစ်ပါတယ်ငါမိမအင်အားရောင်းလိုက်တဲ့နွားဟဲ့ငါသားနာသွားစမ်းအဲ့တမှာတဖြည်းဖြည်းကျေလာပြီးတော့ဘိုးတင်တို့ရဲ့လဲနေမြင်တွေ့နိုင်တဲ့အနေအထားကိုရောက်လာခဲ့ညအချိန်မလို့မြည်သူမြည်ဝါဆိုခြင်းနဲ့မြည်သည့်ရာဝတ္ထုများဆိုခြင်းအသေးကွဲကွဲမမြင်ရပြီများမကြသောချိန်သူတို့မျက်နှာချင်းဆိုင်မှာနွားများကျန်းတန်းကဆဲဆိုပြီးတော့မောင်းလာတဲ့လဲသမားကသူ့ဝတိတိုင်းနွားနှကောင်ကဆဲဆိုကလဲရရက်တန့်စီပြီးတော့ဘိုးတင်တို့ရက်ထားတဲ့လဲရလမ်းပြီးတော့စကားဆိုလာလေတယ်ရှေ့အကောင်လေးလမ်းမိတ်ဘာလုံးနာဒီလမ်းကိုမေးမေးလေးလမ်းများထင်နေလားကွာဟမ်တွေ့ချင်းစောင်းနေထွင်းဆိုသလိုလဲသမားရင်သီးစွာပြောစကားများတာရမှာမကြေမနက်ဖြစ်သွားပြီးတော့အတန်ခတ်မာနေပြီပြန်ပြီးတော့တုံ့ပြန်လိုက်လေတယ်ငါမေလေးလမ်းမုံလို့မင်းတို့လဲသွားလို့ရနေတာဗောငါမေလေးလမ်းဆိုမင်းတို့ကောင်တွေခြေတောင်မချခိုင်းဘူးဟာခွေးမသားစကားတော့ပြောတတ်တာဟေးကောင်မင်းဘေးကပ်ဘေးခွေးမသားမင်းသာကတ်လိုက်ကွာမင်းဖေလမ်းဘေးတက်ဖို့မလွယ်ဘူးဒါမှလို့ရင်းသီးသီးပြောပြီးတော့ဂျိန်လုံးကအောက်ချကလဲဝါးစီတောက်ထဲမှာကြံခုတ်တာကောက်ကင်လိုက်ထိုချင်းဟာဘိုးတင်နဲ့မုံစိန်တို့တီးတော်လဲမတားစီးကြပြီအဖေတောင်ဆိုတော့တဲပန်ရှင်သတိပေးခဲ့သည့်တိုင်းချမ်းသာရွာသားများနေစကားပြောကဘူးကလန့်ပြန်ပြောနေဖြစ်ပါတယ်တာရရဲ့ဘာမထီတဲ့ပြောနေလောက်ရကြောင်တစ်ဖက်မှဆဲတန်နဲ့လဲသမားအတန်
ခေတ္တတိတ်သွားပြီးတော့သူကြီးလေယာဘေးကိုဖယ်ပေးလိုက်ပြီးတော့ငါသားတွေမောင်းတော့ကွာစောက်လို့ရှုပ်အဲ့လိုပြောပြီးတော့မောင်းခိုင်းလေကတာယာထပ်ပြီးတော့ဆဲဆိုပြီးကြမ်းစင်းမုံစိတ်ညိုမှာအတန်ခတ်အုပ်နေတားထားရလေလေတာယာတော့ပါပြီကွာသွားလို့ရနေပြီထားလိုက်တော့မုံစိတ်ညိုနီးသူတို့ရဲ့နောက်ဘိုးတွေးလဲမှပေတူးနဲ့တာရီတို့ကိုလည်းဘိုးတွေးမှာထိန်းထားပြီးအီးများဖြင့်အစင်ချောသွားခြင်းဖြစ်ပါတယ်အဲ့လိုမဟုတ်ပါကရိုက်ပွဲပင်ဖြစ်နိုင်နေရှိဒီလိုနဲ့အစဲတန်နဲ့လဲသမားရဲ့လေယာဆောင်ကွင်းပြီးတဲ့နောက်ချိန်တော်ကြားမောင်းပြီးတဲ့အခါတဲပိုင်ရှင်ပြောတဲ့အတိုင်းလမ်းဆောင်ကိုရောက်လာခဲ့ဘိုးရင်ဒီလဲတာယာလမ်းပြောပြထားသဖြင့်သူသွားရင်ပြောထားတဲ့ညာဘက်ကိုကွေးတဲ့လမ်းကိုလဲရမောင်းလိုက်လေအဲ့ဒီလမ်းကွေးလေးကကြော်ပြီးချိန်တန်ကြောင်မောင်းတဲ့အခါအုံဆိုင်ဆိုင်ရွာကိုညအချိန်မှာတွေ့မြင်လိုက်ရပါတော့တယ်အဲ့နောက်ရွာဘက်ဆက်ပြီးတော့သွားရရွာနဲ့အတန်လန်းတဲ့နေရာမှာတင်းချိုင်းနေရာကိုရောက်လာကြတင်းချိုင်းဘေးမှာတခြားရွာများနီးတူဇေယျရှိလေတော့ဘိုးရင်ကလဲမောင်းနေတဲ့တာယာကြည့်လိုက်ပြီးတော့ကိုသားရအချိန်ကလေးလင့်နေဗျာမိုးကလည်းမလင်းသေးဘူးဆိုတော့ကျုပ်တို့ဒီချက်မှာပဲအိတ်ကြပါအေးဘိုးရင်အဲ့ဒါကောင်းတယ်ငါလေးလဲရက်လိုက်အောင်ရက်လိုက်လေကျုပ်တို့ဒီနားမှာပဲနားလိုက်ဘိုးရင်အဲ့လိုပြောပြီးတော့သူကြီးနောက်မှာကက်လျက်မောင်းလာတဲ့ဖိုးတွေတို့ကယခုနေရာမှာနားမိပြေချောင်းပြောလိုက်လေတဲ့ကိုရေကျုပ်တို့ဒီချက်မှာနားကြတာပေါ့အေးငါနွားကြီးလည်းပန်းနေပြီကွာအဲ့နောက်သူတို့ကလဲမြောက်ဖြုတ်လိုက်ကြပြီးတဲ့နောက်ဇေယျပေါ်ကိုတက်သွားလိုက်ကြအဲ့နောက်ဇေယျပေါ်မှာတပြက်စီးတစ်ချောင်းကိုတွေ့ရအဲ့တပြက်စီးပြင်လဲဖယ်လိုက်ပြီးတဲ့နောက်ဘာလာတဲ့လွယ်ကလေးများကိုခေါင်းပြုတ်လုပ်ပြီးတော့ဇေယျပေါ်မှာအိတ်ဆက်အနားယူလိုက်ကြပါလေတော့တယ်လင်းချက်တူမီများမကြတော့အချိန်မှာတော့အာယုံတက်ချိန်ကိုရောက်လာပြီဖြစ်များမကြတော့ဒေသခံရွာသားများပြောတဲ့ဝီလီဝီလင်းချိန်ကိုရောက်ရှိလာပြီဖြစ်တယ်ရွာလေးတဲရှိတောင်ယာလုပ်ငန်းဝင်ကြမိတောင်သူတို့ကမပဲဓာတ်မို့စောင်းနှမ်းကျဲရန်အတွက်ထေးထိုးရန်လို့ကတောင်ယာများအတွင်းသို့လုပ်ငန်းဝင်မှုသွားနေကြသူတို့ကရွာပင်သေးနိုင်သားရှိဇေယျမှာအိပ်ပျော်နေလူတစုကိုကြည့်ပြီးတော့အတန်ခတ်မာမာနေလှမ်းပြီးတော့စကားဆိုသွားကြသေးတယ်ဘယ်ကကာလာနာနေတော့ကွာတို့ရွာဇေယျမှာအိပ်နေမင်းတို့အဖဇေယျဆောက်ထားများထင်နေကြသလားဟမ်ကလေးကကြီးတွေထင်ပါရဲ့ကွာသူများတွေအလုပ်သွားခြင်းအိပ်နေအလကားအသုံးမကျတဲ့ကောင်တွေပဲဖြစ်လူတွေနဲ့နွားတွေလည်းလိုက်မလိုက်ပဲကွာလူတွေကလည်းအရေထွက်နားတွေကလည်းရေထွက်ကြည့်ပါလားစမြုံပြန်တာတော့စောက်ပြင်းကြလို့အရေထွက်နေနဲ့မိမ့်ဆက်လို့ပြီးပြန်နေတာတယောက်သွားတစ်မျိုးပြောခံနေရတဲ့သူများမှာဘိုးထင်ပေတူးသားရေးမုတ်စိတ်ညိုပြင်ဖိုးတွေတို့နှစ်ယောက်ဖြစ်ပါတယ်လူများကပြောချင်းမဟုတ်လဲရနိုင်မှာကြိုးချီထားတဲ့ဖိုးတွေနဲ့သားတို့ဤနွားနှရှင်းဟိုမှာပြစ်တင်ပြောဆိုသွားကြသေးအဲ့လိုရွာထဲမှာထွက်လာသူများဤပြောကိုခံနေရတဲ့ဘိုးထင်တို့ကဆက်ပြီးတော့မိပဲငုတ်တုတ်ထိုင်ကဇေယျဘေးရှိလဲလန်းမှာကြည့်လို့နေတယ်အဲ့လိုကြည့်နေသည်ကိုမြင်တချို့သောသူများမှာမကြားပြောသွားကြသေးတယ်ရုပ်တွေကလင်းချွေးကန်တော့လေးသုံးမဲ့ရုပ်တွေဟေ့ဘယ်ကလေးကနေရွာနာရောက်လာတာလည်းမသိပါဘူးအဲ့လိုပြောဆိုခံနေရတာကိုလူငယ်လူရွယ်များဖြစ်တဲ့ဘိုးထင်တို့မှာမခံနိုင်ဖြစ်နေကြတော့လဲတရားထိုင်ပြီးတဲ့နောက်သူမတူစွာတည်ငြိမ်နေတဲ့မုံစိတ်ညိုကထိမ့်သိမ့်ပေးလျက်ရှိပါလေဘိုးထင်မင်းတို့စိတ်ထဲမှာဘာတွေဖြစ်နေဆိုတာငါနားလေတယ်ဒါပေမဲ့ငါတို့ကဒီရွာကိုလာတာရန်ဖြစ်ဖို့လာတာမဟုတ်ဘူးလေကွာငါကဒီရွာအေးမြင့်ကိုလွတ်လိုက်တယ်မလားလို့အဲ့တော့မုံစိတ်ညိုဟာဒါပေမဲ့သူတို့ကအတလူကြီးမှန်ရိုင်းနေလေဗျာဟုတ်ပါတယ်ကွာဒါပေမဲ့စိတ်ထိန်ကြပါဒီရွာလူတွေကအပြောတောင်အဲ့လောက်ဆိုရင်တခြားစဉ်းစားချင်းနေနဲ့ရှိမှာမဟုတ်ဘူးကဲနေထွန်းမှာမင်းတို့တွေကနှစ်ယောက်တော့ရွာထဲမနှက်စာဝယ်ပြီးတော့စနေနာကြီးကြပေါ့ကွာအဲ့လိုပဲလုပ်ရတော့မှာပဲအုပ်ဖွဲလိုက်သွားတယ်ဆိုရင်တော့ကြတဲ့မျိုးကထင်နေကြအောင်မနှက်စာစားကြီးမှငါနဲ့ဘိုးတွေနောက်တစ်ခေါက်ရွာလူကြီးရင်သွားပြီးတော့အကျိုးကြောင့်လေးသွားပြောကြတာပေါ့မုံစိတ်ညိုမှာအဲ့လိုတွေးတော့ချင်းနေပြီးတော့လှုပ်တင်လှုပ်ထိုက်ဒီများကိုပြောပြလျက်ရှိအဲ့လိုသူတို့စကားပြောနေဇေယျပေါ်မှာထိုင်နေချင်းရောင်နီပြိုးမှုတွေတို့နေလုံးကြီးလဲထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ထို့တူရွာထဲမှာအသက်12နှစ်ရွယ်ကောင်လေးနှစ်ယောက်ဒီလဲလွယ်ကလေးများလွယ်ပြီးတော့လေးခွများကိုလက်မကိုင်းကဇေယျနာကိုရောက်လာကြအိုက်ကပေတူးကမုံစိတ်ညိုကြည့်ပြီးတော့ကလေးများမင်းခေါ်ပြပြီးတော့စကားဆိုလိုက်လေမုံစိတ်ညိုကလေးတွေဆိုရင်တော့ပြောကောင်းတော့တယ်ကျုပ်သွားပြီးစနေနာကြည့်ရမယ်အဲ့ကောင်တွေရွယ်လောက်ဆိုရင်ကျုပ်တို့မေးတော့တိလောက်ပါပြီအေးမင်းလည်းမေးကြည့်ပေါ့ကွာကလေးတွေဆိုလူကြီးတွေလောက်တော့စိုးမယ်မထင်ပါဘူးမုံစိတ်ညိုကအဲ့လိုခွင့်ပြုလိုက်တာနဲ့ပေတူးကဇေယျပေါ်မှာဆင်းပြီးတော့သူတို့ဇေယျနာကိုရောက်လာတဲ့ကောင်လေးနှစ်ယောက်ဟာသူသိကျင်ဒီများကိုမေးမြန်းလိုက်ပါလေတယ်ညီလေးတို့ခဏကျုပ်တို့ခေါ်လာပေတူးခေါ်လိုက်တဲ့အခါပြုံးကြီးစွာချင်းချင်းစကားပြောနေတဲ့ကောင်လေးနှစ်ယောက်တို့၏မျက်နှာမှာချက်ချင်းတင်းမာသွားပြီးတော့ပေတူးကခက်ပြက်ပင်ခွန်းတုံပြန်လိုက်အိုက်ကပေတူးကခေါင်းကိုငိမ့်ပြလိုက်ပြီးတော့ဟုတ်တယ်ညီလေးတို့ခေါ်တာဒီရွာနာမည်ဘယ်လိုခေါ်တော့ကွာရွာနာမည်တော့မသိပဲနဲ့ရွာစဲကိုဘောက်ထိုင်နေကောင်လေးတို့ဤစကားကြောင့်ပေတူးမှာဘလို့ချက်ချင်းပြန်ပြောရမှမသိပဲခိတ္တကြောင်သွားလေတယ်သူထင်ဒီမှာကလေးများဖြစ်တဲ့အတွက်ပြောမတတ်တောင်ရွာနာမည်ကိုဖြစ်ခက်ဆက်တော့ဖြေမိဟုထင်ထားခဲ့သူထင်နေသည်နဲ့လွဲမှားသွားရွာနာမည်မသိပဲရွာစဲမှာထိုင်နေသလားဟုပြောလာတဲ့ခါမှာအံ့ဩသွားခြင်းဖြစ်ပါတယ်အဲ့နောက်ပေတူးကကောင်လေးညောက်ကိုကြည့်ပြီးတော့ချမ်းသာရွာဆိုတာလားငါမားနေမှာဆိုလို့မေးတာရွာနာမည်သိရတာနဲ့အလကားလေးကုန်ခံပြီးတော့လာမေးနေတော်လုံးရှုပ်တဲ့လူတွေချမ်းသာရွာသားဖြစ်တဲ့ကောင်လေးနှစ်ယောက်တို့ကပေတူးရဲ့အမေကိုပြန်မဖြေတော့ပဲမကြည်သလိုကြည့်ကသူတို့သွားမယ်လမ်းကိုသာဆက်သွားခဲ့ကြလေတယ်ပေတူးကလည်းခေါင်းခါရမ်းကစိတ်မသက်မသာဟန်ဖြစ်ဇရက်ပေါ်ကိုပြန်တက်လာပြီးတော့
ဟာချိန်နေရတော့မဟုတ်မုံစိတ်ညိုကလေးတွေကလည်းဒီချိုးပဲတော်တော်ကြွားကြတယ်ဗျာမင်းကြီးရတဲ့တိတ်ဆိတ်ရှိတဲ့ပုံမပေါ်ဘူးအဲ့တော့ရွာအောင်မင်းမသွားနဲ့ကဲဘိုးထင်မင်းနဲ့ဖိုးတွေးသွားလိုက်ကွာမနေ့ကစားပြီးနောက်တစ်ခေါက်ငါနဲ့သွားတာပေါ့တခါတည်းသွားရင်မကောင်းတော့ဘူးကွာမုံစိတ်ညိုဇဲပေါ်ပြန်တက်လာတဲ့ဘေးတူကစကားဆိုနေမှသူ့ဘေးမှာထိုင်နေတဲ့ဘိုးထင်မှာတပါးတည်းပြောလိုက်ခြင်းဖြစ်ပါတယ်အဲ့ကဘိုးထင်ကခေါင်းကိုညှိလိုက်ပြီးတော့အဲ့လိုလုံးမှဖြစ်မှာမုံစိတ်ညိုရွာထဲတော့မသွားသေးသူတို့ကြီးကြီးကြောင်ကြီးနဲ့ရွာထဲသာအုပ်စုလိုက်ပြီးသွားလိုက်ရင်တော့ကြီးုံနေမကဝိုင်းရိုက်မြခံရမလားမသိဘူးအေးအဲ့ဒါကြောင့်မို့ကဲအချိန်မရှိဘူးသွားကြတော့ကွာမုံစိညမလို့ပြောလိုက်ရဖိုးတွင်းနဲ့ဘိုးထင်တို့ကစားပြီးသွေးကဲတို့နဲ့သွားတိုက်လိုက်ကြပြီးတော့လဲပေါ်မှာပါလာတဲ့ရေဘူးထဲမှာရေဖြင့်မျက်နှာအသစ်ကပစိုးစားဖြင့်မျက်နှာမှာရေစံများကိုတုပ်လိုက်ကြပြီးတော့ချမ်းသာရွာအတွင်းကိုထွက်သွားလိုက်ကြပါလေတော့တယ်ဝလုံးများဖြင့်သာနွားမွေနိုင်စေရန်ကာထားတဲ့အိမ်ဝိုင်းများထဲမှာအမျိုးစုံလာတဲ့သစ်ပင်များအိမ်တိုင်းစီနီးပါရှိကြပေလဲလန်းကလဲသွားလဲလာများတာကြောင့်လဲလန်းဘေးမှာရှိတဲ့အိမ်ဝိုင်းများထက်အနေငယ်နေနေပြီးတချို့နေရာများမှာတော့ကြောက်သွင်းဖြစ်လို့နေပြီဖြစ်ပါတယ်အဲရွာလေးရဲ့အမိမှာချမ်းသာရွာဖြစ်ပြီးတော့ရွာလေးရဲ့အတွင်းပြင်မှာစိတ်ချမ်းသာပွဲကောင်းတော့လဲရွာသားများရဲ့အကျင့်စရိုက်များဒီကရွာလေးရဲ့နာမည်နဲ့ပြဒါတလန်တန်တလန်ဖြစ်လို့နေပါတယ်အခုအဲရွာလေးတဲကိုဖိုးထွင်းနဲ့ဘိုးထင်ဝင်ရောက်လာချိန်သူတို့အမြင်နဲ့ရွာသူရွာသားများဒီသာမကခွေးများဒီပါမကြီးသူတို့ကြီးလို့နေကြပြီလေအိမ်ဝိုင်းတစ်ပိုင်းရှိကဖြတ်မနက်စောစီစီတန်းရှာပြီးတော့တင်းတုံနေကြတဲ့မိမများဒီဖိုးထွင်းနဲ့ဘိုးထင်ကြီးကမကြားတကြားအတင်းပြောနေကြလိမ့်လေကြည့်ဘယ်အကောင်တွေရွာထဲရောက်လာလဲမသိဘူးလူတွေကလက်ကြောတင်းနဲ့ရောက်နေမဟုတ်ဘူးတို့ရွာမိမတွေများလာပိုးသလားပဲဟမ်ဒီလိုကောင်တွေကိုဘယ်ပြောကြိုက်မှာလဲရုပ်ရည်လေးတနာကမထမင်းစားလို့ရတာမှမဟုတ်တာတော့အလုံးလုံးမှထမင်းစားလို့ရတာသူတို့ပုံစံကြည့်ထဲတောင်နိုင်မဲ့ပုံပေါ်ဘူးဘိုးတွေမှာသူတို့ဟာအသက်လို့အတင်းတုံနေတဲ့မိမများလှဲ့ကြည့်မိပြုစဉ်ဘိုးတွေမှာအတန်ခတ်တိုးနဲ့သတိပေးလိုက်ပါလေတဲ့ထားလိုက်စမ်းပါဗျာကိုသာပဲ့ပါသွားမှာမို့လားဒီရွာလူတွေနေမဟုတ်ခွေးတွေကပါကွာတာဖြစ်နေတာဘာလို့တော့ဟာကြည့်လေခုနခွေးကောင်ကျုပ်တို့ကိုက်ချင်လို့ဟောင်းနေရမလားကိုက်ဆိုပြီးသူ့ရှေ့ခြေထောက်ထိုးပေးလိုက်တော့ရှောင်ထွက်သွားတယ်ဟုတ်တယ်ဟာခုနမေးဘာများလောက်တာလဲလို့ငါဟောင်းနေတာစောင်းမြစ်ကပ်ပြီလေဗျာဒါလောက်ကိုက်ချင်တဲ့ခွေးကိုက်ဆိုပြီးခြေထိုးပေးလိုက်တာအဲ့တော့တင်းကအိမ်ဝိုင်းနဲ့တော့ပြန်ဝင်သွားသေးတယ်တကယ်ပါဗျာလူတွေမဟုတ်ခွေးတွေကပါအဲ့လိုဖြစ်နေသူတို့ကစကားတပြောနဲ့လမ်းလျှောက်လာရမကြီးပင်ကြီးတစ်ပင်အောင်မှာရောင်းနေတဲ့အကျော်ဆိုင်ကိုတွေးလိုက်ရအကျော်နဲ့မိမကြီးမှာအသက်40ကျော်ရွယ်ဖြစ်ပြီးတော့ညနေထားမှာခတ်တင်းတင်းဖြစ်ကမတိကစိန်ရွှေငွေများရောင်းနေသူတယောက်နဲ့ပင်သွားတူနေကြတယ်အဲ့ဒီကျော်ဆိုင်နာဘိုးတင်တို့နှစ်ယောက်ရောက်တဲ့အချိန်အကျော်လာဝဲတဲ့ရွာသားနှစ်ယောက်မှာသူတို့နှစ်ယောက်ကိုကွက်ကြီးနဲ့ကြည်ပြင်းတဲ့နောက်အကျော်ဝဲလေးတယ်ဒေါ်ရှိအကျော်9ခုယူမယ်အေးယူလေဒေါ်ရှိကျော်ပိုးကြီးသေးသွားသလားလို့နင်ကြီးစားခြင်းနဲ့အမေကျော်ခိုင်းငါးစီမှာတော့ငါကျော်တော့ပဲရမကြားလားခင်ဗျားလည်းသေးလို့သေးတယ်ပြောတာဗျာဘာဖြစ်တာခင်ဗျားကျော်လည်းဝဲကျင်တာမဟုတ်ဘူးတခြားဘယ်တိုင်းမှမရှိလို့ဝဲတာအေးနင်တို့မွေလည်းခီးမဆိုင်ဘူးငါတို့ကငတ်လို့ရောင်းတာမဟုတ်ဘူးနားလေလားမှတ်ထားခင်ဗျားပေါက်တော်စိုးတာပဲဟဲ့နင်တို့မှအပေါက်တော့မစိုးသေးဘူးဟဲ့ဘိုးတင်းနဲ့ဖိုးထွေးတို့ကပြေးပြေးစကားမပြောနိုင်ကြတဲ့ဈေးအောင်ဈေးဝယ်နှစ်ယောက်ကိုကြည့်ကမိသည့်စကားဆိုမှမသိဖြစ်နေကြအဲနောက်အကျော်ဝဲတဲ့ရွာသားနှစ်ယောက်တို့ကအကျော်အဖိုးခါများပေးပြီးတဲ့နောက်မဆဲအောင်တမဲအကျော်တဲ့မျိုးသမီးကြီးကပြောဆိုကထွက်သွားကြလေတယ်သူတို့ထွက်သွားတဲ့အကျော်ပန်းရှိရောက်နေဘိုးတင်တို့နှစ်ယောက်ဟာအကျော်တဲ့မျိုးသမီးကြီးကစူးစမ်းသလိုကြည့်လိုက်ပြီးတော့အကျော်ဝဲမလား3ချက်ကိုတစ်ချက်ဝဲမှာဗျာဒါနဲ့ကောင်းချင်းပေါင်းလေးများရမလားနင်တို့မျက်လုံးကန်းနေလားမမြင်ဘူးလားကောင်းချင်းပေါင်းအော်မမြင်လို့မေးတာလေမမြင်မှတော့မရှိလို့ဗောဟဲ့အတော်ရစ်ရှည်တဲ့ဟာလေကြီးတော့ရဲ့ဈေးအောင်နေရဟိုစိတ်လေးနဲ့တော့ရှေးဦးမှာဗောဘိုးတင်မှာမထင်မှာပဲပြောလိုက်မိတဲ့စကားကြောင့်အကျော်နေတဲ့အကျော်တဲ့မျိုးသမီးကြီးမှာဘိုးတင်ကမျက်မှောင်ကုပ်ကြည့်လိုက်ပြီးတော့ဈေးတယ်ဆိုပြီးတော့ဈေးဝယ်တဲ့သူကိုဖះလို့ကိုးကွယ်နေရမှာလားဟဲ့စံပြီးလို့စီရတာဘာဆောက်ကျေးဇူးရှိလို့လဲနေပေါင်းနင်ကငါ့ကိုဆရာလာလို့နင်တို့ဘယ်ဟာအကောင်နေလဲဟိုကျုပ်တို့ကဧည့်သည်တွေပါဧည့်သည်ဆိုဧည့်သည်လို့အမီးကုတ်ပြီးနေအမီးထောင်ရင်ထောင်ထဲပြီးဖြတ်ရိုက်ခံရမယ်ကြားလားအတော့ရင်သီးတဲ့စကားများကြောင့်ဖိုးရိမ်မှာမျက်လုံးပြူးပြူးကြီးဖြင့်အကျော်တဲ့မျိုးသမီးကြီးအားကြည့်နေလေတယ်ဘိုးရင်ဒီကပြောဆိုကလက်ပေါက်ကတ်တဲ့အကျော်တဲ့မျိုးသမီးကြီးအားကြည့်ကသူတို့လာစဉ်တဲမှာတွေးခဲ့ရတဲ့တဲပိုင်ရှင်ရဲ့စကားကိုအမှတ်ရသွားပြီးဘူးကလန်ပြန်ပြောပြီးရွာသားများဝိုင်းရချင်းရိုက်ပါစေတော့တွေးလိုက်ပြီးတော့အကျော်တဲ့မျိုးသမီးကြီးအားစစ်စစ်ကြည့်လိုက်ကကြီးတော်တို့အိမ်ရှင်တွေကလည်းခွေးတွေလိုကြိုက်တဲ့တော့အမိကုတ်တင်ကော့ရမှာဗောဘလို့လဲကြိုက်တက်လားဘိုးတင်ကအော်လန်းဆရာပြီးသီးခံနိုင်ခြင်းအတိုင်းတာတစ်ခုထိသာရှိ၍အသက်ကြီးတော်လဲလေးစားမှုမတန်တဲ့အကျော်တဲ့မျိုးသမီးကြီးအားအဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်အဲ့ကကျော်တဲ့မျိုးသမီးကြီးကဘိုးတင်ဟာတီတာကြည့်ပြီးတော့ငါသာခွေးဆိုနင်တို့ရွာထဲတောင်ဝင်လို့ရမှာမဟုတ်ဘူးကြီးတော်ကအတော်တောကောင်းတယ်ထင်ပါဟုတ်တယ်တောကောင်းတယ်နေမိတ်ကြီးတော်ပေါင်နှချမ်းကောင်းလိုက်ကြိုက်မှာကျုံးမေကြီးတော်အိမ်မော်တက်နေမှာဗျာကြီးတော်သာအိမ်အောင်ကနေဟိုကခွေးမြော်ဆိုမျောနေပေါ့ဘိုးတင်ဒီလဲဘူးကလန်စကားများသာပြောလျာကျော်တဲ့မျိုးသမီးကြီးတယောက်ဘူးကလန်မပြောတော့ပဲစကားကောင်းကောင်းပြောလာလေတယ်ကောင်းကြီးမောင်တော့မရဘူးထမင်းလိုချင်း900ယူသွားယူမယ်ငွေဘယ်လောက်ပေးရမလဲ
ပေးကြမလို့ကျုပ်တခုလောက်မေးခြင်းတယ်ဘာသာရှိအောင်မလားဒီမှာအေးမြင့်ဆိုတာရှိလားအေးမြင့်ကနင်းနှမလင်မို့လားကျုံနှမလင်သားဆိုခင်ဗျားကိုမေးမနေဘူးဘာလဲခင်ဗျားလေးမို့လို့မဖြေချင်တာလားငါလေးကမြင်သိမ်းအေးမြင့်က2ယောက်ရှိတယ်အကောင်လားအကောင်မလားအဲ့ဒါတော့ကျုံလည်းမသိဘူးကိုချာနဲ့သူအထီးလားမလားတော့မသိဘူးတဲ့အံ့ရောယူများယူနေလားမသိပါဘူးမြင်သိမ်းထမင်းတော့ယူခဲ့တဲ့အကျော်သိမ်းမှပြောဆိုသူ့အိမ်လေးဘက်ကိုလဲကထမင်းယူခိုင်းလိုက်အိုက်ကဘိုးထင်အကျော်သိမ်းမျိုးသမီးကြီးတေချာကြည့်ကကြီးတော့ကျုပ်တို့ကလူ6000စားမှာတောင်းလေးနဲ့ပြည့်ထည့်ပေးပါလားမနက်ခင်းစာကိုမနက်ခင်းလို့စားပေါ့ဟဲ့နင်တို့ကမနက်စာကိုဘယ်လောက်တောင်မျိုးကြမလို့လဲမပေးချင်လည်းပေးနေဗျာကျုပ်တို့မှလည်းစံတဲ့အိုးတွေပါတယ်ပြင်းလို့မချက်တာထမင်းလေးပေးပြီးတော့ကြီးကြီးမလုံးနဲ့ဘိုးထင်မလို့ဘူးကလန့်ပြောလိုက်လေဟာကျော်သိမ်းမျိုးသမီးကြီးကအိမ်လေးကိုထပ်ကြည့်လိုက်ပြီးတော့မြင်သိရေနင်းပထွေးတွေကများများလိုချင်နေတဲ့ဟေးတအိုးလုံးပေးလိုက်ကောင်းလေးထမင်းတော့ပြန်လာပြီးကြားလာဟဲ့ကျော်သိမ်းမျိုးသမီးကြီးမှထမင်းအားအိုးလိုက်ပေးလိုက်ဖို့ကြံနေခြင်းဖြစ်ပါတယ်ဘိုးထင်မလွန်စွာအံ့ဩလို့နေပြီးတော့ကောင်းကောင်းပြောတဲ့အခါမြည်သည့်ကိစ္စမှမေးမရပဲသူတို့နီးလူရိုင်းဆန်းဆန်းပြန်ပြောတဲ့အခါမှာထမင်းအိုးလိုက်ပေးရန်ကြံနေလေတော့တယ်ချမ်းသာရွာသူရွာသားများမှာယူများယူနေသလားတွေးနေချိန်မြင်သိန်းဆိုတဲ့အသက်40ကျော်50ခန့်လူကြီးမှာအတော်ကြီးတဲ့ထမင်းအိုးဟာခွဲတောင်းနဲ့ထဲလာကမိရှိသူတို့ပေးရမှာလားဟုတ်တယ်တောင်းရပါလို့ဖို့လေဒီတိုင်းသိအိုးမဲတွေပေးနေမှာဆိုလို့လေအော်ရောက်ဖရတဲ့တော့တွေးပေးနေဟလားဘိုးနေကြောက်ကြော်တဲ့မျိုးသမီးစကားကြောင့်ထမင်းအိုးတယ်လာတဲ့လူကြီးကအားနာလို့သွားတယ်ဒါပေမဲ့သူရောက်ရှိတဲ့နေရာမှာတခြားရွာသားများနဲ့မတူသည်ကိုတတိထားမိ၍အာနာစိတ်ကိုဖျောက်လိုက်ပြီးတော့ခက်ကြမ်းကြမ်းပင်ဇပွဲကုံပေါ်ကြော်ဘုံငွေကိုပြစ်ချပေးလိုက်ပြီးတော့ကျုပ်တောင်းနေကိုပြန်လာပို့အေးမင်းနေအောင်လို့ဗမာနေတာလည်းပြောပြအောင်အေးနင်တို့ကဘဲကတော့ရင်ပြောပြကျုပ်တို့ကပေးပင်ရွာကြားတော့မကြားဘူးတခြားရွာသားတွေနဲ့အဆက်ဆံရှိရဲဆိုရွာပင်ကဟိုစောက်ယူမှအေးမြင်ပဲနေမယ်ရွာပင်ပဲနားလေတင်းတိုင်းကိုနောက်ဖက်မှာနေတာအိုက်ကောင်မှပဲနေမှာပဲကဲနင်တို့ပြန်တော့အလုတ်ရှုပ်တယ်အကျော်သိန်းမှသဘောကောင်းသူမှန်သိတာတယ်ဒါမဲ့ဘာကြောင့်ကောင်းကောင်းစကားမဆိုသည်ကိုမတွေးတတ်အဲ့တော့ဘိုးထင်အားကျော်တယ်မာကြီးတို့ကနှုတ်ဆက်ခြင်းမပြုပဲသူတို့ပေးတဲ့ထမင်းတွေဝယ်ထားတဲ့ကြော်မြောက်ယူကရွာပင်စရာကိုပြန်သွားလိုက်ကြပါလေတော့ဒီဘိုးထင်နဲ့ဖိုးရဲတို့နှစ်ယောက်ကမနှက်စာစားနဲ့ရွာထဲမသွားသေးတဲ့ကြံသူများကိုသူတို့ရွာတွင်းသွားစဉ်ကကြုံတွေ့ခဲ့ရသည်များကိုပြန်လေပြီးတော့ပြောပြနေအားလုံးနဲ့စဉ်းစားများဖြစ်လို့နေကြပါတယ်ပေတူကကြော်တစ်ခုကိုဝိုင်းနဲ့သူစိတ်ထင်သည်ကိုပြောပြလာလေတယ်ဒီဝါလူတွေကရင်ကြီးတောင်မကြိုက်တဲ့သဘောရှိတာလားအေးမင်းပြောမှပဲတွေးမိဟုတ်လားမဟုတ်လားအခုစီကနားလာသူတွေမေးကြည့်တာပေါ့ကွာအဲ့လိုကြံပြလိုက်သူမှตาကြီးဖြစ်ပါလေအဲ့နောက်သူတို့ကတမင်းစားခြင်းကိုဆုံးသတ်လိုက်ပြီးတော့ပေတူးမှဘိုးထင်ကိုကြည့်လိုက်ကဘိုးထင်အဲ့ဒါဆိုငါအေးမြင့်နေတဲ့ညောင်မေးကြည့်ရမလားသူပြောတာတင်းချိုင်းတော့မှဆိုတော့ငောင်းနဲ့ဝေးမယ်မထင်ဘူးမဝေးလဲမေးကြည့်တာပေါ့ကွာမင်းပြောသလိုဘူးကန်တိုက်ပြီးတော့မေးကြည့်လိုက်အေးငါတော့အဆင်ပြေတာပဲမင်းလည်းကြမှာရိုက်ခံတော့ငါလည်းမဆိုင်ဘူးတော့ရအောင်အေးပါကွာငါလည်းမင်းကိုအပြည့်မပြောပါဘူးကဲတိုင်းဟိုမှာအမားနှစ်ယောက်လာနေသွားမေးကြည့်အောင်လားပေတူကပြောဆိုပလိုင်းများကိုစီလွယ်ထားပြီးတော့တစ်ဖက်အားခေါင်းပေါင်းထားတဲ့မိန်းကလေးနှစ်ယောက်ကမေးမြန်းရန်ဇေယျအောက်ကိုဆင်းလိုက်ကြညမကြသောအချိန်မှာတော့မိန်းကလေးနှစ်ယောက်မှဇေယျဘေးမှလဲလန်းနာကိုရောက်လာပြီးတော့ပေတူးမှစတင်ပြီးတော့မိန်းကလေးနှစ်ယောက်ကမေးမြန်းလိုက်ပါတယ်ဒီကမှတွေပြန်များသွားကြမှာလေငါတို့ပဲသွားနေဘူးပါလားကျုပ်ဘူးပါလို့မေးတာဟောဗျာကျုပ်ဘူးပါရင်ခင်ဗျားတို့လှဲ့တောင်းစကားမျိုးနင်တို့ဘယ်ကောင်နေလဲခင်ဗျားတို့မေးတိုင်းဖြစ်ဖို့ကျုပ်ဖေနဲ့မရမွေးထားမှထင်နေရတာမိန်းကလေးနှစ်ယောက်တို့ကသူတို့ထက်ဘူးကလန်တိုက်နေတဲ့ပေတူးနဲ့သားကြီးကိုကြည့်ကအချင်းချင်းကြည့်လိုက်ကြပြီးတဲ့နောက်မိန်းကလေးတယောက်မှခက်ဆက်ဆက်ဖြေချလိုက်ငါတို့ဟင်းရတော့ခုမှာကျုပ်တို့နောက်တစ်ခုမေးအောင်မဖြေအောင်နင်တို့မေးတိုင်းဖြေကြလားခင်ဗျားတို့မဖြေရင်ကျုပ်ကခင်ဗျားတို့အာဖြေဖြေခိုင်းမြင်မှာအာတော့မဖြေနဲ့မေးကြရှိရမြန်မြန်မေးအေးမြင့်ုံသိလားရွာပြင်မှာနေတယ်တဲ့ဟိုယူမအေးမြင့်လားဟုတ်တယ်ဟိုဘက်မှာနေတယ်မိန်းကလေးတယောက်တို့ကတင်းကြီးနောက်ဘက်ကိုလက်ညှိုးထိုးပြပြီးတော့သူတို့လမ်းသူတို့ဆက်သွားကြလေတယ်ပေလူနဲ့သားကြီးတွေကသဘောကျသွားပြုံးပြီးတော့ဇေယျပေါ်မှာဘိုးထင်အားကြည့်လိုက်ပြီးဟုတ်တယ်ကလှုပ်ဖြစ်တယ်လားဘလို့ယူတွေလည်းမသိဘူးကွာအေးဆိုငါလည်းနားအောင်မလဲတော့ကဲမင်းတို့ဒီမှာစောင့်ကြငါလည်းမုံစိန်ညိုအေးမြင့်အောင်သွားလိုက်အောင်မယ်အေးသွားဒီလိုနဲ့ဘိုးထင်နဲ့မုံစိန်ညိုကအဖြူမဲတဲတဲကွဲကွဲမသိတဲ့အေးမြင့်ကိုမြည်ရတဲ့ရွာသားများအပြောအယူမစီကိုသွားဖို့တော့ဇေယျပေါ်မှာဆင်းပြီးတော့တင်းချိုင်းဘက်စီကိုဥတီလိုက်ကြပါလေတော့တယ်တင်းချိုင်းဆိုတော့လဲခြုံတွေပိတ်ပေါင်းများစွာထူထပ်ရှိနေပြီးတော့ကြီးမားတဲ့တစ်ပင်နဲ့ဝါပင်တချို့တို့ကြောင့်အဝေးကလမ်းကြီးပါကတင်းချိုင်းကိုထင်မြင်မိမဟုတ်ပေအနီးနားရောက်တဲ့အခါမှာရှားပါးတီရှိတဲ့အုပ်ကူတချို့နဲ့မှတ်တိုင်ရနွယ်ပင်များရစ်ဘက်ကမြက်ပင်များပေါက်နေတဲ့မြေပုံများကြောင့်သာတင်းချိုင်းမှန်သိနိုင်ပေတယ်ယခုတင်းချိုင်းနောက်ဘက်ခလန်းလန်းမှာဥယျာဉ်ချန်လေးအတွင်းကိုလူနှစ်ယောက်ဥတီပြီးတော့သွားနေကြအဲ့ဒီမှာဘိုးထင်နဲ့မုံစိန်ညိုတို့ဖြစ်ပါတယ်သူတို့ကမုံစိတ်ဖြူလန်းညွန်ကြတိုင်းအေးမြင့်ဦးမီရတဲ့ချမ်းသာရွာသူသုံးမုတ်ရွာသားအားခေါ်ကမြောက်ပြင်ကိုသွားရန်ဖြစ်ရွာသားများထံမှစုံစမ်းမှုဖြင့်အေးမြင့်မှာမိန်းကလေးတယောက်ဖြစ်ပြီးတော့ရွာပြင်မှာနေတာကြောင့်ယခုကဲ့သို့သွားနေခြင်းဖြစ်ပါတယ်ညမကြသောအချိန်မှာတော့တရက်ပင်များပိန်းနေပင်များနဲ့တခြားသောနှိရှင်သီးပင်များစိုက်ပျိုးထားတဲ့ခြံဝင်းတွင်းကို
ဘိုးတင်နဲ့မုံစိန်ညိုတို့ရောက်ရှိလာကြတယ်ဘိုးတင်ကခြံတွင်းရောက်သည်နဲ့သူတို့ကဘူးကလန့်ပြောလာမိများကိုပြန်ပြီးတော့ဘူးကလန့်ပြောဟန်ဆုံးဖြတ်လို့ထားပါတယ်မကြတော့ချိန်မှာတော့ခွေးတကောင်ကြီးကျဲလောင်သွားဟောင်တန်နဲ့တူမိန်းကလေးတယောက်ရဲ့စကားတန်ကလည်းထွက်ပေါ်လို့လာလေတယ်အောင်နဲ့ဘသူတွေဟောင်နေတိတ်ဆန်းဧည့်သည်တွေလားမသိဘူးအိမ်ထဲကိုကြွပါရှင်ခွေးကမကြိုက်ပါဘူးဟောင်မဲဟောင်တတ်တာပါချိုသားနဲ့မိန်းကလေးရဲ့စကားတန်ကြောင့်ဘိုးတင်နဲ့မုံစိန်ညိုတို့တယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်အဲနောက်သူတို့ကလူတယောက်ဝင်နိုင်တဲ့အမြင်နဲ့နှစ်ထပ်ဆောက်ထားတဲ့အိမ်လေးစီကိုသွားလိုက်ကြတယ်အောင်နဲ့အူမီရတဲ့ခွေးမှာတခင်စကားတော့နားထောင်သည်ဆိုရမယ်အเจ้าမှာသူဤသခင်ပြောထားသည်နဲ့နောက်ထပ်ဟောင်ချင်းအလင်းမရှိတာအကြောင်းဖြစ်ပါတယ်ညမကြသောအချိန်မှာတော့သူတို့ကကြောပေးပြီးတော့တန်းအားဆွဲမှာထိုင်နေတဲ့အသက်အစိတ်ခံမိမပြိုလေးတယောက်မှာနောက်ကိုလဲမကြည့်ပဲနောက်ထပ်စကားဆိုလာပြန်လေတယ်ဧည့်သည်တွေကျမမကြိုးနိုင်တာခွင့်လို့ပါရှင်ကျမမျက်လုံးကတိတ်မမြင်ရလို့ပါရပါတယ်ဒူမကြီးရဲ့ဒူမကြီးအဲ့ဒါဆိုဦးကြီးတို့တန်းရမှာထိုင်မယ်နော်ထိုင်ပါဦးရဲ့ရင်သွေးချမ်းတဲ့ဖို့ဘယ်လိုလုပ်အောင်မသိဘူးအမေကလည်းရားလဲသွားတယ်ရပါတယ်ဒူမကြီးရဲ့ကျိုးတို့မနှက်စာစားခဲ့ပြီပါပြီမုံစိတ်ညိုအဲ့လိုပြောပြီးတော့မိန်းကလေးရဲ့မျက်နှာချင်းဆိုင်တန်းရမှာထိုင်လိုက်အဲ့ကမိန်းကလေးကမုံစိတ်ညိုရဲ့အတန်အားသေးတာနားထောင်ကအံ့ဩနေတဲ့မျက်နှာနဲ့အဖိုးလားမဟုတ်ပါဘူးဒူမကြီးရဲ့ဒူမကြီးဘယ်သူနဲ့မားနေတာကျမအတန်ပေးတဲ့အဖိုးနဲ့အတန်တူလို့ပါရှင်တပုံစံနဲ့တူနေတာမိန်းကလေးမှာမျက်လုံးမြင်ရမရှိပြီဘိုးတင်ကသူတို့ကကောင်းမွန်သွားစကားဆိုတဲ့မိန်းကလေးဟာကြည့်ပြီးတော့တွေးမရအောင်ဖြစ်လို့နေတယ်ဘာကြောင့်လဲဆိုတော့မိန်းကလေးမှာပြေပြည့်ချောမောသူတယောက်ဖြစ်ပြီးတော့အပြောစီလဲချမ်းသာကြွားသားများနဲ့လုံးဝခြားနားစွာပြောဆိုနေသောကြောင့်ဖြစ်ပါတယ်ဘိုးတင်တယောက်စိတ်ထဲဒွိရဖြစ်နေတဲ့အရာကြကြအောင်ကြီးထားနိုင်ခြင်းမရှိတော့ပဲမိန်းကလေးကတေချာကြည့်ကမေးမြန်းလိုက်ပါလေတယ်အမကကျုပ်တခုလောက်မေးခြင်းလို့ဧည့်သည်က2ယောက်လားဟုတ်တယ်မအမကချမ်းသာရွာသူဟုတ်ရဲ့လားဟုတ်ပါတယ်ချမ်းသာရွာသူပါဒါနဲ့ဦးကြီးနဲ့ငါမောင်တို့ကဘာကိစ္စလာကြတာလဲကွယ်အမနာမည်အေးမြင့်ဟုတ်ပါတယ်နော်ဟုတ်တယ်လေအမကိုသိလို့လားယင်စေပိုင်ဘိုးမြန်ရဲ့အမကိုမြောက်ပြင်ခေါ်ခိုင်းလိုက်လို့ဗျမောင်လေးတို့ကအဖိုးလွတ်လိုက်တဲ့လူတွေလားအေးမြင့်ဦးမြည်ရတဲ့မိန်းကလေးမှာသူတို့လာမှာကိုကြိုသိနေရန်ရှိတာကြောင့်ဘိုးတင်နဲ့မုံစိန်ညိုတို့အံ့ဩနေကြအဲ့ကမုံစိန်ညိုကအေးမြင့်ကကြည့်ပြီးတော့ဒူမာကြီးစီကျုပ်ကိုလာသွားပြီလားဘယ်သူလဲဦးကြီးကျုပ်ကိုဘိုးမြိုင်လေအဖိုးကဦးကြီးကိုလားအဲ့ဒါဆိုဦးကြီးကဘိုးတိုင်ပေါ့ကလေးမကုံသီးလာကြီးလားကွယ်အဖိုးကပြောသွားတယ်လေအဲ့ဆိုကျုပ်ကဒူမာကြီးစီရောက်ပြီးပြီပေါ့မုံစိန်ညိုကမေးလိုက်တဲ့အခါမိန်းကလေးအေးမြင့်မှာခေါင်းကိုခါရမ်းလိုက်ပြီးမလာဘူးကျမကိုအိမ်မက်ပေးသွားတာဦးဘိုးလိုင်နဲ့ဘိုးထင်လို့လာမယ်တဲ့အဲ့ဆိုဘိုးထင်ဆိုတာခုနမောင်လေးလားယင်မိန်းကလေးအားလို့မေးလိုက်ရဘိုးထင်ကခေါင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်မိုင်အဲ့ဆိုအမကျုံတို့နောက်လိုက်ခဲ့မှာလားလိုက်ရမှာပေါ့မောင်လေးတို့ချမ်းသာရွာကျိန်စာဖြေပြီးရင်လိုက်မယ်လေဗျာကျိန်စာဘိုးထင်ဒီသာမကမုံစိန်ညိုပါအံ့ဩလို့သွားရလေတော့တယ်ထိုချိန်အိမ်ဝိုင်းထဲကိုလဲစီမောင်းဝင်လာလေတယ်လဲမောင်းလာသူမှအသက်50ကျော်ရွယ်မျိုးသမီးဖြစ်ပြီးတော့ဘိုးတင်နဲ့မုံစိန်ညိုတို့ကမကြည်သလိုကြည့်နေလေတယ်။အဲနောက်လဲမောင်းဝင်လာတဲ့မျိုးသမီးကြီးကသူဤနွားတို့ဟာအတန်ခတ်ကျဲကျဲနဲ့စေးရေးတိုင်းထွာလို့နေပါလေတယ်။ဒီသေးနာကောင်တွေကလည်းကောင်းကောင်းမသွားဘူး။ဟဲ့သွားတယ်။ကျိန်တို့ပြီးတော့နွားလဲအားလှဲ့နေတဲ့အမျိုးသမီးကြီးရဲ့အတန်ကြားတဲ့အခါမဲအင်းမြင့်ကအတန်လာစီကိုစမ်းတဝါဝါကြည့်လိုက်ပြီးအမေဒါကျမပြောနေတဲ့အဘိုးလွတ်လိုက်တဲ့လူတွေလေ။ဟမ်ငါပါအိမ်မက်တဲ့အဘိုးလား။ဟုတ်ပါဘိုးနဲ့တူလိုက်တာ तू ကအဘိုးလားအေးမြင့်မဟုတ်ဘူးမေဒါကျမတို့ရွာကိုကျိန်စာပြောင်းအောင်လုပ်ပေးမယ်အဘိုးကြီးဦးလိုက်နဲ့မောင်လေးဘိုးထင်ဩအေးအဲ့ဒါငါလိုအပ်တာလုပ်ပေးရမယ်နော်စကားတော့မပြောဘူးအမျိုးသမီးကြီးမှာတော့ကိုဝမ်းသာနေရန်ရှိဘိုးထင်နဲ့မုံစိန်ညိုကမဲမြင့်ပြောတဲ့စကားများကိုနားမလဲပြီသူတို့ကမုံစိန်ဖြူမာဒီမှာချမ်းသာရွာမှာအေးမြင့်ကမြောက်ပြင်ကိုခေါ်ခဲ့ရန်သာဖြစ်ယခုချမ်းသာမှာကျိန်စာမိနေသူမဲမြင့်မှာဆိုပြန်လေတယ်နားမလဲဖြစ်နေတဲ့ဘိုးထင်နဲ့မုံစိန်ညိုကမိခင်ဖြစ်သူနဲ့စကားပြောနေတဲ့မဲအေးမြင့်မှာသူမမိခင်ဖြစ်သူနဲ့စကားဆိုခြင်းကလက်စားတက်လိုက်ပြီးတော့ဘိုးတင်နဲ့မုံစိန်ညိုဟာစကားဆိုလာခဲ့ပြန်တယ်။ဦးကြီးနဲ့မောင်လေးတခြားသူတွေပါသေးလားအိမ်ခေါ်ခဲ့လေ။နေပေါင်းတူမကြီးရဲ့ကျုပ်နားမလဲလို့ကျုပ်ကလည်းတူမကြီးကိုမြောက်ပြင်ခေါ်ခဲ့လို့ပဲပြောတာ။ကျန်တာဘာမှမသိဘူး။အဘိုးကပြောထားတယ်။ဦးကြီးနဲ့မောင်လေးဘိုးတင်တို့ကချမ်းသာရကျိန်စာကိုဖြေပြီးမှကျမကိုလိုက်ခဲ့တယ်လေ။ချမ်းသာရဘာကျိန်စာတွေမိနေလို့လဲတူမကြီးရဲ့။ဦးကြီးတို့ရွာထဲကလူတွေနဲ့မတွေ့ရသေးဘူးလား။တွေ့တော့တွေ့ပြီးပြီတော်တော်ကတ်တာပဲ။
ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Good Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာအားလုံးအတွက်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိတာကတော့အောက်လန်းဘိုးထင်နဲ့တံပြန်ကျိန်စာအမည်ရတဲ့ဇာတ်လမ်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီနေ့အစီအစဉ်လေးကိုစရအောင်ပါခင်ဗျာတစ်ပင်များရှိပြီးတော့အုံဆိုင်နေတဲ့ဥယျာဉ်ချမ်းကြီးထဲမှာဖြစ်ပါတယ်လဲသုံးစီးကိုမညီမညာရပ်ထားပြီးတော့တစ်ပင်များအောက်မှာတော့နွားများကိုခြိထားကြခြိနှောင်ထားတဲ့အဲ့နွားများကိုကြံများထုံးများဖြီးပြီးတော့ကျွေးထားကြသေးတယ်တစ်ပင်ရိပ်အောက်မှာအေးလူရှိနေအဲ့နွားတွေဟာအိပ်ပြီးတော့စမုံပြန်တဲ့နွားရှိသလိုမတ်တက်ရက်ပြီးတော့ကြံများများကိုဆွဲယူစားနေတဲ့နွားများလည်းရှိတစ်ပင်သိကောင်းတာကြောင့်အပေများပေါ်လာနားတဲ့ငှက်တန်ကလေးများမှာဆူညံနေပြီးအညံဆုံးငှက်ရဲ့အတန်ကတော့ဇရက်ငှက်တန်ဖြစ်ပါတယ်လဲများရထားပြီးတော့နွားများခြိထားတဲ့တစ်ပင်များနဲ့ခလန်းလန်းမှာတော့အင်္ဂလိပ်တစ်လုံးရှိပြီးတော့အိမ်အောက်ထဲမှာတန်ရာဇပွဲချထားပြီးတော့ဇပွဲကိုပြင်လဲမှာထားပြီးတစ်ဖက်တစ်ချက်မှာတော့တန်ရာနှလုံးချထားလေတယ်ယခုအဲ့တန်ရာနှလုံးမှာလူပြည့်နေပြီးတော့တချို့သောသူများကဝါနဲ့ပြုတ်လုထားတဲ့ပက်လက်ကလတ်ထိုင်မှာထိုင်းရွက်နဲ့ပြုတ်လုထားတဲ့ပက်လက်ကလတ်ထိုင်မှာထိုင်ပြီးတော့နေကြသိငယ်လွန်းသည်လည်းမဟုတ်ကြီးမားသည်လည်းမဆိုသာသောအိမ်ရောက်မှာတော့9ယောက်သောလူများကြောင့်အိမ်ရောက်ထဲမှာလူရှုံနေတဲ့အရှိလားအိမ်ရောက်ထဲမှာထိုင်နေသူများမှာဘိုးထင်ပေတူသားရေးမုံစိတ်ညိုနဲ့ဘိုးတွေတို့နှစ်ယောက်ပြင်မျက်လုံးကွယ်နေတဲ့အင်ရှင်မိုင်းမြင့်တို့ဖြစ်ပါတယ်မိုင်းမြင့်ကမြင်အောင်ချုပ်တဲ့နေတော်လဲသူမရဲ့အိမ်ကလေးတို့ဧည့်သည်များသည်ကိုကောင်းစွာတိထားပြီးအဲ့ဟိုမချေနိုင်ဖြစ်နေသည်ကိုအာတုံအာနာဖြစ်ကသူမရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေကြတဲ့မုံစိတ်ညိုနဲ့ဘိုးထင်တို့ဟာတောင်းပန်ကြောင်းစကားများဆိုလေတယ်ဦးကြီးတို့ကောင်းကောင်းအဲမခံနိုင်တာတောင်းပန်ပါလေရှင်ကျမမေလည်းဟင်းချက်ဆရာသွားဝယ်တယ်ထင်ပါရဲ့ဟုတ်တယ်တူမရဲ့ဇောကတော့ကျုပ်တို့နွားတွေကိုကြံများကျွေးပြီးထွက်သွားတာပဲကျမမေတို့တီးခံပေးကြပါရှင်ကျမမေကကျမတို့ရွာသားတွေပဲကျိန်စာတင်နေလို့ပါမိုင်းမြင့်မလို့ပြောလိုက်တဲ့အခါပလက်ကလထိုင်မှာထိုင်နေတဲ့ဖိုးထွေးကထိုင်ကုန်နောက်ကိုမိထားတဲ့သူဤခါမတ်လိုက်ပြီးတဲ့နောက်မိုင်းမြင့်ကမေးမြန်းလိုက်ပါလေတဲ့ကျုပ်တခုလောက်မေးချင်တယ်အမမေးလို့ရမလားမေးပါရှင်မေးပါသူတို့အခုလိုဘူးကလန်မပြောရင်ဘလို့ဖြစ်တော့သူများမကြည့်ဘူးနားမခံတာအောင်မပြောဘဲနဲ့ကောင်းကောင်းပြောမယ်ဆိုရင်ဘေးရန်တခုတွေ့တော့တာပဲဒါကောင်းကောင်းပြောရင်တွေးရတဲ့အထိပါဖြစ်တာဟာအဲ့တော့တော့ဆိုးလာဗျာဘယ်ကဘလို့ဖြစ်ပြီးတော့အခုလိုကြိန်စာမိတာလဲကျုပ်တို့သိကျင်နေပြီဘိုးရင်းမအဲ့လိုပြောလိုက်ချင်းဘိုးရင်ဒီလဲသူကြီးကောင်းအောင်ညှိလိုက်ပြီးတော့သူကြီးမျက်နှာချင်းဆိုင်မှာမိုင်းမြာစကားဆိုလိုက်ပါလေတယ်ဟုတ်တယ်မကြီးကြိန်စာဘာကြောင့်မိတာလဲဘသူတိုက်တာလဲဆိုတာသိကျင်နေဗျာအမပြောမှာပါမောင်လေးတို့ကအမားတို့ရွာကြိန်စာကိုဖြေပေးမဲ့သူတွေပဲပြောပြပါမယ်ဒါတွေကအမားကြောင့်ဖြစ်ရတာပါအမှန်ဆိုရွာသားတွေကအမားကိုတပ်ပြစ်ချင်လောက်မုန်းနေတာဖြစ်ပုံကတော့အမားတန်သေးဆွဲရောက်သွားရနေစတယ်ဆိုပါတော့မိုင်းမင်းကအဲ့လိုစကားကိုစားချီလိုက်ပြီးတော့သူမကြီးအမြင်အာယုံပျောက်ကွယ်နေတဲ့မျက်လုံးတို့မှာတစ်ခုခုအားငေးနေဟန်ဖြင့်သူမကြုံတွေ့ခဲ့ရသည်များကိုပြောပြလိုက်ပါလေတော့တယ်ချမ်းသာရွာနာမည်လိုက်ဖက်အောင်ရွာတွင်နေထိုင်တဲ့ရွာသူရွာသားများအားစိတ်အေးချမ်းမှုကိုပေးစွမ်းနေတဲ့ရွာကလေးဖြစ်အဲရွာကလေးကကြီးကြီးတဲ့ချမ်းသာသူတွေများစွာမရှိသလိုကုန်းကောက်စရာမရှိအောင်မွဲနေသူများလည်းမရှိကြဒါကြောင့်လူရန်သားများထားပြီးတော့နေချင်းစပွဲရွာလေးဖြစ်ပါတယ်ရွာသားများကတယောက်နဲ့တယောက်စီးလုံးကြပြီးတော့သူတို့ရဲ့ထူးခြားချက်မှာစကားကိုအချိုးသားယဉ်ကျေးစွာပြောတတ်တဲ့ရွာလေးဖြစ်ပါတယ်တောသူတောင်သားများမလို့ဗျာခမများအစရှိသောနန်းစားများပြောတော်လဲတယောက်နဲ့တယောက်စိတ်တိုင်းထွာခြင်းလေးမရှိကြဘူးအဲ့လိုယဉ်ကျေးမှုဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းမှာရှိသေးတယ်အဲ့ဒီရွာကတခြားမဟုတ်ရွာဦးကျောင်းဆရာတော်ဦးဓမ္မနဲ့ရွာလူကြီးဦးတီလာတို့ကြောင့်ပင်ဖြစ်ပါတယ်ရွာဦးဆရာတော်ဦးဓမ္မမှာဘွဲနာမည်နဲ့လိုက်ဖက်စွာရွာသားများအားတရားဓမ္မတို့ဟောကြားပြသသလိုရွာလူကြီးဦးတီလာကလည်းသူရဲ့အမိနာမနဲ့လိုက်ဖက်စွာတီလာတရားလက်ကင်ထားပြီးတော့ချမ်းသာရွာလေးမှာနေထိုင်သူများအားကောင်းမွန်စွာဥဆောင်ရွက်ပြုလေတယ်ဒါကြောင့်ချမ်းသာရွာလေးမှာတောင်သူလယ်သမားများသာရှိပြီးတော့ကြွက်ထောင်ကြောင်ထောင်သည့်သူများပင်မရှိကြသည်အသားငါးများအတွက်တခြားရွာမှာဈေးတွေများလာပြီးတော့ရောင်းချတဲ့အခါကြတော့မှဝယ်ယူချက်ပြုတ်စားတော့လေးရှိကြအခုချမ်းသာရွာထဲမှာရှိတဲ့ဒေါ်ရှိရဲ့ကြော်ဆိုင်လေးမှာဖြစ်ပါတယ်ရွာမှာကိုးနောင်ကိုင်းလေးဖြစ်တဲ့မိုင်းမြင့်ကရကန်းခတ်ခြင်းအားပြုလုပ်ပြီးအတမွေးဝမ်းကြောင်းပြုရာသူမရကန်းတယ်များတခြားသောရွာများသို့တွားရောက်ရောင်းချခြင်းမပြုမီမိခင်ဖြစ်သူနဲ့အတူအကျော်ဆိုင်လေးမှာထိုင်ပြီးတော့မနက်စာအတွက်ဝမ်းဖြည့်နေကြပါတယ်ဒေါ်ရှိကအကျော်ကြော်ရင်းနဲ့မကြီးပင်နဲ့မလန်းမကန်းမှာရက်တန့်ထားတဲ့နွားလေးကိုကြည့်ကအကျော်စားနေတဲ့မိုင်းမြာစကားဆိုလိုက်ဒူမာကြီးပစိုးလေးတွေရောမပါဘူးလားကွယ်အိမ်ကအိမ်ဦးနဲ့ကြီးတော့ဝယ်ပေးခြင်းလို့အခုတော့မပါသေးဘူးကြီးတော့ရဲ့အခုထည်လေးတွေရောင်းကုန်ရင်တော့ရက်မလားလို့လေကြီးတော်ဆိုလဲဒူမာကြီးရထားတဲ့ထဲပဲဝစ်တာဝစ်လို့လည်းကောင်းတယ်ဒါနဲ့ဘေးရွာကိုသွားရောက်မှလေဒူမာကြီးတန်သေးရွာကိုသွားမှကြီးတော့အဲ့ဒါကြောင့်အစိုးရထွက်လာကြတာကိုမိုင်းမြင့်ကားလို့အကျော်တဲ့မျိုးသမီးကြီးနဲ့စကားပြောဆိုပြီးတဲ့နောက်အကျော်ဘိုးကများရှင်းပေးလိုက်ကသူမမိခင်ဖြစ်သူကစကားဆိုလိုက်လေတယ်အမေကျမတို့သွားရအောင်လေတော်တာနွားတွေနေပူနေအောင်မယ်အေးသမီးကြီးတော့အေးဘာမှစိတ်မူနဲ့နော်ကျမတို့ဈေးအောင်ပြန်လာရက်ပြီးတော့လာပို့ပေးမယ်နော်မိုင်းမြင့်မှာတန်ရမှထိုင်နေရမှမတ်တက်ရက်လိုက်ပြီးနောက်အကျော်တဲ့အမျိုးသမီးကြီးအားလို့ပြောလိုက်ခြင်းဖြစ်ပါတယ်အဲနောက်သူမလဲကလေးပေါ်တက်လိုက်တယ်
သူမ၏မိခင်ဖြစ်သူလည်းလဲကလေးပေါ်ကိုတက်ခါနွားလဲအားမိခင်ဖြစ်သူမှမောင်း၍တန်သေးရွာကိုထွက်ခွာသွားလိုက်ကြပါလေတော့တယ်အမျိုးသမီးတို့ရဲ့နွားလဲမောင်းတဲ့မှာပတ်ဝန်းကျင်သို့လွင့်ပြန်လို့နေတယ်လဲအားဆွဲတဲ့နွားနှကောင်ကဟဲလို့ယုံတောက်ခေါက်များဖြင့်နွားလဲအားလိုဟာကီးကိုရောက်အောင်မောင်းနှင်လို့နေပါတယ်သူမတို့မှာတန်သေးရွာမှာရကန်းတွေများရောင်းခဲ့ပြီးတဲ့နောက်ချမ်းသာရွာကိုပြန်လာနေကြတဲ့မအေးမြင့်နဲ့သူမ၏မိခင်ဖြစ်သူတို့ဖြစ်ပါတယ်ချိန်ဒီကညနေချိန်သို့ရောက်လို့ချိန်ဖြစ်နေပြီဖြစ်ဒီလိုနဲ့နွားလဲလေးကဝယုံမင်းခြုံလွယ်ပိန်ပေါင်းတချို့ပြင်စေအိုပင်တန်းများရှိတဲ့လဲလန်းပေါ်ရောက်သူမတို့၏လဲလန်းရှိမှအသက်18နှစ်ရွယ်ကောင်လေးတစ်ယောက်ကလဲလန်းမှာလဲနေတဲ့အသက်80ရွယ်အမေကငိုယိုပြီးတော့နှိုးလို့နေပါတယ်အမေထားပါအောင်ဟိုလူတွေလိုက်မလာတော့ဘူးအမေကျုပ်တယောက်တည်းထားလို့မရအောင်တော့ကျုပ်မေမရှိရင်ဘယ်လိုလုပ်ရမလဲမသိတော့ဘူးမေလူပြည့်ပြည့်ယောက်ျားလေးတယောက်ဖြစ်တော်လဲကလေးတယောက်နဲ့ဆိုရင်ပူပန်စိတ်တို့ဖြင့်ငိုတန်နှောပြီးတော့အဲ့လိုစကားကိုဆိုလို့နေတယ်သူဤတန်ကထိုက်တင်တော့ကျေတာမလို့နွားလေးလေးပေါ်မှာမအေးမြင့်နဲ့မိခင်ဖြစ်သူတို့ကတိုင်းသားကြားနေရပြီးတော့ခက်လန်းလန်းမှာနွားလေးရက်လိုက်ကတဲမောင်းနေတဲ့မအေးမြင့်မိခင်ကြီးမှသူမ၏သမီးဖြစ်သူဟာကြီးကသမီးရှိကဘာဖြစ်နေမလဲအမေတို့သွားကြည့်ကြမလားသွားကြည့်တော့မေကျမထင်တော့ဒုက္ခရောက်နေကြပုံပဲအေးဟုတ်မယ်သူမတို့ညောက်ကလဲကိုရက်တန်းလိုက်ပြီးတော့လဲလန်းပေါ်မှာအတိဒုက္ခရောက်နေရရှိတဲ့လူငယ်နဲ့လူငယ်၏လက်ပေါ်မှာသတိမေးရောနေရရှိတဲ့အမေတို့နားကိုသွားလိုက်ကြလေတယ်အဲ့တော့မင်းမြင့်ကလူငယ်နားမှာထိုင်လိုက်ပြီးတော့လူငယ်ရဲ့လက်ထဲမှာအမေဝါကြည့်လိုက်ပြီးတော့လူငယ်ကမေးမြန်းလိုက်ပါတယ်ငါမောင်ဘလို့ဖြစ်တာလဲကွယ်အမေရောဘာဖြစ်တာလဲကျုပ်တို့ရွာနေနှထုတ်လိုက်တာရွာနှထုတ်တယ်ဟုတ်လားဟုတ်တယ်ကျုပ်တို့ကတန်သေးဘက်ကမီးရင်းကုန်းမှာနေတာအမေကဒေါသဖြစ်နေခြေဦးတွေကလမ်းလျှောက်လာဒီရောက်လာပဲပြီးတော့ဟိုနားမှာအမေကြီးချက်တော့မွေးကြိုက်သွားတယ်ဟမ်ပိုးထီလာတယ်ဟုတ်လားဟုတ်တယ်အမလီကွယ်ပိုးထီလာနေလူနေလို့ဘယ်ဖြစ်မလို့လာအမတို့ရွာလိုက်ခဲ့မမ်းမြင့်မလို့ပြောပြီးတော့ပိုးထီထားတယ်မဲဝါလူငယ်လေးနဲ့တူလဲပေါ်ကိုတင်မေးလိုက်ပြီးတဲ့နောက်သူမမိခင်ဖြစ်သူအားကြည့်လိုက်ကအမေကျမတို့စီးဆိုင်စီသွားကြမယ်အခုနေထားတော့အဲ့လိုလုပ်ရတော့မှာပဲကဲတက်သွားကြမယ်ဒုနဲ့မင်းမြင့်တို့သားမင်းယောက်ကလမ်းမှာအတိဒုက္ခကြုံနေကြတဲ့လူငယ်နဲ့မဲကိုလဲပေါ်တင်လိုက်ပြီးတော့ချမ်းသာရွာရှိဈေးစရာကြီးစီကိုလဲအားခက်မြန်မောင်းလိုက်ကြပါလေတော့တယ်ကံကောင်းနေဆိုရမှာပဲငါနှမတို့သာနည်းနည်းနောက်ကြရင်ကျုပ်ကတခြားရွာသွားတော့မှာတော်သေးတာပေါ့ရှင်နေပေါင်းငါနှမရဲ့သူတို့နဲ့ကအတီကျွမ်းနေလားမဟုတ်ဘူးကိုရဲ့လမ်းမှာဒုက္ခတွေ့တာနဲ့ခေါ်လာခဲ့တာတာဓုပါတာဓုအိမ်ကမမမွေစိတ်တက်နေတဲ့မဲဝါဆေးကုသပေးနေဆေးဆရာကြီးမှာမင်းမြင့်နဲ့ဝမ်းခွဲအကိုတော်ဆက်သူဖြစ်ပါတယ်ရွာမှာတော့ပိုးထီတဲ့လူနာများကိုကုသပေးတဲ့သူဖြစ်ပါတယ်သူဤမွေစိတ်ဖြေပေးမှုကြောင့်အသက်ချမ်းသာရသွားတဲ့သူတွေများသားမလို့ချမ်းသာရွာလေးမှာသာမကရွာနီးထုတ်ဆက်သည့်တိုင်အောင်နာမည်ကြီးသူဖြစ်ပါတယ်ဆေးဆရာကြီးကသူမ၏နှမဝင်းခွဲဖြစ်သူနဲ့စကားဆိုရင်လူနာမဲဝါကြီးကလွန်သွားမှဆိုရင်ကြောင်းကြနေတဲ့လူငယ်အားပြုံးပြီးတော့စကားဆိုလိုက်ပါလေတယ်။မောင်ရင်နေမေကြီးတပ်ဘေးကလွတ်ပါပြီကွယ်စိတ်ချပါပြီ။ကျေးဇူးတင်ပါတယ်ဗျာတကယ်ကိုကျေးဇူးတင်ပါတယ်။ကျုပ်ကိုကျေးဇူးတင်ရမှာမဟုတ်ဘူး။ဒီကကျုံနှမကြီးနဲ့ကျုပ်တူမကြီးတို့ကျေးဇူးတင်ရမှာ။ရပါတယ်ငါမောင်ရင်ကျုံကြိုက်လို့ကူညီရတာပဲ။ဒါနဲ့ငါမောင်တော့ဘယ်သွားကြမလို့တော့။ကျုပ်လည်းမပြောတတ်ဘူးအမေကြီးသဘောတိုင်းပဲလုပ်ရမှာ။ငါမောင်အမေကြီးကတော့ချက်ချင်းတော့ကောင်းမှမဟုတ်သေးဘူး။အမှဒုက္ခဗျာကျုပ်လည်းဘယ်လိုလုပ်မှမသိတော့ဘူးလူငယ်မိုင်းမင်းရဲ့စကားကြောင့်သူမိတို့ပြီးလို့အမေမသိဖြစ်သွားပြီးစိတ်ညစ်လို့နေပါတယ်အဲ့ကမိုင်းမင်းရဲ့မိခင်ကလူငယ်အားကြည့်ပြီးတော့ငါတူကနာမည်ဘယ်လိုခေါ်လဲဟိုကျုပ်နာမည်ဝင်းနိုင်ပါငါတူတို့ဘယ်လိုဖြစ်လာလဲဆိုတာပြောပြလို့ရမလားရပါတယ်ကြီးရဲ့အဲ့ဒါဆိုပြောစမ်းမအောင်ကျုပ်တို့ခဲနေပေါက်ပြီးတော့ကျုပ်တို့ရုံမီးရှို့လို့ထွက်ပြေးလာခဲ့တာဝင်းနိုင်ရုံမီးရတဲ့လူငယ်လေးရဲ့စကားကြောင့်မိုင်းမင်းတို့သားမိသူသားမကဆေးဆရာကြီးပါအံအောင်လို့သွားရလေတယ်နှလုံးသားနှုသောမိန်းကလေးများ၏တဘာဝတိုင်းတနာကမားနဲ့ဝင်းနိုင်မီရလူငယ်လေးဟာသနာစိတ်များပိုပြီးဖြစ်ပေါ်လာပြီးတဲ့နောက်မိုင်းမင်းဒီလိုအပ်တာများကိုကိုကြီးမျိုးတွေးလိုက်ကဝင်းနိုင်ဟာသူသိလို့ဒီများကိုထပ်ပြီးတော့မေးမြန်းလိုက်ပြန်နေတယ်ငါမောင်ဆက်စုတယ်လည်းမထင်နဲ့အောင်ငါမောင်တို့ဘာတော်များအဲ့လိုအလုပ်ခံလိုက်ရတာလဲကျုံးမေးကြောင်းမောင်အမေကြီးကနည်းနည်းပြောဆိုရလေအဲ့ဒါကိုသူတို့ကတီးမခံဖြစ်ပြီးတော့ခုလိုလုပ်တာတကယ်ကိုချင်းစာကြမရှိတဲ့သူတွေပါဗျာအမျိုးတွေရောမရှိဘူးလားမရှိဘူးဆွေမျိုးတို့လိုကျုံနဲ့အမေကြီးပဲရှိတာသူတို့စကားပြောနေစဉ်သတိမေ့မျောနေတယ်မဲအုံမမျက်လုံးပြန်ပြီးတော့ပွင့်လာပြီးသူမိုင်းဘေးမှာရှိတဲ့ဝင်းနိုင်အားကြည့်ပြီးတော့ဝင်းနိုင်နင်းမျက်နှာမသားမရနဲ့ဘယ်တောင်းစားနိုင်ကျင့်လို့လဲဘယ်သူမှနိုင်ကျင့်အောင်မေးရဲ့မေးမွေကိုက်ခံလို့ဝင်းနေနေတာဟုတ်တာငါမွေကိုက်ခံတာပဲဒါနဲ့သူတို့ကဘသူတွေလဲအမေမှာဆေးဆရာကြီးနဲ့မိုင်းမြင့်တို့သားမိညာဝါကြည့်ပြီးတော့သူမိုင်းမီးပြသူကမေးမြန်းလိုက်လေတယ်အဲ့ကဝင်းနိုင်အမေဝါပြုံးပြလိုက်ပြီးတော့သူတို့ကအမေကြီးတက်ကိုကယ်ထားသူတွေလေငါအသက်ကိုကဲရတယ်ဟုတ်လားဟုတ်တယ်အမေမွေစိတ်တက်ပြီးတော့သတိလင့်နေရဒီကအကြီးနဲ့မတို့ကအခုစီအိုက်စီလာဖို့ပေးတာအဲ့တော့မေကြီးတက်ပြန်ရှင်တာဝင်းနိုင်မှာလို့ပြောလိုက်တဲ့အခါအမေက
မအေးမြအကဲခတ်သူတို့ကြီးလိုက်ပြီးတော့ငါ့ကိုကဲတာတော့ကျေးဇူးတင်ပါတယ်ဒါမဲ့ငါနေတို့ကျေးဇူးပြန်ဆက်ဖို့ဘာမှမရှိဘူးဘဲသွားလို့ဘဲလာရမှန်းတော့မသိဘူးအမေမလို့ပြောလိုက်တဲ့အခါမှာမအေးမြကအမေဝါပြုံးပြလိုက်ပြီးမေးရဲ့ကျမတို့ကကျေးဇူးတင်ခံနေလို့ကူညီလာမှမဟုတ်တာမေးတို့ဘဲသွားမှမသိသေးဘူးဆိုရင်ကျမတို့အိမ်လိုက်ခဲ့ပါလားကျမတို့အိမ်ဝိုင်းထဲမှာအိမ်နှလုံးရှိတယ်လွတ်နေတဲ့အိမ်တလုံးမှာအမေတို့မိဘနှစ်ယောက်နေပေါ့မိုင်းမြင့်မလို့ပြောလိုက်ရမိုင်းမြင့်မိခင်လဲခေါင်းငိတ်ပြီးတော့ဟုတ်တယ်အမေရဲ့ကျုပ်တို့အိမ်လိုက်ခဲ့ပေါ့ကျုပ်တို့ရွာမှာတော့အစားအသောက်သိမ်းမရှားပါဘူးတဘောကောင်းတဲ့မိုင်းမြင့်နဲ့မိခင်ဖြစ်သူတို့ကြောင့်အမေကကျင်းနဲ့စွာပြုံးလိုက်ပြီးတော့သူမအိမ်မိဖြစ်သူဟာကြည့်လိုက်ကမေးမြန်းလိုက်လေတယ်ဝင်းနိုင်နင်ဘလို့သဘောရသူတို့အိမ်မှာနေမလားနေမယ်လေအမေနေဆိုနေမယ်ဝင်းနိုင်မှာအမေဝိစကားဥသာအမြဲနားထောင်သူဖြစ်ရန်တူတယ်ယခုဝင်းနိုင်မှာအမေကြီးသဘောတိုင်းကိုဆိုလိုက်တဲ့အခါအမေကလည်းမိုင်းမြာပြုံးကြည့်လိုက်ပြီးတော့သူတို့မိဘနှစ်ယောက်နေမီဖြစ်ကြောင်းကိုပြောဆိုလိုက်လေတယ်ဒီလိုနဲ့ဝင်းနိုင်နေသူ၏အမေကြီးဖြစ်သူတို့ကမိုင်းမြအိမ်မှာနေထိုင်ရန်သဘောတူလိုက်ကြပါလေတော့တယ်မိန်းကလေးများ၏တနာသောစိတ်ကလွန်ပေတယ်သူတို့၏တနာစိတ်ကရုပ်ရည်ပြေပြေသောသူများပို့ပြီးတော့တနာသည်ဟုထင်ရတယ်။ဘာကြောင့်လဲဆိုတော့လမ်းမှာတွေ့ခဲ့တဲ့ဝင်းနိုင်နဲ့ဒေါ်ချမ်းကိုမြည်ရတဲ့မိဘနှစ်ယောက်တို့ဟာသူမတို့၏အိမ်ဝိုင်းတွင်းမှအိမ်ဘိုတလုံးမှာနေစဉ်သာမက6လဟုသောအချိန်တွင်ဝင်းနိုင်နှင့်သမီးစားဖြစ်ကိုပါရောက်လာခဲ့လိမ့်ပြီ။ယခုကဲ့သို့ချက်ချင်းလန်ငင်းသမီးစားဖြစ်ခြင်းအမိုင်းမြင့်မိခင်ဖြစ်သူမှသဘောမကျပင်ဒါမဲ့သမီးလို့သူ၏အလောက်ကင်ကြောင့်မတောင်းမတနေရတဲ့အတွက်မိအာနာများသုံးပြီးတော့သူမသဘောမကျကြောင်းကိုပြောမရပဲထမင်းစားချိန်တွင်းသာတိုးတိုးတိတ်တိတ်ပြောဆိုရပါလိမ့်တယ်။သမီးအေးမြင့်ညီကိုမေသတိပေးစရာရှိတယ်။ဟုတ်ကဲ့မေပြောပါ။ဒေါ်စိန်ဦးအမိရတဲ့မိုင်းမြင့်မိခင်ကြီးကအိမ်လေးပေါ်ရှိတစ်သားစပွဲဝိုင်းမှာညသာထမင်းစားတော့ရင်လည်းအဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်။ပြင်အောင်ပြင်ငင်းအိမ်ပေါ်တွင်ဖြစ်ကရေနံစီမီးကွာထုံးကြည့်ထားကြောင်းဝါစီနေမီးအောင်အောက်မှာထမင်းစားနေတဲ့မိုင်းမြင့်နဲ့သူမမိခင်တို့ကထမင်းစားတော့ချင်းအားရက်တန့်လိုက်ပြီးတော့တယောက်မျက်နှာတယောက်ကြည့်နေကြ။ချိန်တန်ကြာမိသည့်စကားမှမပြောဘဲငြိမ်နေကြလေတယ်။အဲ့နောက်ဒေါ်စိန်ကတပင်းတစ်ချက်မတိမတာချလိုက်ပြီးသူမပြောလို့တဲ့စကားများကိုပြောလိုက်ပါလိမ့်တယ်။အေးမြင့်တရားလွန်ရင်တဏှာကြုံဖြစ်တတ်တယ်ဆိုတာညီသိတယ်မလား။အမေပြောချင်တာဟုတ်တယ်မောင်ဝင်းနိုင်တဲ့သမီးနဲ့ကိစ္စကိုအမေသိသဘောမကျဘူး။ဘာလို့လဲမေဝင်းနိုင်အတောက်စားလောင်းကစားဘာတစ်ခုမှမရှိပါဘူး။သူနဲ့ဘာလို့သဘောမတူတာလဲ။ဝင်းနိုင်သူ့မေကြီးစကားကိုမလွန်ဆန်နိုင်ဘူးနော်။ပြီးတော့အခု6လဆိုအချိန်တိုင်းတာမှာညီအကောင်လေးနဲ့ကြိုက်တာမြန်နေသလားလို့ကျမလည်းတေချာစဉ်းစားထားပါမေအဆင်ပြေမယ်ထင်လို့လက်ခံလိုက်တာကျမသူ့နဲ့ယူဖို့ဆုံးဖြတ်လိုက်ပြီမေအေးလေညီရငါ့ကိုလှုပ်ကြွေးနေသူပဲညီကောင်းမယ်ထင်လဲလှုပ်ပေါ့အဲ့လိုမပြောပါနဲ့မေဒေါ်စိန်ကသူမရဲ့သမီးဖြစ်သူရဲ့စကားကိုနောက်ထပ်ခွန်းတော့မပြန်တော့ပဲထမင်းပကံနဲ့ဟင်းပကံတချို့ကိုယူပြီးတော့ထမင်းစွဲဝိုင်းစီကထွက်သွားလေရာမိုင်းမင်းတယောက်တပင်းတစ်ချက်ကိုပင်းသက်ချပြီးရေနံစီမီးခွက်ရဲ့မီးတော့ကလေးကိုသာငေးလို့နေပါလေတော့တယ်ချမ်းသာရွာလေးရဲ့တဝူဒီသောနှုတ်ချမ်းအာချမ်းသူမှမိုင်းမြင့်ရဲ့အကူအညီဖြင့်ရွာကိုရောက်လာတဲ့ဒေါ်ချမ်းဖြစ်ပါတယ်။ဒေါ်ချမ်းကလွန်သွားမှနှုတ်ချမ်းအာချမ်းသူဖြစ်ပြီးတော့ရွာမှတခြားသောရွာသားများနဲ့လည်းအဆင်မပြေကြဘူး။သို့ပေမဲ့သူမရဲ့မိဖြစ်သူနဲ့ချမ်းသာရွာသူတို့မင်္ဂလာဆောင်တော်မီဖြစ်တာကြောင့်သဘောမကျတော့လဲရက်တလေးရွာတလေးရဝိုင်းဝန်းပြီးတော့ကူညီပေးရ။မိမများချစ်စိတ်တက်လင်တကယ်ကိုခက်ချေပြီးအကောင်းဆုံးအကြောင်းကျိုးဟာသူတို့မသိကြတော့ပြီ။ဘဝင်းကြီးပြောစကားများကိုလည်းဥပိ္ပခါပြုတ်လေတော့တယ်။တချို့သောမိမများအချစ်မှာအစဉ်ချင်းကင်းမဲ့လေတယ်။ယခုလဲမိခင်ဖြစ်သူသဘောမတူသည့်ကြားမှာမိုင်းမင်းကသူမနှစ်သက်ရာကူသာရွေးချယ်ပြီးတော့မိခင်ကြီးစကားလေးမထားပဲဝင်းနိုင်ရဲ့စကားကူသာလေးထားပြီးတော့ယခုကဲ့သို့လက်ထပ်ထိမ်းများမိအဆင့်ကိုရောက်ရှိလာခြင်းဖြစ်တယ်။ဝင်းနိုင်ဒီကသူ၏အမေကြီးဖြစ်သူစကားတိုင်းလိုက်ပြီးတော့လုံနေသည်ကိုမိုင်းမြင့်မသိပေ။ယခုမိုင်းမြင့်ရဲ့နေမှာမင်္ဂလာမန္တရာရွာသားများထိုးပေးနေကြ။တယောက်တလက်ဝိုင်းကူနဲ့ရွာသားများဒေါ်ချမ်းမှာလက်ညှိုးထိုးပြီးတော့အလုတ်ရှင်မအလုတ်သမားများခိုင်းသည်နဲ့ခိုင်းပြီးနေပေတယ်။ဟိုကောင်လေးနေမင်းလင်းအသူဘတင်လို့မိုင်းနေတာလား။ငါမြည်မင်္ဂလာဆောင်မှာနှင်းဆောက်ခွက်ပြုံးမနေတီယိုမလာနဲ့ပြန်အမေအဲ့လိုမပြောပါနဲ့ဗျာမပြောစီခြင်းမလာနဲ့လေငါမြည်မင်္ဂလာဆောင်ကြက်တီရုံလာမိုင်မနေနဲ့နဲ့မေအသူဘမှမိုင်းအဲ့ဒီလိုပြောစကားရွာသားများမှမကြေမနက်ဖြစ်နေချိန်မိုင်းမြင့်မှလာပြီးတော့တောင်းပန်လေတယ်ငါမေးစားတောင်းပန်ပါတယ်ဟာ तू အဲ့လိုပဲပြောတတ်လို့ပါအေးမြင့်နေတောင်းပန်ကြမလို့ပန်းနေဟာသူတို့ကရွာလဲလာနေသေးတယ်ငါတို့ရွာသူမကိုလည်းယူသေးတယ်အခုပြောပုံကြည့်အောင်ရွာမကာလာသားများကတော့ကိုတီးကန်သူများဖြစ်ကြတော့လဲဒေါ်ချမ်းရဲ့ဇေယိုက်ဆန်တဲ့ပြုမှုများကြောင့်တီးမခံနိုင်တော့ဘဲနဲ့မအေးမြင်ကသူတို့ခံစားချက်များကိုပြောနေကြဒေါ်ချမ်းဒီကလို့ပြောနေသည်ကိုမကြေမနက်ဖြစ်ကသူမရဲ့မိဖြစ်သူတားနေတဲ့ကြားမှာအိမ်ပေါ်မှာဆင်းကမန်းတက်တွင်စကားဆိုနေကြတဲ့ကာလာသားများနဲ့မအေးမြင့်စီကိုရောက်လာခဲ့လေတယ်သူမရဲ့နောက်မှာတော့ဝင်းနိုင်လဲပါလာလေတယ်ဒေါ်ချမ်းကမန်းတက်ထိုးပြီးတော့တန်းရမှာထိုင်ကသူတို့ဟာမကြေမနက်ဖြစ်နေကြတဲ့အကြောင်းအပြောနေကြတဲ့ကာလာသားများကိုလက်ညှိုးငေါငေါထိုးပြီးတော့
ရန်တွေ့ပြန်လေတယ်အဲ့အတွက်ကာလာသားများသာမကရွာထဲမှာအသင်းဖွဲ့လူကြီးများနဲ့ကာလာသမီးတချို့တို့ပါမန်းတပ်တွင်ဝင်လာကြတဲ့အထိစွစွယုံယုံတွေဖြစ်ကုန်ကြဒေါ်ချမ်းကမိုင်းမင်းနဲ့စကားပြောနေတဲ့ကာလာသားကောင်းကလက်ညှိုးကောင်းကောက်ထိုးကအော်ကြီးအကျယ်ပြော၍နေလေတယ်ဟဲ့ကောင်ဘာလဲနင်ကမီးအင်းမြင့်ကိုရတာကိုမကြေမနက်ဖြစ်နေတာမလားနင်းစောက်ရုပ်ရည်စောက်ပုံစံနဲ့တရီကြအောင်စင်းတဲ့ပဲပို့မလဲအမေခင်ဗျားကျုပ်ကမစော်ကားနဲ့တော့စော်ကားတာမဟုတ်ဘူးနင်တို့တွေပိုးလို့မရတဲ့အေးမြင့်ကိုငါမီးယူတော့မှမလို့မကြေမနက်ဖြစ်နေတာမလားနင်တို့တရွာလုံးစောက်ကျင်ကောင်းတယ်ကောင်ဖေးကောင်ရှိမေတော်တော့ဗျာကျုပ်တို့ရွာလူကြီးကသီးခံပေးလိုက်ဆိုသီးခံနေတာခင်ဗျားအတလူကြီးကျုပ်တို့စော်ကားနေရနော်အပေါက်ကလည်းစိုးသေးတယ်ခင်ဗျားတို့လူကွာသာမျက်နှာနဲ့ဆိုသေတော့မလာဘူးမလာနဲ့လေနင်တို့တွေမလာတော့ဓမင်းကျွေးရအောင်တက်တာသေးတယ်ရောင်ဝါးဝါးနဲ့ဓမင်းညာစားနေတဲ့ဟာတွေခင်ဗျားကျုပ်တို့မစော်ကားနဲ့ဟဲ့ကောင်မှန်တာပြောတော့နာသွားတယ်ငါမြီးမိန်းမကိုပိုးကျင်နေတဲ့ကောင်တွေနင်တို့မျက်လုံးကြည့်တယ်ငါသိတယ်ချမ်းသာရွာသားတွေကမရက်ခိုးတွေထေမာရဲ့ဘာမဆိုင်ညာမဆိုင်စကားများပေါက်ပြပြောနေကြရွာလူကြီးဥတီလာမယ်မနေသားတော့ပဲဒေါ်ချမ်းထိန်ထိန်ပြောဖို့တော့ဝင်ပြောရလေတယ်အမကြီးဝတိတိုင်းအခုလိုပြောရဲဆိုတာကျုပ်သဘောပေါက်တယ်ဒါပေမဲ့မာကြီးစကားတွေကကျုပ်တို့ရွာသူရွာသားတွေတအားစော်ကားနေပြီကျုပ်တို့ရွာအေးချမ်းနေလာတာမာကြီးလိုလူမျိုးကျုပ်တို့ရွာမှာတစ်ခါမှမတွေ့ဘူးအခုတွေ့ဘူးပြီမလားဘာလဲရွာသူကြီးနင်ကငါလုံနေလို့ဆိုတာလားမဟုတ်ဘူးလေဗျာခမရစကားတွေကအထင်းကိုမရှိတော့ဘူးလေငါမီးမန်းတက်ထဲမှာမှိုင်နေတဲ့သူကမှန်နေလားခမရလူကြီးဖြစ်ပြီးတေးကြစဉ်းစားကြည့်လေဗျာအခုလိုမန်းတက်ဖြစ်ဖို့ရွာသားတွေလဲတွေနဲ့အင်းလုံးတွေတိုက်ဝါးတွေတိုက်လှုပ်ပြီးတာခမရပြောတဲ့မောင်သိန်းဆိုတာလုံများတယ်ကြာကိုရွာသူမင်္ဂလာဆောင်မို့လာပြီးလှုပ်အားပေးတာညာဘက်ဆိုသူဆိုင်ခင်းဆောင်ရသေးတယ်အေးကြီးတွေပါပြင့်မှာပေါ့ခမရနေနဲ့ဒါလောက်ကိုတော့နားလေပေးတင်တယ်လေမပေးနိုင်ပါဘူးငါမီးမင်္ဂလာယူတဲ့အချိန်မှာမင်္ဂလာရှိတာပဲမြင်နေတယ်တန်နိုင်ဒီချမ်းသာရွာရုပ်ဆိုးတဲ့သူတွေတော့မင်္ဂလာဆောင်လာစီချင်တာမဟုတ်ဘူးအတော့စိတ်ဆိုးစရာစကားများတော့ရွာသူရွာသားများမှတယောက်တစ်ပေါက်ပြောဆိုကြလေတယ်ငါတို့ရောမနေ့တနေ့မှရောက်ပြီးတော့ကြီးကျယ်တွေလုံနေအေးမြင့်မြတ်တာလည်းသီးခံနဲ့ကြာပြီနော်ဒါကြောင့်မလဲဒီလိုမျိုးတွေနေထုတ်ခံနေရတာဟုတ်တယ်ကွာတက်တာကြည့်တာအချိန်မရှိဘူးအလက်ကခွာတာစကားပြောလဲရိုင်းသေးတယ်သူတို့ကမြန်ကြက်တီမရှိဘူးဖြစ်ရတယ်မလုပ်ဘူးကွာဒီဘွားတော်မျက်နှာကြည့်ရတာကြက်တီကိုယုတ်ဒေါသထိန်နေတဲ့ကာလာသားများမှာပေါက်ကွဲလာပြီဖြစ်ပါတယ်အိုက်ကစိတ်ရှုံနေတဲ့မိုင်းမင်းကအမေးဘေးမှာမြည်သည့်စကားမှမပြောဘဲတစ်ချိန်လုံးရက်နေတဲ့ဝင်းနိုင်အားအတန်ခတ်မှမှနေပြောဆိုလိုက်လေတယ်ဝင်းနိုင်နေမေယူထိန်ဦးလေနေမေတောက်လွန်နေပြီကျုပ်ကဘာထိန်ရမှာလဲကျုပ်ကကျုံမေယူတခါမှပြန်ပြောဦးတာမဟုတ်အခုမောက်ယူတာတော့မေကြီးကယူဆိုလို့ယူတာဘာပြောတယ်နင်ဘာပြောလိုက်တယ်ဟုတ်တယ်အမေကြီးကမောက်ရီးသားတော်ရမယ်ပြီးရင်ယူရမယ်ဆိုလို့ကျုံမေကြီးခိုင်းနေတာလှုပ်တာအဲစကားကြောင့်အင်းမြင့်တယောက်လွန်စွာဒေါသထွက်သွားလေတယ်အကြမ်းမတော့လောင်းစားမလို့လူရိုးလူရေးလေးကိုထင်ကားတပါလုံးစာတော့ရွေးချယ်ကြံရွယ်လိုက်မိတယ်ယခုသူမရွေးတော့သူမဖြစ်လုံးဝအသုံးမကျတော့လူတယောက်ဖြစ်နေမှယခုမှသိလိုက်ရဒါကြောင့်အင်းမြင့်ကလွန်စွာမှစိတ်ထိခိုက်ဒေါသထွက်သွားပြီးတော့အမိန်နဲ့ဝင်းနိုင်အားလက်ညှိုးထိုးပြီးတော့အတန်ခတ်မမနဲ့စကားဆိုလိုက်ပါတယ်ဝင်းနိုင်နင်းမေယူခေါ်ပြီးငါအိမ်မောနေနင်းစင်းတော့ဒီမင်္ဂလာဆောင်လဲဖြတ်တယ်ငါလိုအဆက်မရှိတဲ့မိန်းမမျိုးဒီလောကမှာရှိမှာမဟုတ်တော့ဘူးလင်ယူဖို့အတွက်ကိုယ်တိုင်မင်္ဂလာတောင်းပေးရအဲ့လောက်အဆက်မရှိငါနင်းကိုချစ်တာတော့နင်းကအမေကြီးယူခိုင်းလို့တယ်လားကဲနင်းနဲ့ငါဇလန်းပြတ်ပြီနင်းတို့သွားချင်နေနေတာသွားတော့အေးမြမလို့ပြောလိုက်တဲ့အခါဒေါ်ချမ်းကမျက်နှာပြတ်သွားပြီးအေးမယားကြီးကကမန်းကရန်စကားဆိုလိုက်လေတယ်အဲ့လိုလို့ဘယ်ဖြစ်မလဲမနှက်ပြန်ဆိုရင်မင်္ဂလာဆောင်တော့မှာအဲ့ဒီမင်္ဂလာပွဲဖြတ်တယ်လို့ကျမပြောတာရှင်းမကြောက်ဘူးလားဟက်ကောင်မနင်းကဘာချိုးတာလဲငါမီးကယောက်ျားလေးနော်ဘာမှမဖြစ်ဘူးနင်းကသာငါမီးနဲ့နှိမ့်တိမ်နေပြီးဖြစ်ချင်တိုင်းဖြစ်ခဲ့တာရှစ်ပေါက်ရရှောက်မပြောနဲ့ဘာလဲမှန်တာပြောတော့နင်းနာနေတာလားငါမီးနူးနူးထွတ်ထွတ်လေးကိုနင်းကအပိုင်ကြံထားတာလေဒေါ်ကျမ်းမစားတဲ့မဲကိုသဲနေပတ်တဲ့စကားများကြောင့်အေးမြင့်တယောက်သားများပင်တုံတဲ့ဒီစိတ်ဆိုးဒေါသထွက်လို့နေပါလေတယ်အဲ့လိုပြောင်းလဲသွားတဲ့ခြေနေများကြောင့်ချမ်းသာရွာသားများကဒေါ်ကျမ်းတို့မြီးပွားဟာဆက်လက်တီးခံနိုင်ခြင်းကင်းမဲ့ကတယောက်တစ်ပေါက်လက်ညှိုးထိုးပြီးတော့နှင်ထုတ်ကြပါလေတော့တယ်ထွက်သွားအပြောအဆိုချမ်းတဲ့မိန်းမကြီးထွက်သွားတဲ့ငါတို့ရွာမှာနေတော့လို့ယုံရင်ချမ်းတဲ့သူတွေမလို့ဘူးဟုတ်တယ်ထွက်သွားငါတို့ချမ်းသာရွာလူတွေကနေတော့လို့ရှာချမ်းရချမ်းဗျံပရာလူမျိုးတွေမလို့ဘူးထွက်သွားကြအင်းမြင့်ပါဝင်ချမ်းသာရွာသူရွာသားများမှတယောက်တစ်ပေါက်ပြောဆိုပြီးနှင်ထုတ်တွေကဒေါ်ချမ်းနဲ့ဝင်းနိုင်တို့နှစ်ယောက်မြည်တော့လှုပ်လို့လောရမှမသိဖြစ်လို့နေပါလေတယ်အဲနောက်ဒေါ်ချမ်းကထမယားတူတူဝဲကဘီးပြင်းပတ်ထားတဲ့သူမကြီးသပင်တော်ဟာဖြီချလိုက်လေတယ်အချိန်တွေကိုရိတ်စားမိတဲ့ဝင်းနိုင်ကသူမကြီးအမေကြီးနာကိုကတ်သွားကအတန်တိုးဖြင့်စကားဆိုလိုက်ပါလေတယ်အမေဘာလို့မလို့လဲဒီရွာလူတွေကိုတန်ပြန်ချိန်စာတိုက်မလို့ပေါ့အမေကြီးစကားကျုပ်တစ်သလုံးနားထောင်ခဲ့တယ်လေတခါမှလည်းလူမန်းတိတဆရွယ်တွေကတခုမှမတောင်းဆိုခဲ့ဘူးနင်ဘာပြောချင်တာလဲဝင်းနိုင်
အမေရဲ့တမန်ချင်းဆောင်မိုင်းမျိုးမတိုက်ပါနဲ့မေရဲ့သူကျေးဇူးတွေရှိတယ်လေအေးဟုတ်ပြီသူ့တို့ချင်းဆောင်မတိုက်ဘူးဒေါ်ချမ်းအဲ့လိုပြောကခေါင်းကိုထောက်ပြီးတော့မြေပြင်အားခြေပြင်တစ်ချက်စောင့်လိုက်ရာကြည်လင်နေတဲ့ရာသီဥတုကအချိန်ခါမို့မိုးများမိုင်းညို့လို့သွားတယ်လို့ခွေးများလည်းဆွဲဆွဲငင်ငင်ဥလာပြီးတော့ဘယ်နေရာကမှမသိပြန်တန်းလာတဲ့ကြီးကန်းတို့ရဲ့စူညံသွားအော်ဟစ်တန်များပင်ထွက်ပေါ်လို့လာပါလိမ့်တယ်အဲနောက်ဒေါ်ချမ်းကကျဲလောင်သွားအော်ဟစ်ရီမောလိုက်သူမရီတန်းမှာရွာတရွာလုံးကြားနိုင်လောက်တဲ့အထိကျဲလောင်ပြီလေသူမရီတန်းရွာသားများ၏နားထဲမှာပဲ့တင်ထပ်နေ၍ရွာလူကြီးပါဝင်ရွာသူရွာသားများနားများကိုလက်နဲ့အုပ်ထားသည်ဒီကျဲလောင်လေတယ်အဲလိုလက်နဲ့အုပ်ကထားတော့လေဒေါ်ချမ်းရီတန်းကိုကြားနေရစေဖြစ်အဲနောက်သူမလူများနားမလဲသောစကလုံးများပင်ကာရာများကိုရွတ်လေတယ်အဲနောက်သူမကရွာသားများလက်ညှိုးထိုးကကျဲလောင်တဲ့အတန်ဖြင့်အော်ဟစ်ပြောဆိုလိုက်လေတယ်နေလို့ငါချင်းစာတိုက်လိုက်ပြီငါကူများအာချမ်းသလီရှာချမ်းသလီနဲ့ဟေးခုချင်းရစားပြီအေးမြင့်ကလွဲလို့နေတို့တရွာလုံးအာချမ်းရှာချမ်းလှုပ်ရလိမ့်မယ်အေးတကယ်လို့ရင်ရင်ကြီးကြီးပြောမိရင်တော့တပတ်တွင်သွေးရန်သေးလိမ့်မယ်အေးမြင့်နေရတော့ငါ့ကိုကူညီထားတာအဲ့ဒါကြောင့်ငါချင်းစာနေဖယ်လိုက်ဒါမဲ့ငါမီးကိုမယူနိုင်တဲ့အတွက်နင်းကိုတော့အပြစ်ပေးရမယ်ဟေးဒေါ်ချမ်းအဲ့လိုပြောပြီးတော့အေးမြင့်နားကိုဖြတ်ကနေရောက်လာကအေးမြင့်ရဲ့မျက်လုံးနှလုံးတွင်းကိုသူမ၏လက်ဖြင့်တိုးထိလိုက်အဲ့လိုတိုးထိလိုက်တာနဲ့အေးမြင့်မျက်လုံးများကွယ်သွားလေတော့တယ်ချမ်းသာရွာသားများအော်သူအော်ငိုသူငိုနေကြောက်လန့်နေချိန်ဒေါ်ချမ်းကသူမ၏မိဖြစ်သူဝင်းနိုင်ရခေါ်ကချမ်းသာရာမှထွက်ခွာသွားခဲ့ပါလေတော့တယ်တကယ်တော့အမားကြောင့်အခုလိုနေဖြစ်တာဆိုရွာသားတွေကမကြည်တော့ဘူးလေအဲ့တော့အမားတို့လည်းရွာပြင်မှာထွက်နေရတာအမားတို့ရွာသားတွေမုန်းတာသူတို့မမှားပါဘူးအမားတကယ်ကိုယူခဲ့တာပဲမိုင်းမင်းကတိုင်းရမှာထိုင်ပြီးတော့လွန်ခဲ့သောအတိတ်မှဖြစ်ပျက်ခဲ့တဲ့အကြောင်းအများကိုပြောပြလို့နေခြင်းဖြစ်ပါတယ်အဲဒီကဘိုးတင်ကယူနေချမ်းတစ်ခွက်ကိုလက်ကကင်ထားရင်းနဲ့မိုင်းမင်းကအမေးစကားဆိုလိုက်ပါတယ်အမကျုပ်တစ်ခုလောက်မေးခြင်းတယ်မေးပါမောင်လေးအဲ့ဒီဒေါ်ချမ်းတို့ကဘယ်ရောက်သွားလဲအမလည်းမသိဘူးတချို့ပြောတာတော့စိတ်ကုန်းဘက်မှာတဲထိုးနေတယ်ပြောတယ်ကျုပ်တို့သူနဲ့တွေ့မှချိန်စားပြေးမယ်ထင်တယ်ဒီတိုင်းပြေးလို့မရဘူးလားမောင်လေးအဲ့လိုလုပ်လို့မရတော့ဘူးဗျာအမားတို့ရွာတော့ပြစ်မထားပါနဲ့ကွယ်တခုလောက်ထမ်းမေးခြင်းတယ်ဗျာရွာသားတွေကိုပြန်ပြီးတော့ဘူးကလန့်ပြောရင်ကူညီလို့ရတယ်အဲ့ဒါရောဘာဖြစ်လို့လဲအမားတို့လည်းမသိပါဘူးအဲ့ဒါတော့ချိန်စာအတိုက်ခံရတာကြတော့သူ့လိုလိုပဲနားလည်လာခဲ့တာစိတ်ပေါ်နဲ့မှရင်ကျုပ်တို့ချိန်စာရအောင်ဖြည့်ပေးမယ်ကျုပ်တို့ချိန်စာဖြည့်ပေးပြီးရင်အမားကျုပ်တို့နောက်လိုက်ခဲ့ရမှာနော်စိတ်ချပါကွယ်အဖိုးကမှားထားတာဆိုတော့လိုက်မှာပါကောင်းပြီအဲ့ဆိုကျုပ်တို့အမားပြောတဲ့စိတ်ကုန်းဘက်ကိုသွားလိုက်မယ်စိတ်ကုန်းကဘယ်သူလမ်းပြနိုင်မလို့မဘိုးတင်မလို့မေးလိုက်တဲ့ကမိုင်းမင်းကခိတ္တတွေးလိုက်ပြီးတော့ရွာတွေကကိုသိန်းတန်တော့တီးလောက်တယ်ရွာလူကြီးသားလေဟုတ်ပြီအဲ့ဆိုကျုပ်တို့တို့အကူညီသွားတောင်းတာပေါ့ကဲဘီလူနဲ့တာကြီးမင်းတို့ငါတော့လိုက်ခဲ့ကွာကိုဘိုးတင်နဲ့ကိုသားရနွားတွေတေးချကြောင်းထားလိုက်ကျုပ်တို့ခီးစားအောင်မထင်နဲ့ဗျမုံစိန်ညော်တော့တရားဆက်ထိုင်နေဗျခင်ဗျားကိုမများထက်ညုံမလဲမသိဘူးဘိုးတင်အားလို့ပြောလိုက်ရအားလုံးဒီလဲခေါင်းချိန်လက်ခံလိုက်ကြအဲနောက်ဘိုးတင်ပေတူသားကြီးတို့ကလွယ်ကိုစီလွယ်ပြီးတဲ့နောက်ရွာတွေကိုထွက်သွားလိုက်ကြလေတယ်မိုင်းမင်းရဲ့ခြံဝိုင်းပြင်ကိုရောက်တဲ့အခါပေတူးမှစတင်ပြီးတော့စကားဆိုလာခဲ့လေတယ်ဘိုးတင်ရွာထဲသွားမှဆိုငါတို့ဘူးလန်ပြောအောင်မလားအေးလေဘာလို့လဲမင်းကမပြောတတ်လို့လားမှန်တိုင်းပြောချင်ပါဘူးကွာငါလူလိမ္မာလေးပဲလုပ်ချင်တာကွာပေတူးကလို့ပြောလိုက်တဲ့ကဘိုးတင်နဲ့သားကြီးတို့ကပေတူးကအကဲခတ်သလိုကြည့်လိုက်ကြပြီအေးလေမင်းမပြောချင်လည်းပြောပါနဲ့ကွာငါတို့ကကြည့်ချက်ပြောလိုက်အေးငါသူတော်အောင်နေနေတိုင်းမပြောချင်ဘူးအေးပါကွာသဘောပေါက်ပါတယ်ကဲအားဆိုငါမြန်မြန်လေးသွားကြတာပေါ့ချိန်မင်းစိန်ကုန်းတခါလေးသွားလိုက်ကြအောင်လေအေးဒီလိုနဲ့ဘိုးတင်တို့တော့လဲစကားတပြောနဲ့စိန်ကုန်းဆိုတဲ့နေရာအသီးတဲ့ကိုသိန်းတန်ဆိုတဲ့ရွာလူကြီးသားစီကိုသွားလိုက်ကြပါလိမ့်တော့တယ်ပြောမကြီးရွာလူကြီးရင်ဘယ်လိုသွားရမလို့ရွာလူကြီးရင်ကိုနေတော့ပထွေးရင်ထင်လို့သွားမလို့လားရွာထဲရောက်တာနေကြားတဲ့စကားများဖြစ်ပါတယ်ဘိုးတင်ပေတူးနဲ့တာရီတို့ကရွာလေလဲလဲမှကြုံတဲ့အမျိုးသမီးရောက်လို့မေးလိုက်လေအမျိုးသမီးကလမ်းမပြောဘဲစိတ်တိုင်းထွာလိုက်ချင်းဖြစ်ပါတယ်အဲ့ကဘိုးတင်ကမျက်မှောင်ကျုပ်လိုက်ပြီးတော့ဘူးလန့်ပြန်ပြောမိအကြံတွင်ပေတူးဤတန်ကဥစွာပေါ်လာလေတယ်မာကြီးကရွာလူကြီးမယင်ငယ်မလို့ကျုပ်တို့လမ်းပြကျင်တာလားဟဲ့ငါလိုစင်ရအိုနာကျွန်းကမယင်ငယ်လှုပ်ရှားလားဘာစင်လဲထမိန်ထက်စင်လားထမိန်ထက်စင်လိုပဲမဲတဲ့နဲ့ရုပ်ကုန်များဟဲ့ငါသားမဲတာနေဝါပြုတ်နေလို့လားကျုပ်တော့ဝါလာမြူးနေဗျာခင်ဗျားသားမဲတာကူးမှဆိုလို့အဲ့လိုပြောစကားများကလူတယောက်ဖြစ်တီချက်ကိုတိုက်ခိုက်တဲ့စကားများမလို့မပြောသင့်ပြီဒါမှလည်းအချိန်ရပေတူးမှအဲ့လိုပြောလိုက်ရခြင်းဖြစ်လူတယောက်ဖြစ်တီမှုကိုထိခိုက်ခြင်းကညင်တိန်တဲ့လူများရဲ့မူခြင်းမှန်ဘိုးတင်တို့ကောင်းစွာသိကြဒါပေမဲ့တခြားသောရွာများနဲ့မတူကျင်းစာသိနေတဲ့ရွာမလို့ရွာသားများကူညီခြင်းနဲ့စိတ်ဖြင့်အဲ့လိုပေတူးမှရိုင်းပြလိုက်ခြင်းဖြစ်ပါတယ်ပေတူးနဲ့စကားပြောနေတဲ့မျိုးသမီးကမျက်နှာတင်းမာနေရမှအနေငယ်ရောသွားပြီးဒီလိုင်းသွားရွာလေးမှာပြင်အောင်ပြင်ခဲ့ရင်တွေ့လိမ့်မယ်ဝင်ချင်းမှာစပယ်ကြီးရှိတာရွာလူကြီးအိမ်မယ်ဘိုးတင်တို့လမ်းမေးတဲ့မျိုးသမီးမှအဲ့လိုပြောလိုက်ပြီးတော့သူသွားမဲ့လမ်းကိုထွက်ခွာသွားခဲ့
အိုက်ကဘိုးတင်နဲ့တာကြီးတို့ကပေတူးအားကြည့်လိုက်ပြီးတော့ဟေ့မင်းပြောတော့အဲ့လိုမပြောချင်ဘူးဆိုပြောလိုက်တာပဲမင်းကြီးပဲပြောချင်ပါဘူးကွာသူတို့အဲ့လိုမပြောရင်လည်းလွန်ရရောက်တော့မှာမဟုတ်ဘူးလေအေးအဲ့ဒါတော့ဟုတ်ပါတယ်အေးကွာလူနာကိုပြောင်းစီချင်တာဆိုတော့လေတခါလီတော့ဈေးကားကြီးတိုက်ရမှာပေါ့နော်တာကြီးလေးလေးပင်ပင်ပြောစကားကြောင့်ဘိုးတင်နဲ့ပေတူးကမျက်မှောင်ကျုပ်လိုက်ပြီးတော့ခေါင်းအောင်တစ်ဆက်ဆက်ညှိ့လို့သာရွာလူကြီးအိမ်ကိုသွားလိုက်ကြပါလေတော့လေကျိုးနိုင်လုံးများရေနံကြီးတုတ်ထားသဖြင့်မဲနဲ့လို့နေတယ်အဲ့ဒီကျိုးနိုင်လုံးကြီးများမှာအိမ်နိုင်ဖြစ်ပြီးတော့အိမ်ပေါ်ဓာတ်ကိုပြင်ချက်လေးများဖြင့်ကာထားကရေနံကြီးများတုတ်လိမ့်ထားသလိုခွေးကလေးပါတဲ့အိမ်လေးကားမှာအိမ်ရှိမှဖြစ်ပြီးတော့ပန်းလာများဖြင့်အိမ်လေးကားပုံဖော်ထားသေးတယ်အဲ့အိမ်ကြီးတီရှိရာအိမ်ဝိုင်းထဲမှာစပက်ကြီးနဲ့နွားတင်းကုန်းရှိပြီးတော့နွားတင်းကုန်းမှာအိမ်နောက်ဘက်မှာဖြစ်ပြီးစပက်ကြီးဒီကအိမ်ရှိဘက်မှာဖြစ်ပါတယ်အိမ်ကြီးရဲ့အိမ်အောင်ထဲမှာတော့ကိုပြစ်တစ်ခုနဲ့ဇပွဲတန်းရရှိပြီးတော့လူကြီးနှစ်ယောက်တို့မှရင်နှွေးချမ်းတောက်နေပြီးတော့နွားတင်းကုန်းနဲ့ခလန်းလန်းမှာရှိတယ်ဓာနေဆက်မှာတော့လူရွယ်တယောက်နွားသာဆင်းလို့နေတယ်အဲ့ချိန်အိမ်ဝိုင်းထဲကိုလူငယ်3ယောက်ဝင်လာခဲ့လူငယ်3ယောက်မှာတခြားသူများမဟုတ်ဘိုးတင်တို့တောင်းပင်ဖြစ်ပါတယ်သူတို့ဝင်လာတဲ့အိမ်အောင်ထဲမှာရင်နှွေးချမ်းတောက်ပြီးတော့စကားပြောနေကြတယ်လူကြီးနှစ်ယောက်မှစူးစမ်းသလိုကြည့်လိုက်ပြီးတော့လမ်းအော်ကမေးမြန်းလာပါလေတယ်ဟေးဘယ်ကောင်နေတော့ကွာကျတို့ရွာလူကြီးနဲ့တွေ့ကြလို့အေးအဲ့ဒါလာခဲ့ကြလူသားလားကွာစောက်ပြဿနာကြီးခေါ်မလာနဲ့ဟလားရွာလူကြီးခင်ဗျားလားအေးဟုတ်တယ်ဘိုးရင်တို့တောင်းကခက်တီတီမင်းရွာလူကြီးရဲ့အောက်ကိုဝင်ထိုင်ပြီးတော့လွတ်နေတဲ့တန်းအများကိုဝင်လိုက်ကြကခင်ဗျားသားကိုသိန်းတန်ရှိလားမေးမေးလင်းကိုလိုက်ကြည့်နေမှာမဟုတ်ဘူးကွာမသိနဲ့ခေါ်လိဗျာခင်ဗျားနဲ့ရတဲ့သားမဟုတ်လားခင်ဗျားမိမလင်ငယ်နေပြီးရတဲ့သားလားဟမ်ဘေရူးမလို့ပြောလိုက်ရရေနေချမ်းတောက်နေတဲ့လူကြီးနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတော့နွားစာဆင်းတဲ့လူရွာလမ်းခေါ်လိုက်ရောက်သိန်းနဲ့လောင်းမှာဘယ်ကောင်နေလဲမသိဘူးတော့ရောက်နေတယ်ဟုတ်လားဗျမချုံမသာပြောရင်တော့နှုတ်သီးသာဖျက်ရလိုက်ဗျာကိန်ကိန်လို့အော်ပြီးတော့အိမ်ဝိုင်းထဲကပြေးသွားလိမ့်မယ်လာစမ်းမှာငါသားလည်းမင်းကိုလင်ပေးသားဖို့ခေါ်နေတာမဟုတ်ပါဘူးရွာလူကြီးမလို့ပြောလိုက်တဲ့ကသိန်းနိုင်ကိုမြည်ရတဲ့လူရွယ်ကနွားသားဆင်းနေအောင်ရက်တန်းလိုက်ပြီးတော့အိမ်အောင်ထဲကိုလမ်းလာခဲ့အဲနောက်သူကဘိုးထင်တို့တောင်းကစူးစမ်းသလိုကြည့်လိုက်ပြီးတော့မင်းတို့ဘယ်ကောင်နေလဲဘာဆောက်လို့လာရှုပ်တာခင်ဗျားတော်ချမ်းနေတဲ့နေရာကိုသိတယ်ဆိုဟလားဘိုးထင်မလို့ပြောလိုက်ရသိန်းနိုင်ဒီသားမကရွာလူကြီးနဲ့စကားဆိုနေရမရက်ဖပါဘိုးထင်ဟာစူးစမ်းသလိုကြည့်နေကြအဲနောက်သိန်းနိုင်ဘိုးထင်ဟာစိုက်ကြည့်လိုက်ပြီးမင်းကဘာလို့မေးတာကျုံနေမြဘိုးထင်ခင်ဗျားတို့ကချိန်စာမိနေတယ်ကျုပ်သိတယ်ကျုံမိနေချိန်စာဖြေပေးဖို့လာခဲ့တာဟမ်ငါတို့เจ้าမင်းဘယ်လိုသိတာငါတို့ချိန်စာမိနေတာဘယ်သူပြောတာလဲပြောရင်ပြောတဲ့သူသိတယ်နော်စိတ်ချကျုပ်တို့ပြောတာချိန်စာမိနေသူမဟုတ်ကဲကြားတယ်ဗျာကိုသိန်းနဲ့ခင်ဗျားတော်ချမ်းနေနေတော့သိလားမသိဘူးလားသိတယ်ညီလေးအရင်တော့စိတ်ကုန်းမှာပဲနေတာအခုတော့တိန်းနန်တို့ကောင်းမွန်စွာစကားပြောလိုက်ခြင်းချောင်းဆိုးတန်လေးတို့ပါဇက်မှာသွေးများထွက်ကြလာပါလိမ့်တယ်အဲ့ကရွာလူကြီးကသူကြီးသားဆိုးရင်နဲ့မျက်နှာနဲ့ကြည့်ကငါသားမင်းသတိကဆိုင်ဟဲ့ကောင်ရတယ်ပါကျုံမသေးသေးဘူးကျုပ်တို့ကဒီလိုရိုင်းနေရမဟုတ်ဘူးပါဒီဆုံးမယူနိုင်ပြန်ကောင်းမှာပါရဲ့ဟေးမင်းစကားကောင်းမပြောနဲ့လို့စကားကောင်းပြောတဲ့ကိုသိန်းနိုင်ပါဇက်မှာသွေးများစီးကြလို့နေတယ်အဲ့ချိန်ဘိုးထင်မှာအတွေးတစ်ခုရသွားပြီးတော့ဟေးလူခင်ဗျားစောက်အောင်တော့အဲ့လောက်နဲရတာဟမ်ကျုပ်တို့ကယင်ကျေးတတ်တဲ့ကောင်တွေမဟုတ်ဘူး